လူငယ်တွေမှာကိုကအဲ့ဒီမဟုတ်တာမှန်မှန်နာတွေကိုရှက်ဖို့ကြောက်ဖို့နေပါကုန်ကြပါပြီ။ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကကျွန်တော်တို့ရဲ့အကျင့်စာရိတ္တတွေအားလုံးဟာပျက်စီးကုန်ပါပြီ။ဟေရီအော်တပလို့ခေါ်တဲ့အချက်အကြောက်မဟုတ်တာလုံးဝမှာကိုရှက်ဖို့မှန်မှန်နာပြောရမှာမှန်မှန်နာကြံစည်ရမှာကိုကြောက်ဖို့အဲ့ဒီမဟုတ်တာမှန်မှန်နာတွေကိုရှက်ဖို့ကြောက်ဖို့ဆိုတဲ့အတိတရားတွေကျွန်တော်တို့လူငယ်တွေမှာကိုကနေပါကုန်ကြပါပြီ။ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားပြီလို့ကျွန်တော်ကအဲ့လိုမိုက်ကန်ဆွဆွဲလေးရှိပါတယ်။အဲ့ဒါလို့ဆွဆွဲရတဲ့အကြောင်းကလည်းကျွန်တော်မှာအခိုင်အမာတတ်တည်တာတကားတွေရှိတယ်။လူငယ်လေးတယောက်ကျွန်တော်ဒီနီးပညာတက္ကသိုလ်တွေမှာအများနဲ့ဒီစကားလေးကိုပြောလို့ရှိပါတယ်။လူငယ်လေးတယောက်3,500လောက်တန်တဲ့ကားအရင်တော့3,200လောက်တန်တယ်။အာရာဖတ်လို့ခေါ်တယ်ဝယ်စားတွေကအခုကားနာမည်အမှန်ကတော့ Alphard အရင်တော့3,200လောက်တန်တယ်အခုတော့ဈေးကျတော့3,500လောက်တန်မယ်။အဲ့ဒီကားကိုလူငယ်လေးကမောင်းလာမယ်ဘေးနားမှာထိုင်နေတဲ့လူငယ်လေးက6ကဆိုင်တစ်ဆိုင်မှာထိုင်တဲ့လူငယ်လေးကအားကြတဲ့မျက်ဝန်းတွေတတ်မှတ်တဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်ဟာကားကြီးကကောင်းလိုက်တာကွာကားကြီးငိမ့်ကနေရက်မယ်အဲ့ဒီကားရှိကတကန်းလေးချက်ကနေပွင့်လာမယ်ခြေထောက်ကလေးတစ်ဖက်ဘက်ကနေကျလာမယ်ကြလာချင်းခြေထောက်မှာစီးထားတဲ့ဖက်နဲ့လူငယ်တွေတပြိုင်နက်တည်းអော်တယ် boot ဆိုတာဘောဖက်နဲ့ boot ဒေါက်တာမာတင်လို့ခေါ်တဲ့ boot 9 သိန်းလောက်ပေးရကောင်းလိုက်တာကွာဒေါက်တာမာတင်ကွာအဲ့ဒီအောက်မှာ6တစုံကျလာမယ်ဂျင်းပေါင်း American 501 Levi's ဂျင်းအစ်စ်3 သိန်းလောက်ပေးရ American ဂျင်းအစ်စ်ကွာဣနေတာပဲခါလေးတစ်ချက်လဲပြီးကျလာမယ်ခပတ်ကလေးလက်ကနေတစ်ချက်ဖြစ်သွားမယ်ခပတ်ကိုကြည့်လိုက်တော့ LV Louis and ဘာလဲမသိဘူး10 သိန်းလောက်တန်မယ်ကိုလုံးလေးလွင့်လာမယ်ရှိုင်းကြီးလေးတလွင့်အကောင်းစားရှိုင်းကြီး2 သိန်းလောက်တန်တယ်ထိုးထားတဲ့ဘောပင်က350လောက်တန်တယ်ကျွန်တော်လိုဘောပင်မျိုးခေါင်းလေးတစ်ချက်ဆက်လိုက်တဲ့အခါမှာနားလေးကလက်ကနေဖြစ်သွားတယ်စိတ်နှကပ်ယောက်ျားမှန်ရင်နှကပ်ပန်နဲ့ခက်ဆိုတော့စိတ်နှကပ်3,500လောက်တန်တယ်လက်မှာပတ်ထားတဲ့နာကြီး3ရာခဏတတ်ထားတဲ့နေကမျက်မှန်320-30လူငယ်တွေကမျက်လုံးအဟောင်းသားနဲ့ဟာဆိုပြီးတော့ထို့သဖြင့်မိန်းကလေးတွေရဲ့မျက်လုံးတွေကပုတ်ပြီးအကြောင်တောက်တကယ်တော့အဲ့ဒီကောင်လေးရဲ့အဖေဟာညွန်ကြားရေးမှုအဆင့်လောက်ပဲရှိတဲ့အရာတန်းဝန်တန်းတယောက်သူ့လာစာဟာ9 သိန်းမကျော်သူ့အမေဟာဆရာမတယောက်သူ့လာစာဟာ2 သိန်းမကျော်9 သိန်းမကျော်တဲ့ဖအေနဲ့2 သိန်းမကျော်တဲ့မအေကပေါက်ဖွာလာတဲ့ဒီကလေးဟာ3,200 တန်လောက်စင်ရင်မှုမျိုးနဲ့နှစ်ပြားမတန်တဲ့မိသားစုကဆင်းသက်လာတယ်လို့ဘယ်လူငယ်မှမကြည့်ရဘူးအားကြတဲ့မျက်ဝန်းတွေကျဉ်တ်တဲ့မျက်ဝန်းတွေသဘောကျတဲ့ခြေနေတွေငါ့ဟိုသာလာပြီးစလို့တော့ငါတော့ okay ပဲ ready ပဲဆိုတဲ့ဟာမျိုးတွေလင်မယား2 ယောက်ပေါင်းလို့မှ10 သိန်းမပြည့်တဲ့ဝင်ငွေနဲ့ကလေး1 ယောက်ကို3,200 တန်လောက်စင်ပေးထားနိုင်တယ်ဆိုတာဒီတိုင်းပြည်ရမှာမခိုးရင်အဲ့ဒီမိသားစုဘယ်ကခိုးမလဲဒီပြည်သူလူထုရဲ့လဲမျိုးကိုမှမနှင်းရင်ဒီစီစဉ်ဥစ္စာတွေသူတို့ဘယ်ကရမျိုးနဲ့ရိုးနဲ့ချမ်းသာတယ်ဆိုတာလဲဘယ်နည်းနဲ့မှမဖြစ်နိုင်နေတဲ့အိမ်က3,000နဲ့ချီပြီးတော့တန်တယ်စီးပွားရေးလုပ်ငန်းတွေကလက်ညှိုးထိုးမလွဲတကယ်တော့အဲ့ဒီမိသားစုဟာခုနကကလေးဟာ3,200 လောက်တန်တဲ့စင်ရင်မှုမျိုးနဲ့နှစ်ပြားမတန်တဲ့လူလို့ကျွန်တော်ညီတွေကျွန်တော်ဖမတွေကိုကျွန်တော်သိစေချင်တာဒီကောင်ဟာနှစ်ပြားမတန်တဲ့ကောင်တခိုးမိသားစုကဆင်းသက်လာတဲ့မိသားစုဝင်တဦးဓမြမိသားစုကပေါက်ဖွားလာတဲ့မိသားစုဝင်တဦးတိုင်းပြည်ကိုစုပ်ယုပ်အောင်မစာမနာမညာမတာဆောင်ရွက်တတ်တဲ့မိသားစုကပေါက်ဖွားလာတဲ့မျိုးဆက်တယောက်ဒီလိုသိရမှာခေတ်ကဘာဖြစ်သွားလဲလွန်ခဲ့တဲ့နှစ်ပေါင်း100 ကျော်ကပြောခဲ့တဲ့ဥပုံညအင်မတန်တော်တယ်ရှေ့စပီးယားနဲ့တော့ခိုင်းနိုင်ရတဲ့ဥပုံညစရုံးတော်ကြီးတမာသီးနဲ့ခါးစည်းဝက်လဲချုပ်ဆပြဲကိုတဲအပ်နဲ့တွဲလူမြင်သမျှစိတ်ပြက်အောင်လှပါတယ်မရည်သေးစိတ်ပြက်အောင်လှတယ်ကောင်းလိုက်တာစရုံးတော်ကြီးတမာသီးကျွန်တော်စရုံးလို့ပေါ့နန္ဒန်သိန်းတို့ရေလုံးပြုံများကိုတလုတ်ကဲဝါစားရရင်အာခပါဇက်လူဖြစ်ကျိုးနတ်လီငဲ့လူဟာလားလေချောင်းကို
ကလုံးဆောင်ဇုံကန်ပြီးတော့မျောရတယ်ဖွားပဲတော်မှမပေါ်ယုံနိုင်အောင်အလုံးဖုံးရတယ်ဩဖွားပဲတော်မှမပေါ်ယုံနိုင်အောင်အလုံးဖုံးရတယ်ဟောနောက်ဆုံးပါဖြစ်လေငွေမြင်ရင်လင်လုံးမယ်ကျွန်တော်ပြောချင်တဲ့စကားငွေမြင်ရင်လင်လုံးမယ်ကျွန်တော်တို့ခေတ်ဟာအခုဟေရီအော်တာပကိုကြည့်တဲ့ခေတ်မဟုတ်တော့ဘူးရိုးသားမှုတွေစူးစမ်းမှုတွေသစ္စာရှိမှုတွေပညာတတ်မှုတွေကိုဦးစားပေးတဲ့ခေတ်မဟုတ်တော့ဘူးဘာလာလာထောင်းနေဆိုတဲ့ခေတ်ငွေရှိရင်ပြီးရောအဲ့တော့လူငယ်တွေရဲ့စိတ်ထဲမှာငွေမြင်ရင်လင်လုံးမယ်ဆိုတဲ့ဥပုံညာရဲ့စကားလူငယ်တွေရောလူကြီးတွေရောအားလုံးဟာငွေမြင်ရင်လင်လုံးချင်တဲ့စိတ်တွေကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးဟာပျက်စီးသွားပါပြီလို့ကျွန်တော်ကဆွဆွဲတာပါ။ကဲအဆက်နဲ့ဂုဏ်သိက္ခာကိုခွဲလို့သာသင်ခန်းစာမှာထည့်သင်ရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဘာသာဆုံးပြဋ္ဌာန်းရင်တော့လုံလောက်ပါမလားလို့ကျွန်တော်တွေးမိတယ်။မြစ်ကိုရောင်းစားရန်ကြံသူလူတစုအကြောင်းရေးသားဖြစ်ဆိုပါ20မှတ်။လက်ဘလောင်းတောင်ကိုအပြောက်ရိုက်ရန်ကြံသောကုမ္ပဏီတစုနဲ့အာနာရှင်အပေါင်းပါတတိုက်တောင်ဖြစ်ဆိုပါ20မှတ်တနိုင်ငံလုံးတစ်ပင်များခုတ်လဲသောအဖွဲ့အစည်းနာမည်ကိုဖော်ပြပါ20မှတ်တိုင်းပြည်နဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုအဲ့ဒါလိုသာအဆက်နဲအောင်သိက္ခာကျအောင်လုပ်လို့သာပြဋ္ဌာန်းရမယ်ဆိုရင်ကုန်ပါမလားကံကောင်းတာလားကံဆိုးတာလားမသိပါဘူးအင်တာနက်ကွန်နက်ရှင်ကတော်တော်လေးကောင်းနေပါတယ်အမှန်10နာရီအထိပဲအိတ်ချိန်ရမယ်ကိစ္စကို3-4နာရီရအောင်စူးစမ်းပြီးအိတ်တင်ပါတယ်ဒါပေမဲ့2ယောက်သားမအိတ်ကြပဲနဲ့ကိုယ့်ပစ္စည်းလေးကိုပို့လိုက်ကြတာကိုယ့်ပစ္စည်းကိုဆိုတာကျွန်တော်ဒီဖုန်းကိုပြောတာပါလိုင်းကကောင်းနေတဲ့ခါကျတော့မအိတ်လိုက်ရဘူးအတူကလူကြီးဖြစ်တဲ့အတွက်ပင်မပါလိမ့်မယ်ကျွန်တော်အသက်ရွယ်နေတောင်မှနော်ကျွန်တော်လို10ကျော်သက်တောင်မှတော်တော်ပင်မနေဆိုတော့သူ့လို60ကျော်နေတဲ့လူကြီးဖို့ပဲလွယ်မလဲအဲ့တော့ညလည်း7နာရီခွဲကားနဲ့ပြန်ရမှာဆိုတော့သူပြန်ပြီးနားတာပါတနည်းအားဖြင့်တော့လေသူပြောသွားတဲ့စကားတွေကအတော်လေးလုံလောက်ပါတယ်9နှစ်သုံးမဟုတ်10နှစ်ဆိုတဲ့အတိုင်းအတာပမာဏနဲ့အတော်လေးကိုထိုက်တန်တယ်လို့ကျွန်တော်ထင်ပါတယ်အစိုးရကိုတစ်စက်မှအကောင်ပြောမသွားပါဘူးအဲ့တော့ကျွန်တော်ကတော့ရှေ့မှာကျေးဇူးတင်စကားပြောတဲ့မက်ခင်ရတနာဆိုးကိုကျွန်တော်အားကြပါတယ်သူ့လိုမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်မျက်ရည်ကျကျင်တယ်လို့ဘာလို့ဖြစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်ဆင်းသွားကျောင်းသားတွေကကျွန်တော်ကိုပေးစာရှိတဲ့လက်ဆောင်ပေးအဲ့ဒါဆိုရင်တော့ကောင်းမယ်နော်အဲ့တော့ကျောင်းတွေကနေပညာတက္ကသိုလ်ကျောင်းတွေကတူပါတယ်ကျွန်တော်တို့ကျောင်းတော်တော်များများကိုရောက်ပြီးပါပြီမြန်မာတနိုင်ငံလုံးမှာ36ကျောင်းရှိတယ်လို့ကျွန်တော်တို့သိရပါတယ်15ကျောင်းကျွန်တော်တို့ဟောပြောပွဲသွားပြီးပါပြီဘာတွေတူလဲဆိုတော့မြို့နဲ့ဝေးတာချင်းတူပါတယ်အဲ့တော့မြို့နဲ့ဝေးတာတူတယ်လယ်ကွင်းထဲမှာတီထောင်ထားတာတူတယ်အခုလိုလမ်းမကောင်းတာတူတယ်နောက်ဒီလိုခမ်းမထဲမှာရက်တစ်ဖြတ်ဖြတ်နဲ့အိုက်တာချင်းလည်းတူပါတယ်အပညာရေးသင်ကြားမှုမှာ practical တွေလက်တွေ့တွေလုပ်ရတဲ့အခါမှာလိုအပ်ချက်ရှိတာချင်းလည်းတူကြပါတယ်ကျွန်တော်စိတ်ထဲမှာဒါကမကွေးကိုရောက်လာလို့သာမကွေးနေပညာတက္ကသိုလ်လို့ကျွန်တော်ကစိတ်ထဲမှာမှတ်ရတာဟုတ်အခုကိုနေပညာတက္ကသိုလ်ဆိုတော့လေဒီလိုခမ်းမဒီလိုဆင်ပဲဒီလိုလှေကားပဲမြင်းကြံဆိုလဲဒီတိုင်းပဲကန့်ဘလူဆိုလဲဒီတိုင်းပဲဒါကျွန်တော်တို့တော်တော်များများသွားပြီးပြီဆိုတော့မြို့တွေကိုမနှဲမှတ်ရပါတယ်အားလုံးကပုံစံကတော်တော်တူပါတယ်အဲ့ဒါကိုသိတဲ့အတွက်ကျွန်တော်ရဲ့ဆရာသမားတွေဖြစ်တဲ့ဆရာမမတိတာဆန်းချောင်းတို့ဆရာဦးမျိုးမြင့်ငိမ့်တို့သူတို့ထုတ်ဝေတဲ့ပဲ့တင်တန်ဂျာနယ်နော်ပဲ့တင်တန်ဂျာနယ်ကိုကျွန်တော်အမှတ်တရယူလာပေးတာပါစာဖတ်တာမဖတ်တာအပထားရက်ခိုင်ရင်တော့တော်တော်အေးပါတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုရင်ပဲ့တင်တန်ဂျာနယ်ဟာတိုင်းပြည်အတွက်တလောင်းတနေရာနေပြီးတော့စုထမန်တိုင်းအနေနဲ့အာဂျုံမန်တဲ့ဆောင်ရွက်နေတဲ့ပုံမှန်လင်းလင်းပြောရရင်အရှုံးခံပြီးဆောင်ရွက်နေတဲ့ဂျာနယ်တစ်စောင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကသိတ်ကောင်းရင်ပြည်သက်ကမချိုက်ပါဘူးဘယ်လိုစာဆောင်တွေရောင်းရတယ်လဲဘယ်လိုဂျာနယ်တွေရောင်းတော့တယ်လဲဆိုရင်ခေါင်းကရုပ်ရှင်သဘင်ဂီတအကြောင်းတွေပါတဲ့စာဆောင်တွေကော့ကော်ကန်ကားကောင်မလေးတွေလှတာပတ်တာပုံလေးတွေနဲ့ထုတ်တဲ့စာဆောင်တွေအဲ့ဒါလိုစာဆောင်တွေကလူချိုက်များတယ်ရောင်းရတယ်လေးလေးနက်နက်နဲ့အနှစ်သာရရှိရှိလုပ်တဲ့စာဆောင်တွေဆိုရင်
ခုနကပြည်သက်ကအားပေးမှုကနေပါတယ်ဒါကျွန်တော်နိုင်ငံရဲ့ထုံးစံလိုဖြစ်နေတာပါအဲ့ဒါကိုပြည်သူခေတ်ဂျာနယ်ဆိုရင်လည်းဒီလိုပါပဲဟုတ်ဒါကျွန်တော်ဖတ်စီခြင်းတဲ့ဂျာနယ်လေးတွေကိုကျွန်တော်ညီတွေကျွန်တော်နှမတွေသိအောင်မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဒီနေ့တိုင်းပြည်နိုင်ငံမှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုခြုံငုံပြီးတော့သုံးသပ်မိကြတယ်ဆိုရင်ပြည်သူခေတ်လိုဂျာနယ်မျိုးတပတ်တစ်ဆောင်ဖတ်ယုံနဲ့လုံလောက်တယ်ပက်တင်တန်ဂျာနယ်လိုမျိုးတပတ်တစ်ဆောင်ဖတ်ယုံနဲ့လုံလောက်တယ် PR ဆိုပြီးပြောနေတယ် PR ဆိုတာဘာလဲအဲ့ဒီစာဆောင်ကိုဖတ်ရင်လုံလောက်ပါတယ်မဂ္ဂဇင်းအနေနဲ့ပြောမယ်ဆိုရင်အရင်တုန်းကရနန်းသစ်အခုတော့နာမည်ပြောင်းထားတဲ့ခေရနတ်တလားမှာတစ်ချိန်ထွက်တဲ့မဂ္ဂဇင်းစာအုပ်အဲ့ဒီမဂ္ဂဇင်းကိုဖတ်ရင်လုံလောက်တယ်အဲ့တော့ဒီစာဆောင်တွေဒီမဂ္ဂဇင်းတွေကကျွန်တော်အကျိုးမြတ်ထည့်ဝင်ပြီးတော့ခေါင်းကစီးပွားပါဝင်ပြီးတော့လုပ်ကင်ထားတဲ့ဂျာနယ်တွေမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးတော့ရေးသားနေတဲ့စာဆောင်တွေကျွန်တော်တို့အလေးထားတဲ့အင်မတန်ရေးကြီးတဲ့စုတ်ထမှန်နိုင်နေရမှာအားကျုံမှန်တဲ့ဖြည့်ဆည်းပေးနေတဲ့ဂျာနယ်တွေဖြစ်တဲ့အတွက်နောက်ဆရာသမားတွေကလည်းကျွန်တော်ကိုကူညီမယ်ဆိုတာနဲ့ဒီဂျာနယ်တွေကိုကျွန်တော်ကတည်ဆောင်လာခြင်းဖြစ်ပါတယ်အချိန်ယူပြီးတော့အေးစစ်စစ်ဖတ်ကြည့်စေချင်ပါတယ်ဖတ်ကြည့်လို့ကျွန်တော်ပြောတဲ့အတိုင်းဒါတွေကကိုယ့်ရဲ့အုံနောက်နဲ့နှလုံးသားကိုဖြည့်ဆွမ်းပေးနိုင်တယ်ဆိုရင်အဓိကကတော့စာဖတ်စေခြင်းတဲ့ရည်ရွယ်ချက်ပါအဲ့တော့မကွေးမှာလုပ်တဲ့ဟောပြောပွဲတွေဟာဆရာမောင်ဆွေးဝင်းလည်းပြောသွားပါတယ်အင်မတန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမကွေးတိုင်းကိုဦးဆောင်နေတဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာကျွန်တော်ညီများနှမများသိတဲ့အတိုင်းပါပဲအင်မတန်တင်းကျပ်ပါတယ်တောင်းတရုံသူခွင့်ပြုလို့မရှိပါဘူးကျွန်တော်ကိုယ်တိုင်ပြင်လည်းဒီမကွေးတိုင်းကနေလှည့်ပြန်ရတဲ့အချိန်ပေါင်း15ချိန်ရှိပါတယ်ဆိုတော့တိုးတော်အခုအခက်ခဲတွေကြားထဲကကျွန်တော်တို့ကြောက်ခွင့်ရတယ်အဲ့တော့မျက်စိထဲမှာပါသွားမြင်လဲဆိုတော့တချို့စာရေးဆရာတွေကမကျင်တတ်ကြဘူးမကျင်တတ်တော့သူတို့ကပြောတယ်မကွေးတိုင်းဒေသကြီးမဟုတ်ဘူးပြတယ်ဘာတော့လို့ဒါဆိုရင်မကွေးတိုင်းမဟုတ်ဘူးတဲ့ခင်ဗျာနာမည်ခေါ်တာမှားတယ်တဲ့မြေကွေးတိုင်းဒေသကြီးတဲ့အဲ့တော့ဘာဖြစ်လို့မြေကွေးတိုင်းဒေသကြီးလို့ပြောတာလဲဆိုတော့ခင်ဗျာစဉ်းစားကြည့်လေတဲ့တနိုင်ငံလုံးဒီမိုကရေစီဆိုတဲ့စနစ်အောက်မှာကျင့်သုံးပြီးတော့တနိုင်ငံလုံးစာပေဟောပြောပွဲတွေချက်နေတဲ့ကျင်းပနေတဲ့အချိန်မှာဒီမကွေးတိုင်းဒေသတစ်ခုပဲကျင်းပခွင့်မရဘူးတနိုင်ငံလုံးကဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်လို့ပြောနေတဲ့အချိန်မှာမကွေးတိုင်းကဒီမိုကရေစီကျင့်စဉ်နဲ့ဝေးရာကိုပြေးနေတဲ့ဒေသကြီးတစ်ခုပဲတဲ့ပို့ပြီးဆိုတာကတမရကထူးချွန်စုတွေချင်းမြင့်တဲ့အခါမှာပြည်နယ်နဲ့တိုင်း14ခုနေပြည်တော်ပါထက်တွက်မယ်ဆိုရင်15ခုအဲ့တော့အဲ့ဒီ15ခုထဲမှာတမရကြီးကအုတ်ချုပ်မှုစွမ်းရည်အကောင်းဆုံးစုအနေနဲ့ဘယ်တိုင်းကိုပေးတယ်လို့ထင်ပါတယ်လဲမကွေးတိုင်းကိုပေးပါတယ်အဲ့တော့ဒီမိုကရေစီကျင့်စဉ်နဲ့အင်မတန်ဝေးကွာအောင်ကျင့်သုံးတဲ့တိုင်းဒေသကြီးတစ်ခုကိုနိုင်ငံတော်အကြီးအကဲကအုပ်ချုပ်မှုစွမ်းရည်အကောင်းဆုံးပေးတယ်ဆိုတာဟာခဏတိုင်းပြည်နိုင်ငံကိုအုပ်ချုပ်နေတဲ့အစိုးရရဲ့သဘောထားဟာဘာလဲဆိုတာပေါ်လွင်ပါတယ်ကျွန်တော်တို့ကဒီလိုစင်မော်တက်ပြီးတော့ဗျမ်းမရာစကားတွေကိုပြောမဲ့သူတွေမဟုတ်ပါဘူးဆရာမောင်စင်ဝင်းဟာအင်ဂျင်နီယာတယောက်ဖြစ်တယ်ကျွန်တော်ဟာဆရာဝန်တယောက်ဖြစ်တယ်အသိပညာတက်ပညာတွေကိုစီးပူးခဲ့ပြီးတော့တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝကိုဖြတ်တန်းခဲ့ပြီးတော့ဂုဏ်သိက္ခာရှိစွာလူကြီးလူကောင်းစံစွာတခါတရံမတိမတာတုတ်တာလေးကလွှဲရင်ပေါ့လေဆိုတော့ဒီလိုသူ့ပဲကိုယ်ပဲမျှအောင်ပြောဆိုဆွေးနွေးမဲ့သူတွေဖြစ်ပါတယ်အဲ့ဒီကြားထဲကကျွန်တော်တို့ရဲ့လူကြီးများဟာကျွန်တော်တို့စာရေးစာတွေအပေါ်မှာမယုံကြည်နိုင်ကြပါဘူးထို့သဖြင့်နိုင်ငံတော်သမ္မတရဲ့သဘောထားဟာပေါ်လွင်တယ်ရုပ်ရှင်သပင်ဂီတရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့တွေ့တယ်အဆိုတော်တွေနဲ့တွေ့တယ်သပင်သမားတွေနဲ့တွေ့တယ်စာရေးဆရာတွေနဲ့တွေ့မယ်လို့တခါမှစိတ်ကူးမိဖို့မပေါ်ပါဘူးအဲ့တော့တခါတွေ့လိုက်လို့ရှိရင်ဒီရုပ်ရှင်သပင်ဂီတဆိုတာနဲ့ပဲနိုင်ငံတော်သမ္မတကလည်းအလုပ်ရှုပ်နေတာများပါတယ်အောင်စင်ဝင်းနဲ့တွေ့ကြလိုက်တာညီမင်းညုံနဲ့တွေ့ကြလိုက်တာလို့တခါမှတောင်းဆိုတာမကြားဘူးပါဘူးအဲ့တော့အဲ့လိုအခက်အခဲကြားတဲ့ကလောက်ရတယ်ဆရာကြီးရဲ့ကျေးဇူးအင်မတန်ကြီးပါတယ်ကျောင်းသူကျောင်းသားတွေရဲ့အားထုတ်မှုအသိမှတ်ပြုပါတယ်အဲ့တော့အခုမြန်မာနိုင်ငံမှာတက်ကြောလှုပ်ရှားတဲ့အထဲမှာတော့ဤပညာကျောင်းသူကျောင်းသားတွေကဘာပဲပြောကျွန်တော်တို့ဒါသမိုင်းတကွိမှတ်တမ်းမှာတော့ဖြင့်တကယ့်ကိုတွေးမနေတဲ့ကျောင်းသူကျောင်းသားတွေဖြစ်ကျွန်တော်တို့မှတ်တမ်းတင်ရပါလိမ့်မယ်ဆိုတော့တခါတရံမှာအဲ့လိုအခက်အခဲတွေကိုကြော်လွှားလိုက်ဖို့လိုပါတယ်ပြီးခဲ့တဲ့2လလောက်ကကျွန်တော်မူဆယ်ကနေပြန်လာတဲ့အခါကျတော့မူဆယ်စာကြည့်တိုက်ရဲ့ရှေ့မှာစာကြည့်တဲ့မှုကရှင်းပြပါတယ်ဒီလမ်းလေးမကောင်းဘူးဆရာဟုတ်ကဲ့အဲ့ဒီလမ်းမကောင်းတဲ့အတွက်စာကြည့်တိုက်ရဲ့နောက်ကနေပြီးတော့ပတ်ပြီးတော့တွားရတယ်15မိနစ်လောက်ကြာတယ်တကယ်လို့ဒီလမ်းလေးသာကောင်းသွားမယ်ဆိုရင်9မိနစ်နဲ့ဟို
ဘက်ရက်ကွက်နဲ့ဒီဘက်ရက်ကွက်ကိုဖြတ်လို့ရတယ်တဲ့အဲ့ဒီအတွက်ကျွန်တော်တို့ဒီလမ်းကိုခင်းလိုက်ပါတယ်ဆရာသိန်း150လောက်ကုန်ပါတယ်ဟုတ်ပြီကွန်ကရစ်လမ်းကိုလည်းတွေ့နေရပြီ15မိနစ်လောက်သွားရမယ်လမ်းကို9မိနစ်လောက်နဲ့ရောက်မယ်လမ်းကလည်းကောင်းသွားပြီကောင်းတာပေါ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့ဒီလမ်းကိုဖွင့်မဲ့နေ့ဟိုဘက်ရက်ကွက်ဒီဘက်ရက်ကွက်သူရက်ကွက်သားတွေစပြီးဖြတ်သားမဲ့နေ့မှာရက်ကွက်ထဲကစိတ်မနှံ့တဲ့လူတယောက်ကအုံနေခဲနဲ့ဝက်လုံးနဲ့လမ်းထိပ်ကနေစီးပြီးတော့တားလိုက်ပါတယ်ဆရာအဲ့ဒီနေရာကနေတနေကုန်អော်ပါတယ်မိုက်တဲ့ကောင်ကြော်စမ်းတတိရှိတဲ့ကောင်ကြော်စမ်းကျွန်တော်ပြောတာမိုက်တဲ့ကောင်ကြော်စမ်းတတိရှိတဲ့ကောင်ကြော်စမ်းလို့ပြောတာပါမိုက်တဲ့ကောင်ကြော်စမ်းလို့ပြောတာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲတနေကုန်မူးနေတဲ့နော်ကိုကျော်စန်းနဲ့တွေ့မှာမူဆယ်ကအဲ့တော့မိုက်တဲ့ကောင်ကျော်စန်းတတိရှိတဲ့ကောင်ကျော်စန်းဆိုတော့စိတ်မနှံ့တဲ့သူနဲ့ဘသူကပြိုင်ပြီးတော့ဖြစ်ချင်မလဲအဲ့တော့ကြော်သလားလို့မေးတော့ဘယ်ကြော်မှလဲဆရာရဲ့ तू ကစိတ်မှမကောင်းတာအယူနဲ့တော့ဘယ်ပြိုင်ပြီးဖြစ်ချင်မှမလဲအဲ့တော့တယောက်မှဒီလမ်းကမသွားရကိုနောက်ဖက်လမ်းကနေကွေ့ပြီးသွားလင်းမြန်သွားချင်လို့350လောက်အကုန်ခံပြီးခင်းထားတာဒီယူကြောင်မူကြောင်လူတယောက်ကတားမြစ်ထားတဲ့အတွက်ဘယ်သူမှသွားလို့မရဘူးညနေဆောင်းတော့ဇိုးသမားကြီးကိုကျော်စန်းရောက်လာပါတယ်ဆရာမူးနေတဲ့လူဆိုတော့ဘာပြောကောင်းမလဲဆရာကြီးကျွန်တော်တို့လည်းစာကြည့်လိုက်ကနေကြည့်နေရထုံးစံအတိုင်းအယူကអော်ပါတယ်မိုက်တဲ့ကောင်ကျော်စန်းတတိရှိရင်ကျော်စန်းกว่าအဲ့တော့အမူးသမားကိုကျော်စန်းကဘာပြောကောင်းမလဲဆရာကြီးတားထားတဲ့ဝလုံးကိုလှိမ့်ပိန်ကန်ပြီးတော့ကြော်တယ်ကွာမိုက်တယ်ကွာမင်းဘာလုပ်ချင်တယ်လဲလို့မေးတဲ့အခါကျတော့အယူကပြန်ဖြေတယ်ဆရာအဲ့ဒါလို့ကြော်လိုက်တော့လေရောက်တာပမောင်ရဲ့တဏီကုံဘသူမှမဖြတ်တဲ့လမ်းကိုအမှုသမားကိုကျော်စန်းလာမှပဲပွဲပြတ်တော့မိုက်တယ်ကွာကြော်တယ်ကွာမင်းဘာလုပ်ချင်တယ်လဲလို့မေးတော့ဘာမှမလုပ်ချင်ပါဘူးတဲ့အဲ့ဒါလို့ကြော်လိုက်တော့လေရောက်သွားတာပေါ့ကိုကျော်စန်းရဲ့တဲ့အဲ့တော့ကျောင်းသူကျောင်းသားတွေကိုကျွန်တော်ကအကြံပြုချင်တာကလိုက်နာတဲ့စီမင်းစည်းကမ်းတွေကိုတော့ကျွန်တော်တို့လိုက်နာဖို့လိုပါတယ်ကြော်ရလွှားရမယ့်ကိစ္စတွေဆိုရင်လေကျွန်တော်တို့ခုနကကြော်ဖို့လွှားဖို့လိုပါတယ်အခုကျွန်တော်တို့ကျောင်းသားသမဂ္ဂနဲ့ပတ်သက်ပြီးတော့ပြောကြဆိုကြတာတွေရှိပါတယ်ရမဲသိန်းကနေစပြီးတော့ပြင်ကြပါတယ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မပြုဘူးနိုင်ငံရေးနဲ့ပတ်သက်ရင်အစရှိသဖြင့်ပြည်တံတွေပြစ်မှုတွေပြောပါတယ်အဲ့တော့ကျွန်တော်စဉ်းစားမိတာဗာလဲဆိုတော့ online ပေါ်မှာလည်းရေးကြပါတယ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုသမဂ္ဂဖွဲ့စည်းခွင့်မပြုဘူးဆိုတာနိုင်ငံရေးနဲ့ပတ်သက်ခွင့်မပြုဘူးဆိုတာဟာတဲ့နောက်တစ်ချိန်မှာဖြစ်လာမဲ့တိုင်းပြည်ခေါင်းဆောင်တွေဟာပညာတတ်เสียမလိုဘူးလို့ပြောတာ ਨੇ အတူတူပဲအဲ့တော့တက္ကသိုလ်ဆိုတဲ့ပရဝုံကိုရောက်မှသမဂ္ဂဆိုတဲ့အဖွဲ့အစည်းနဲ့ရှင်ပါရမယ်သမဂ္ဂဆိုတဲ့အဖွဲ့အစည်းနဲ့ဆောင်ရွက်မှနိုင်ငံရဲ့ကောင်းကျိုးတွေအတွက်ဆောင်ရွက်နိုင်မယ်အဲ့တော့နောက်တစ်ချိန်မှာဖြစ်လာမဲ့တိုင်းပြည်ခေါင်းဆောင်တွေဟာအဲ့ဒါလို့မလုပ်ခဲ့ရဘူးဆိုရင်အဲ့ဒီခေါင်းဆောင်တွေဟာပညာမတတ်တဲ့သူတွေနဲ့ဘာမှထူးခြားအောင်မလဲဒီလိုတွေပြောကြဆိုကြဆွေးနွေးကြပါတယ်ဒါပေမဲ့ကျွန်တော်ကတစ်ခုပြန်ပြီးတော့ဆရာတွေဘက်ကလိုက်တာမဟုတ်ပါဘူးလူငယ်တွေကိုကျွန်တော်ကအသိပေးချင်တာကခင်ဗျားတို့သမဂ္ဂလောက်တာကတော့ဟုတ်ပါပြီသို့တော့ခင်ဗျားတို့ရဲ့အသိဉာဏ်ပညာကျွန်တော်ညီများကျွန်တော်နှမများရဲ့အသိဉာဏ်ပညာဟာဆရာရဲ့သမဂ္ဂဆိုတာဘိုလ်ချုပ်အောင်ဆန်းဟာအဲ့ဒီလိုသမဂ္ဂထွက်လာတာပေါ့မှန်တာပေါ့တခင်နုဆိုတာဒီလိုသမဂ္ဂကထွက်လာတာတခင်ဘာဟိန်းဆိုတာအစရှိသဖြင့်တိုင်းပြည်ရဲ့တောင်သူလယ်သမားအလုပ်သမားကျောင်းသားခေါင်းဆောင်တွေမှန်သမျှဟာအဲ့ဒီသမဂ္ဂတွေကပေါ်ပေါက်လာတယ်ဆိုတာမှန်တယ်ဒါပေမဲ့သူတို့တုန်းကလေ့လာစီးပူးခဲ့တဲ့အသိဉာဏ်ပညာမျိုးကျွန်တော်ညီများကျွန်တော်နှမများဖြည့်ဆည်းပြီးကြပြီလားလေ့လာပြီးကြပြီလားနိုင်ငံရေးဆိုတာဘာလဲဆိုတာခြေတင်မြင့်မြင့်သိအောင်အားထုတ်ပြီးကြပြီလားစာပေဖတ်ရှုလေ့လာမှုအားကောင်းရဲ့လားဒါလေးကိုကျွန်တော်ကတတိတစ်ခုအနေနဲ့ပေးချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီများကျွန်တော်နှမများနဲ့တွေ့တဲ့အခါမှာထုံးစံတိုင်းပေါ့တက္ကသိုလ်ကျောင်းသားဘဝကျွန်တော်တို့လည်းဖြတ်တန်းခဲ့တော့ဆရာဆရာမတွေကလည်းတိုင်ပါတယ်ဆရာကျူလိုရီရမှန်မှန်မလုပ်ဘူးဆရာမဖြေဘူးဆရာစာလည်းကောင်းကောင်းမလုပ်ဘူးဆရာအဲ့တော့သူတို့လေးတွေဒီဘက်မှာအာယုံရောက်ပြီးတော့ကျောင်းစာတွေမှာလက်ဟင်းလာကြတော့ကျွန်တော်တို့ကျမတို့ကကိုသားသမီးချင်းကိုချင်းစာပြီးတော့မဖြစ်စေချင်ဘူးဒါလေးကိုလည်းသတိချက်ဖို့လိုပါတယ်အဲ့တော့ဒီလိုနည်းပညာတက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာအချိန်တန်ရင်တိုင်းပြည်ရဲ့တည်ဆောက်မှုလုပ်ငန်းတွေမှာဂုဏ်သိက္ခာရှိစွာတာဝန်ယူပြီးတော့ဆောင်ရွက်ရမယ့်လူတွေဖြစ်ပါလေအဲ့တော့ရှေ့ကလူတွေပေါ့ရှေ့ကလူတွေဆိုတဲ့အထက်မှာဆရာမောင်စင်ဝင်းပရိကုန်းတို့လည်းပါတာပေါ့ဘာဖြစ်လို့လဲဆိုတော့သူကအင်ဂျင်နီယာဘူး
အဲ့ဒါလို့ဆရာမောင်စင်ဝင်းတို့လိုလူကြီးတွေနော်သူမရှိတော့အတင်းပြောရမှာအဲ့လိုလူကြီးတွေမကောင်းလို့အခုရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးကကျွန်တော်တို့တရဏဂုံတင်ပြီးလာခဲ့ရတာဖြစ်ပါတယ်တော်ကြမှောက်ပြန်ပြီတော်ကြတိုက်ပြန်ပြီတော်ကြပဲအဆောက်အဦကပြိုကျပြန်ပြီအဆရှိသဖြင့်အဲ့တော့အင်ဂျင်နီယာဆိုတဲ့နေရာမှာတကယ်ကိုတက်သိနားလဲတဲ့သူတွေတိတ်ခါရှိတဲ့သူတွေအများအကျိုးအတွက်ကိုကျိုးဆွနိုင်တဲ့တကယ်ကိုပညာရှင်ဆန်တဲ့ပုဂ္ဂိုလ်တွေပေါ်ထွက်ရမယ်ကျောင်းတော်ကြီးဖြစ်ပါတယ်ဒါကြောင့်မလို့ဂုဏ်သိက္ခာနဲ့ပတ်သက်ရင်အလေးထားဖို့ကိုသင်နေတဲ့ပညာကိုဖြစ်နိုင်တဲ့များတက်ဆောင်တဲ့များလေ့လာသင်ယူဖို့အကြံပြုလိုပါတယ်ဆရာကမသိဘဲနဲ့ပြောနေတာကျွန်တော်အကြောင်းမှမပြည့်စုံဘူးဆရာရဲ့ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝတုန်းကလည်းမပြည့်စုံခဲ့ပါဘူးမိုက်ခရိုစကုပ်လုံလောက်ရှိမှစေပညာကိုသင်ရမယ်ကျွန်တော်တို့ကျောင်းသားတွေဟာဒီမိုက်ခရိုစကုပ်လေးတစ်လုံးကိုပဲလှည့်ပတ်ပြီးတော့ကြည့်ရရှုရလောက်ရခိုင်းရအဲ့တော့အခုကျွန်တော်တို့ကိုယ်ပိုင်စေကနေဖွင့်တဲ့အခါကျတော့မိုက်ခရိုစကုပ်ဝယ်မယ်ဆိုတော့ထောက်ခံချက်မပါရင်ဝယ်လို့မရပြုလို့မရဘာမှမဆိုင်နဲ့လက်တွေ့ကြည့်ရှုလေ့လာရမယ်မိုက်ခရိုစကုပ်ကိုကြည့်ခွင့်မရဘဲနဲ့ကျွန်တော်တို့ practical မှာဘာတွေလုပ်ရသလဲအဲ့ဒီမိုက်ခရိုစကုပ်ပုံကြီးကိုထိုင်ဆွဲရအောင်ကျွန်တော်တို့ကဒါကိုသုံးရမှာကျွန်တော်ပကြီးဆရာမဟုတ်ဘူးဒီပုံကိုဆွဲတတ်ဆရာမလိုဘူးဒီမိုက်ခရိုစကုပ်ကိုကြည့်ပြီးတော့ဒီ tissue တွေဒီ cell တွေဟာဘယ်ယောဂဘာတွေကိုဖြစ်စေတယ်ဆိုတော့ကျွန်တော်တို့ကလေ့လာသင်ကြားရမှာအဲ့တော့ပစ္စည်းရမပြည့်စုံတဲ့အခါကျတော့ practical တစ်ချိန်နဲ့မြန်ပြီးအောင်ပေါ့ကဲအဲ့ဒီ microscope ကြီးဆွဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မာတာယူထိုင်းပြီးတော့ဆွဲကြရတယ်ဆိုတော့ကျွန်တော်တို့လည်းဒီလိုပဲဖြတ်တန်းခဲ့တာပါတကယ်တော့ပညာလိုလားတဲ့စိတ်ရှိရင်မပြည့်စုံတဲ့ဈာတွေကမကြွယ်ဝတဲ့ဈာတွေကပဲကျွန်တော်တို့တကယ်ပညာတတ်ကြီးတယောက်ဖြစ်အောင်ကြိုးစားလို့ရနိုင်ပါတယ်ဆရာသမားတွေကလည်းအဲ့လိုကျောင်းသားတွေကိုစိတ်ဝင်စားနဲ့ကူညီပေးလိရှိပါတယ်ဒါကတော့အခက်အခဲတွေဈာတွေကကြိုးစားပြီးတော့ပညာကိုသင်ယူရမယ်နည်းလမ်းကိုကျွန်တော်ကအကြံပြုခြင်းဖြစ်ပါတယ်ပညာတကယ်တတ်ဖို့လိုပါတယ်ပညာရှင်တယောက်ရဲ့စိတ်ဓာတ်တွေမကိန်းဝတ်တဲ့အတွက်ကျွန်တော်နိုင်ငံဟာအခုလိုဘေးဒုက္ခတွေဖြစ်နေတာပါပတ်စံရရင်ပြီးရောဆိုတဲ့စိတ်တွေနဲ့အလုပ်လုပ်နေတာပါကျွန်တော်နိုင်ငံမှာရှိပါတယ်လူတွေကိုအပြစ်ပေးတဲ့အခါမှာခေါင်းဖြတ်တဲ့စက်နဲ့ကျွန်တော် gladiator တို့ဘာလို့ဇာကားတွေကြည့်ဘူးမယ်ထင်တယ်နော်အပြစ်သားတွေကိုအပေါ်ကနေပြီးတော့လွှတ်စက်နဲ့ဓာတ်စက်နဲ့ဖြတ်တယ်ပုံပြင်လေးတစ်ခုရှိပါတယ်အပြစ်သား3ယောက်ကိုပထမဦးဆုံးလူဆိုးကြီးတယောက်ကိုအဲ့ဒီဓာတ်စက်နဲ့ဖြတ်ဖို့အမိန်ပေးပါလေဓာတ်စက်ကိုခလုတ်ကိုဆွဲချလိုက်ပါတယ်လေပင်နဲ့ထိဖို့လက်တစ်လုံးနှလုံးလောက်အလိုမှာဓာတ်စက်ကရပ်သွားပါတယ်အဲ့ဒါလို့ရပ်သွားလို့ရှိရင်အဲ့ဒီတရားခံကိုနောက်ထပ်ပြီးတော့စီရင်ခွင့်မရှိပါဘူးအဲ့တော့လူပေါင်းများစွာကိုတတ်လာတဲ့အဲ့ဒီလူဆိုးကြီးဟာကန်းလို့ဆိုအပြစ်ကနေလွတ်သွားတယ်နောက်တစ်ယောက်ကလည်းကိုဆိုလူရဲ့အနိုင်ကျင့်မှုပေါင်းများစွာနော်သူများသားပြိုသမီးမှုပေါင်းများစွာကိုဖျက်ဆီးခဲ့တဲ့လူတစ်ယောက်ခလုတ်နှိပ်ပါတယ်လက်နှလုံးလောက်လို့ဓာတ်ဆက်ကရပ်သွားပါတယ်သူလည်းလွတ်သွားပါတယ်တတိယအဲ့ဒီတတိယလူကတော့ဗမာလိုပြောမယ်ဆိုရင်ရန်ကုန်မန္တလေးမရဏလမ်းမကြီးကိုဖောက်ခဲ့တဲ့ထဲကအင်ဂျင်နီယာတယောက်အဲ့ဒီအင်ဂျင်နီယာတယောက်ကိုဓာတ်ဆက်နဲ့အပြစ်ပေးမှာမင်းကြောင့်မင်းတို့ဒီလိုလုပ်တဲ့အတွက်အဲ့တော့အဲ့ဒီကတကယ်အပြစ်မရှိပါဘူးပေါ့နော်သူကပြောတယ်အဲ့လိုလုပ်တဲ့အတွက်သူ့ကိုအပြစ်ပေးမယ်ဆိုတော့သူ့ကိုအဲ့ဒီဓာတ်ဆက်အောက်ကိုဝင်ခိုင်းတဲ့အချိန်မှာသူကတတ်သမားတွေကိုပြောတာနေအောင်မင်းတို့ဆက်ကချို့ယွင်းနေတယ်ကွာဆိုပြီးတော့ဝါယာတွေခွားတွေခုနကပစ္စည်းကိရိယာတွေတူပေါက်ဆိုတောင်းပြီးတော့ခြောင်နေတဲ့မူလေးတစ်လုံးကိုသူကကြပ်ပေးလိုက်ပါတယ်ပြီးတော့မှသူကလွှတ်ဆက်အောက်ကိုဝင်ပြီးတော့ရပြီခလုံးနှိပ်လိုက်တယ်ပြုံးဆိုအင်ဂျင်နီယာခေါင်းပြတ်သွားပါတယ်ပြောချင်တာကဘာလဲဆိုရင်ပညာရှင်ဆန်တဲ့စိတ်ဓာတ်ဟာဒီအင်ဂျင်နီယာတကယ်အင်ဂျင်နီယာအစ်စ်တော့ပညာရှင်ဒီဓာတ်ဆက်ဟာလက်နှလုံးအလိုမှာရက်သွားတာဒီမူလီတစ်လုံးချောင်းနေလို့သူအင်ဂျင်နီယာဆိုတော့သူကသိတယ်သူပညာရှင်ပိသားတဲ့စိတ်တကယ်အင်ဂျင်နီယာစစ်ကြီးဆိုတော့အသာလေးနေလိုက်ရင်သူလည်းလက်နှလုံးအလိုမှာရက်မယ်သူလည်းလွတ်မယ်ဒါပေမဲ့ပညာရှင်ပိသားတဲ့စိတ်ရှိတဲ့လူဆိုတော့နေအောင်ကိုဖြတ်မဲ့ဓာတ်ဆက်အောက်ကိုတောင်မှကိုလေဘင်းကိုတိကနေဖြတ်မဲ့ဓာတ်ဆက်ကိုတောင်ရဲရင်ဆိုင်ရဲတဲ့သူ professional ဆန်တဲ့သူကျွန်တော်ပြောချင်တာဒီကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာအဲ့ဒါလို့ပညာရှင်စိတ်ဓာတ်ရှိတဲ့သူတွေများမှတိုင်းပြည်ကဖွံ့ဖြိုးတိုးတက်မှာပါအခုတော့ပြင်လူတွေတယောက်ပြီးတယောက်ယာတုတွေတစ်ခုပြီးတစ်ခုယူကြဘာတာဝန်မှမယူသလိုဘာတာဝန်မှမခံပါဘူးကြိုက်တဲ့လူကြီးကိုကြည့်လိုက်ပါဘာတာဝန်မှတိတိပပမယူသလိုဘယ်တာဝန်ကိုမှလည်းခေါင်းခံပြီးမလုပ်ပါ
ကိုရီးယားမှာလွန်ခဲ့တဲ့2 လလောက်ကတောင်ကိုရီးယားမှာတင်မော်ဒဇင်နဲ့ပါတယ်အထက်တန်းကျောင်းသား450ပါတယ်တင်မော်နေ့ချင်းမှာပဲကျောင်းသား200ကျော်လောက်မြုပ်သွားပြီကျန်တဲ့ကျောင်းသားတွေ100ကျော်လောက်ကျန်မယ်ပျောက်တာ100ကျော်လောက်ရှိတယ်အဲ့ဒီတင်မော်နဲ့အတူပါလာတဲ့သူကဒုတိယကျောင်းအုပ်ကြီးကျွန်တော်ရှိမှရှိတဲ့ဆရာများလို့ပေါ့နော်ပါတော့သူကမသေးဘူးကျွန်းတကျွန်းမှာသူကလွတ်မြောက်နေလေအဲ့ဒီအချိန်မှာသူကသူ့ရဲ့ကျောင်းသူကျောင်းသားတွေဟာအထက်တန်းကျောင်းသူကျောင်းသားတွေဟာအဲ့ဒါလိုနင်းမြုပ်သွားပြီဆိုတာကိုသိတဲ့အချိန်မှာပဲတည်တန်းစာတစ်စောင်ရေးပါတယ်ဒုတိယကျောင်းအုပ်တယောက်အနေနဲ့သူ့မှာအင်မတန်တာဝန်ရှိပါတယ်အဲ့ဒီတာဝန်ကိုသူဟာကြေပွန်အောင်မဆောင်ရွက်နိုင်ခဲ့ဘူးဒါကြောင့်မလို့အသက်ရာပေါင်းများစွာဟာသူ့ရဲ့တပည့်သားမြေးတွေဟာဆုံးရှုံးခဲ့ရတယ်သူဟာလောကကြီးမှာဆက်လက်ပြီးတော့အသက်ရှင်တန်ဖို့ရာမထိုက်တန်ပါဘူးဆိုပြီးကိုကိုကြိုးစားချပြီးအဆုံးစီရင်သွားပါတယ်တာဝန်ယူလိုတဲ့စိတ်တာဝန်ခံတဲ့စိတ်သူတာဝန်ယူရမယ်ကျောင်းသား200ကျော်ကတေဆုံးသွားပြီသူကတော့အသက်ရှင်နေတယ်ဒီအဖြစ်အပျက်ကိုသူမခံစားနိုင်ဘူးလူကြီးတယောက်အနေနဲ့သူ့မှာတာဝန်ရှိတယ်သူ့ကိုခွင့်လွှတ်ကြပါဒီတာဝန်ကိုမကြည်ခဲ့တဲ့ဒုတိယကျောင်းအုပ်အနေနဲ့သူ့ကိုခွင့်လွှတ်ကြပါဆိုပြီးတော့ကိုဆုံးစီရင်သွားပါတယ်အဲ့ဒီတင်မော်နစ်တာကိုသိတဲ့အချိန်မှာပဲတောင်ကိုရီးယားဝန်ကြီးချုပ်မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အေရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဆိုတာပြည်နယ်တိုင်း15ခု15ယောက်လောက်ရှိမယ်ဟိုမှာတောင်ကိုရီးယားတနိုင်ငံလုံးရဲ့ဝန်ကြီးချုပ်အရင်တော့ကျွန်တော်နိုင်ငံမှာစစ်တပ်အာဏာရှိတုန်းကဆိုရင်နော်ဗာလဲနိုင်ငံတော်အတွင်းမှုတစ်ဗိုလ်ချုပ်ခင်ညွန့်တို့ယာတူလိုမျိုးပေါ့အဲ့ဒီနိုင်ငံတော်ဝန်ကြီးချုပ်တီ TV ကနေပြီးတော့သတင်းဖွင့်ပါတယ်နိုင်ငံသူနိုင်ငံသားအားလုံးကိုယူကျိုးစွာတောင်းပန်အပ်ပါတယ်ကျောင်းသား450ပါတဲ့တင်မော်နင်းမြုံမှုမှာသူဟာဝန်ကြီးချုပ်တယောက်အနေနဲ့ဘာတာဝန်မှမယူပေးနိုင်ခဲ့ဘူးအဲ့တဲ့ရင်ကိုနားထောင်နေနေကျွန်တော်တွေးမိတယ်ဩတောင်ကိုရီးယားဝန်ကြီးချုပ်နဲ့ဗမာစိတ်ကလေးများနည်းနည်းမွေးပါရောသူကသူတင်မော်နှစ်တာကိုနဲ့ဘာဆိုင်တော့သူဟာသူတင်မော်မောက်တဲ့ကိစ္စကိုနဲ့ဘာဆိုင်လို့လဲဒီဝန်ကြီးချုပ်နဲ့သူ့မှာတာဝန်ရှိပါတယ်တာဝန်မကင်းပါဘူးနိုင်ငံတော်ဝန်ကြီးချုပ်တယောက်အနေနဲ့သူအင်မတန်ရှက်ရွံ့တုန်လုံးမိပါတယ်ဆိုပြီးသမရအမျိုးသမီးသမရနှုတ်ထွက်ခွင့်ပြုပါအမျိုးသမီးသမရလည်းကောင်းလေးဆက်ပြီးနှုတ်ထွက်ခွင့်ပြုတယ်ထွက်သွားရှက်ဒီတာဝန်ကိုမကြေနိုင်တဲ့အတွက်ရှက်တယ်အဲ့ဒီအချိန်မှာပဲနိုင်ငံတော်သမရဖြစ်တဲ့အမျိုးသမီးသမရကပြောပါတယ်မိန်ကွန်းပြောပါတယ်မျက်ရည်လေးဆန်းဆန်းနဲ့မျက်ရည်လေးတွေကျသမရတယောက်အနေနဲ့သူ့မှာအင်မတန်တာဝန်ကြီးမားပါတယ်ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းတာဝန်မချေဘူးအထနှေးတယ်မတွက်လက်ဘူးလုပ်ငန်းဆောင်ရွက်တာတွေဟာအင်မတန်နှိကွေးလေးလံတာကိုတွေ့ရတယ်ဒါကြောင့်အဲ့ဒီကမ်းခြေဆောင်တပ်ဖွဲ့ကိုအခုသူမိန်ကုန်းပြောနေတဲ့အချိန်ကနေစပြီးဖြတ်သိမ်းတဲ့အကြောင်းကမ်းခြေဆောင်တပ်ဖွဲ့ဆိုတာတကယ်တော့နိုင်ငံတကာရဲ့ဂုဏ်သိက္ခာကြီးမားတဲ့တပ်ဖွဲ့တစ်ဖွဲ့ပါသမရချက်ချင်းပဲဖြတ်သိမ်းတယ်ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းမိန်ကိုနားခံတယ်ဖြတ်သိမ်းတယ်စိတ်ထဲကတော့စိတ်မကောင်းကြဘူးအဲ့တော့နိုင်ငံတော်သမရသည်ကွယ်လွန်သွားတဲ့ကျောင်းသူကျောင်းသားများနဲ့မိဘပြည်သူများအားလုံးဒီသတင်းကိုသိနေကြတဲ့တောင်ကိုရီးယားတနိုင်ငံလုံးကိုအနုအညွတ်တောင်းပန်အပ်ပါတယ်ကွယ်လွန်သွားတဲ့သေဆုံးသွားတဲ့ကျောင်းသူကျောင်းသားများနဲ့တကွမိဘများနဲ့တကွထပ်တူခံစားရတဲ့အကြောင်းမျက်ရည်လေးတွေပိုးပေါက်ကြပြီးတော့တနိုင်ငံလုံးကိုတောင်းပန်ပါတယ်ကျွန်တော်မျက်စိထဲမှာသွားမြင်ပါတယ်2008လူပေါင်း3သိန်းလောက်တည်တဲ့နာဂစ်မုန်တိုင်းတုန်းကဟိုမှာကျောင်းသားလေး200ကျော်ပဲတည်တာပါကျွန်တော်တို့နာဂစ်မှာလူပေါင်း3သိန်းကျော်တည်ပါတယ်ဘယ်အကြီးအကဲကမှကျွန်တော်မှာတာဝန်ရှိပါတယ်လို့တောင်းပန်တန်မကြားခဲ့ပါဘူးအဲ့ဒါလို့မကြားခဲ့တဲ့အပြင်ဒီလူတွေကိုစားနာရိတ်ခါအတွက်ခုနကအစာရေးစားအတွက်လှူမတမ်းမဲ့လှူကြတန်းကြမဲ့သူတွေကိုတောင်မှလမ်းကနေဖြတ်တားပြီးတော့ကိုစားကနာဖန်ခံရတယ်ဒေါ်သားမြေအောင်စစ်စေးမေးမြန်းခံရတယ်ကိုကျော်သူတားဆီးခြင်းခံရတယ်လှူမဲ့တမ်းမဲ့လူတွေကိုတောင်အမျိုးစုံပိတ်ပင်တားဆီးသူတို့တာဝန်ယူသလားဆိုတော့လေသူတို့တာဝန်မယူနိုင်နိုင်ငံတကာကလာကူညီတဲ့ကိစ္စတွေကိုလည်းလော်တွေကိုဝင်ခွင့်မပြုအဲ့ဒီနောက်ပိုင်းမှာနိုင်ငံတကာလှူတဲ့တပတ်စာလောက်အာဟာရဖြစ်စေတဲ့ဆိုပါစို့ချောကလက်တစ်ခဲကိုစားလိုက်ရင်တနေ့ကုန်နေလို့ရတဲ့အာဟာရပြည့်စုံတဲ့ဟာတွေမိုးကရွက်ဖြင့်တဲတွေ saving box လို့ခေါ်တဲ့အသက်ကယ်တဲ့ပစ္စည်းတွေအိမ်အောင်စုတစုအတွက်တစ်လုံးနိုင်ငံတကာကနေအကူအညီပေးပါတယ်မြင်းဝကျွန်းပေါ်မှာပေးတဲ့အဲ့ဒီ saving box တွေဟာမြန်မာနိုင်ငံကိုရောက်ပြီးတပတ်အကြာရှမ်းပြည်နယ်ဘက်မှာမှောင်ခိုဈေးကွက်ပေါ်ပါတယ်ကျွန်တော်တို့လူမျိုးရဲ့စိတ်ဓာတ်ကျွန်တော်တို့လူမျိုးရဲ့နိုင်ငံကြီးသားမပီသားမှုအောက်တန်းကျမှုပညာဉာဏ်ရည်နှဲပါမှုစိတ်စေတနာရုပ်ကမ်းမှုရှက်စရာကောင်းပါတယ်အခု Oridu ဆိုတဲ့ဖုန်းစပြီးတော့ရောင်းမယ်တကက်ကို1500
တရက်နေရနေစရောင်းမယ်ဒီကနေ့အဲ့ဒီလိုတရက်နေကိုရောင်းဖို့အတွက်ပစ္စည်းတွေကိုဒီ stock တွေကိုချိုးပြီးတော့ပို့ရတယ်ဟာဒီ already ကိုတော့ရင်ကလားကထုတ်တာမို့လို့မျိုးချစ်တွေဘာချစ်တွေညာချစ်တွေပြောလိုက်ကြတာဆူလိုက်ကြတာလွန်ခဲ့တဲ့2ရက်မန္တလေးမှာစပြီးတော့ရောင်းပါတယ်တကက်က9000 6000 9000 1000လူတွေတိုးပွေပြီးတော့ဝယ်လိုက်ကြတာတရက်နေမှာစရောင်းမယ်1500ကတ်ဘယ်ချင်းဝဲ1500ကတ်ဒါလေးကိုတောင်မှကျွန်တော်တို့လူမျိုးကျွန်တော်တို့ရဲ့ဇယိုက်ဟာအင်မတန်အောက်တန်းနောက်တန်းကြဆိုတိုးပွေပြီးတော့ရောင်းမယ်ဆိုင်ပိုင်ရှင်တွေကလည်းအသားလေးဒီပစ္စည်းကိုလက်ထဲမှာထားပြီးတော့9000 6000 9000ဒါကိုပဲတစ်ဆင့်ပြန်ဝယ်တဲ့လူတွေဘလောက်တောင်ညံ့ချင်းကြတယ်လဲဘလောက်တောင်နှုံချကြတယ်လဲအချိန်တိုင်းရင်ကိုယ့်ကိုရှ िख ိုးဥတင်ရောင်းရမယ်ပစ္စည်းကိုတောင်မှခွေးတွေလိုနွားတွေလိုတရိษံတွေလိုတိုးပွေပြီးတော့ဝယ်ကြပြုတ်ကြလှုပ်ကြကင်ကြအင်မတန်ရှက်စရာကောင်းပါတယ်အဲ့တော့နိုင်ငံတကာကဘလောက်ပဲကောင်းမွန်မြတ်မြတ်တဲ့စနစ်စရာကြတဲ့အဖွဲ့အစည်းတွေဘလောက်ပဲလာဗမာနဲ့ပေါင်းမရင်တော့ဇက်ပြတ်သွားတာအမှန်ပါပဲဒါဖြင့်မင်းကဗမာလူမျိုးတယောက်မဟုတ်ဘူးလားလို့မင်းကျွန်တော်ဗမာလူမျိုးစစ်ပါကျွန်တော်တကယ်ချင်းနေနိုင်ငံတကာမှာကြီးပွားနေတဲ့သူတွေအများကြီးပါကျွန်တော်ဒီကနေ့ဘယ်နိုင်ငံကိုသွားမလဲသွားချင်တဲ့နိုင်ငံကိုသွားလို့ရပါတယ်ကျွန်တော်သာကြီးပွားခြင်းရင်ကျွန်တော်သာချမ်းသာခြင်းသို့တော်ဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာပဲတည်မယ်ဆိုတဲ့စိတ်ရှိတဲ့အတွက်ခုလိုမျိုးဘဝမှာပဲကျွန်တော်တို့ပျော်ရွှင်စွာဖြတ်တန်းနေပါတယ်ပြောချင်တာကဘာလဲဆိုရင်အဲ့တော့ကိုယ့်ပေါင်ကိုလှန်ထောင်းရမယ်အခြေအနေရှက်စရာအင်မတန်ကောင်းတယ်ပညာအားဖြင့်တော်လည်းကောင်းစိတ်ဓာတ်အားဖြင့်တော်လည်းကောင်းအကျင့်စရိုက်အားဖြင့်တော်လည်းကောင်းစင်ကာပူနိုင်ငံကျွန်တော်တို့ရောက်သွားတယ်စင်ကာပူရောက်တဲ့အခါမှာခေါင်းကပန်နီဆူလာဆိုတဲ့မြန်မာများစုဝေးတဲ့နေရာရှိတယ်တနိုင်ငံလုံးတန်ရှင်းတောက်ပြောင်နေတဲ့စင်ကာပူနိုင်ငံဗမာတွေစုတဲ့ပန်နီဆူလာနားရောက်တဲ့အခါကျတော့တောင်းအဆောက်အဦရဲ့တောင်းအမိုက်ပုံးအဲ့ဒီအမိုက်ပုံးကရှမ်းနေတယ်ခေါင်းကညီတင်းညစ်ပတ်အမိုက်တွေကရှမ်းချပြီးတော့တကယ်ကိုလူမြင်မကောင်းအောင်ခေါင်းကတန့်စင်ကန်းတွေကိုဝင်လိုက်တယ်တန့်စင်ကန်းတွေကရေဆွဲချလို့မရတော့ဘူးအညစ်အကြေးတွေနဲ့အဲ့တော့အဲ့ဒီမှာရှိတဲ့တန်ရှင်းရဲ့အလုပ်သမားတွေကပြောတယ်ပတ်စံအတွက်သာအလုပ်လုပ်နေရတာပန်နီဆူလာမှာအလုပ်လုပ်ရတာတိတ်စိတ်ညစ်ဖို့ကောင်းတယ်တိတ်ကိုအောက်တန်းကျတဲ့သူတွေနဲ့နိုင်ငံသားတွေရှိတဲ့နေရာမှာအလုပ်လုပ်နေရတယ်ဆိုတော့ကျွန်တော်တို့လူမျိုးနော်ကျွန်တော်တို့ရဲ့ဇယိုက်ဟာကြောက်လို့သာစီကံရှိခြင်းအောင်ဆောင်းကောင်းဆောင်းမယ်အဲ့လိုစင်ကာပူနိုင်ငံလိုအင်မတန်တင်းကြပ်ပါတယ်ဆိုတဲ့နေရာမျိုးတောင်မှကွန်းသွေးကိုရအောင်ထွေးတတ်တဲ့လူမျိုးဟာကျွန်တော်တို့လူမျိုးပါအဲ့တော့ကျောင်းသူကျောင်းသားတွေကိုပြောဖို့လာတာကခဏကအနာဂတ်နိုင်ငံတော်ဆိုတဲ့စာဖတ်ခြင်းနဲ့စာဖတ်စေခြင်းနဲ့စိတ်နဲ့ပြောဖို့လာတာပါနော်ကျွန်တော်တို့မြန်မာတွေဘယ်လောက်တောင်ညံဖြစ်နေကြအောင်ပြောဖို့လာတာမဟုတ်ပါဘူးဆိုတော့တော်တာတွေလည်းအများကြီးပါသို့တော့အများစုကအခုချိန်မှာတိုင်းပြည်နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စရပ်အဝဝမှာကျွန်တော်တို့လူတူကြီးကျွန်တော်တို့စာပေသမားတွေပြောလို့ရှိတာပါလဲဆိုတော့ဒေါသထွက်နေတဲ့လူအုပ်ကြီးဒေါသထွက်ဖို့ပဲသိပါတယ်အဲ့ဒေါသထွက်တဲ့သလားမထွက်တဲ့သလားဘယ်တိုင်းတာတိထွက်တဲ့နာလဲဒေါသအဆင့်1 2 3 4 5ဘယ်အဆင့်လောက်ကိုထွက်တဲ့နာလဲအဲ့ဒေါသကဘလို့တုံ့ပြန်တဲ့နာလဲမစင်တော့ပါဘူးဒေါသထွက်နေတဲ့လူကြီးကကျွန်တော်တို့နိုင်ငံမှာနေရာတိုင်းမှာအဆင်းသင်းရှိနေပါတယ်မှန်ပေမဲ့ကျွန်တော်တို့လက်မခံတဲ့စကားတစ်ခုရှိတယ်အဲ့ဒီစကားကဘာလဲဆိုတော့နိုင်ငံတစ်နိုင်ငံဟာတဲ့အဲ့ဒီပြည်သူလူထုနဲ့ထိုက်တန်တဲ့အစိုးရတရက်ကိုပဲပိုင်ဆိုင်ရလိမ့်ရှိတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီစကားကိုကျွန်တော်တို့ကမကြိုက်ဘူးဟာနိုင်ငံတစ်နိုင်ငံဟာသူနဲ့ထိုက်တန်တဲ့အစိုးရတရက်ကိုပဲရတယ်ဆိုတော့မင်းတို့ကငါတို့ကိုဘာအခွင့်အရေးတွေများပေးထားလို့လဲဒီမိုကရေစီနီးလန်းတစ်ခြားလောက်ကင်ဆောင်ရွက်ခွင့်မင်းတို့ငါတို့ကိုဘာပေးထားလဲတသက်လုံးကြောက်အောင်လက်အောင်ဖိနှိပ်ပြီးတော့ဒီလိုနေရတဲ့ငါတို့ကိုမင်းတို့နဲ့တိုင်တဲ့အစိုးရပဲရတယ်ဆိုတော့လူဘာဝတဲ့စကားမျိုးမပြောပါနဲ့ကျွန်တော်တို့ကညင်းကျင်တယ်အဲ့တော့ကျွန်တော်ကညင်းကျင်တယ်ပြန်ပြီးတော့တုံ့ပြန်ကျင်တယ်ဒါပေမဲ့ကိုယ့်ဘက်မှာရှိတဲ့လူအုပ်ကြီးဟာအဲ့ဒီစကားနဲ့လျော်ညီတဲ့လူအုပ်ကြီးဖြစ်နေပါတယ်ကရုံးမဆိုတဲ့မိန်းကလေးတယောက်ကမှုဝေလိုက်တာမန္တလေးမှာလူ2ယောက်တည်သွားပြီခဏအချိန်ထိမာရှယ်လောရုပ်သိမ်းလို့မရသေးဘူးပြီးတော့အဲ့ဒီအမှုဟာ40ပြီးတော့တိုင်တာပါဘယ်မှာတိုင်တာလဲလို့မေးတော့နေပြီးတော့မှတိုင်တာဖြစ်တာဘယ်မှာဖြစ်တာလဲမန္တလေးဒေါသထွက်နေတဲ့လူကြီးအသိဉာဏ်စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့နေတဲ့လူကြီးကျွန်တော်တို့ဘယ်လိုသွားကြမလဲဒီနိုင်ငံဒီလူမျိုးဒီစရိုက်နဲ့ဒီလိုပြည်သူလူထုအပေါ်မှာမျက်နှာမမူတဲ့အစိုးရတရက်နဲ့ကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြမလဲလက်ရှိရထားတဲ့အစိုးရသည်ခုနကစစ်အာဏာရှင်စနစ်ကနေပြီးတော့
ကူးပြောင်းလာတဲ့သူတွေယူနီဖောင်းလေးကိုချွတ်ပြီးတော့ခုနကပြောတဲ့နော်ဘောင်းမီကိုချွတ်ပြီးတော့အစိုးနဲ့တိုက်ပုံနဲ့ခေါင်းပေါင်းနဲ့ပြောင်းဝတ်ထားတဲ့သူတွေမကွေးတိုင်းတိုင်းမှုဟာဒီလိုပြောင်းလိုက်တဲ့အခါမှာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာတယ်။ AR တိုင်းတိုင်းမှုဟာ AR တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာမျက်နှာတွေကဒီမျက်နှာတွေပဲလူတွေကလည်းဒီလူတွေပဲဆရာတို့ကိုယိုသေးစွာကြော့ပါတယ်စောက်ကျင့်ကလည်းဒီစောက်ကျင့်ပါပဲဒီသူလူတို့အတွက်ဆိုတဲ့စိတ်စေတနာမျိုးတစ်စက်မှထားရှိတာမျိုးကျွန်တော်တို့မကြုံဘူးဟာတက္ကသိုလ်တွေဟာမြို့နယ်ဝေးရမှာထားရမှာပေါ့မှန်တာပေါ့ကျောင်းသားများအားမငယ်ပါနဲ့ကဘာပေါ်မှာရင့်တန်တဲ့နိုင်ငံတွေအကုန်လုံးဟာတက္ကသိုလ်တွေကိုမြို့ထဲမှာမထားပါဘူးမြို့နယ်ဝေးတဲ့နေရာမှာထားပါသို့တော့နိုင်ငံတကာမှာထားတဲ့တက္ကသိုလ်တွေဟာအဲ့လိုမြို့နယ်ဝေးတဲ့နေရာမှာထားပေမဲ့အဲ့ဒီတက္ကသိုလ်ကိုမြို့တစ်မြို့ဖြစ်အောင်လုပ်လိုက်ပါတယ်ရုပ်ရှင်ရုံရှိပါတယ်အားကစားကွင်းရှိပါတယ်ရေကူးကန်ရှိပါတယ်ဈေးဝယ်စရာစူပါမားကတ်တွေရှိပါတယ်သွားစရာလာစရာအပန်းဖြေစရာ recreation center လို့ခေါ်တဲ့ဟာတွေအပြည့်အစုံအလုံးအလောက်နဲ့တက္ကသိုလ်မြို့တော်ကြီးတစ်ခုဖြစ်အောင်ဖန်တီးပေးပါတယ်အဲ့ဒီအတွက်မြို့ကိုသွားစရာမလိုတော့ဘူးစာကြည့်တိုက်ကြီးတွေရှိမယ်ဟောဒီတက္ကသိုလ်ဆိုတော့ပရဝုံထဲမှာပဲမင်းတို့တွေရဲ့ဘဝကိုနှိမ့်မြုပ်ကြမင်းတို့ရဲ့အုံနောက်တွေမင်းတို့ရဲ့နှလုံးသားတွေကိုဟောဒီတက္ကသိုလ်ထဲမှာ၄နှစ်တန်းသည်၅နှစ်တန်းသည်နှိမ့်မြုပ်ပြီးတော့ဟောဒီတက္ကသိုလ်ကနေပြီးတော့ထွက်ခွာပြန်တန်းသွားတဲ့အခါမှာကမ္ဘာနိုင်ငံအသီးသီးနေရာဌာနအသီးသီးမှာမင်းတို့ဟာလက်မထောင်နိုင်တဲ့ပညာရှင်တွေဖြစ်ကြပါစေအဲ့ဒီတော့ကျွန်တော်တို့နိုင်ငံကလည်းဒါကိုအတူယူပြီးတော့မြို့နယ်ဝေးတဲ့နေရာတွေမှာတက္ကသိုလ်တည်ပါတယ်သို့တော့ဒီတစ်ချက်ပဲတူပါတယ်ကျန်တာတွေတစ်ခုမှမတူပါဘူးအဲ့တော့ဝေးတယ်ဆိုတဲ့တစ်ချက်ပဲတူတယ်ကျောင်းဝင်တဲ့လမ်းလေးတောင်မှနော်ကျောင်းရဲ့တိုင်လုံးကြီးတွေကိုအားနာစရာကောင်းပါမြင်မကောင်းရှုမကောင်းအဲ့တော့စောစောကဆရာမောင်ဆင်ဝင်းပြောသွားတယ်သူဘာပြောသွားလဲတိုင်းပြည်တစ်ပြည်မှာအဲ့ဒီပြည်သူလူထုကိုကြောက်ရွံ့တုန်လှုပ်နေအောင်လှုပ်ထားလိုက်ပါနှစ်20လောက်သားလေးအုပ်ချုပ်လို့ရပါတယ်ကျွန်တော်တို့ကြောက်ခဲ့ပြီတုန်လှုပ်ခဲ့ပြီနှစ်20လည်းမကတော့အဲ့ဒီကြောက်ရွံ့တုန်လှုပ်နေတဲ့ပြည်သူလူထုကိုစာမဖတ်အောင်စာမတတ်အောင်ထပ်ပြီးတော့ဆောင်ရွက်လိုက်ပါနှစ်40လောက်အုပ်ချုပ်လို့ရပါတယ်နှစ်40ကျော်ခဲ့ပြီအဲ့ဒီကြောက်ရွံ့တုန်လှုပ်နေတဲ့စာမဖတ်တဲ့စာမတတ်တဲ့ပြည်သူလူထုကြီးကိုတစ်သက်လုံးအုပ်ချုပ်ခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့အကျင့်စာရိတ္တတွေအားလုံးကိုဖျက်ဆီးပစ်လိုက်ပါကျွန်တော်တို့အခုစာရိတ္တတွေအားလုံးဖျက်ကုန်ပြီကျွန်တော်ဒီလိုဆွဆွဲပါတယ်ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တတွေအားလုံးဟာပျက်စီးကုန်ပါပြီဟေရီအော်တာပါလို့ခေါ်တဲ့အချက်အကြောင်းမဟုတ်တာလုံးဝမှာကိုရှက်ဖို့မမှန်တာပြောရမှာမမှန်တာကြံစီရမှာကိုကြောက်ဖို့အဲ့ဒီမဟုတ်တာမမှန်တာတွေကိုရှက်ဖို့ကြောက်ဖို့ဆိုတဲ့အတိတရားတွေကျွန်တော်တို့လူငယ်တွေမှာကိုကနေပါကုန်ကြပါပြီပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုပျက်စီးသွားပြီလို့ကျွန်တော်ကအဲ့လိုမိုက်ကန်ကန်ဆွဆွဲလေးရှိပါတယ်အဲ့ဒါလို့ဆွဆွဲရတဲ့အကြောင်းကလည်းကျွန်တော်မှာအခိုင်အမာသက်သေတာရကတွေရှိတယ်လူငယ်လေးတယောက်ကျွန်တော်ဒီနီးပညာတက္ကသိုလ်တွေမှာအများနဲ့ဒီစကားလေးကိုပြောလို့ရှိပါတယ်လူငယ်လေးတယောက်300လောက်တန်တဲ့ကားအရင်တော့3000လောက်တန်တယ်အာရာဖတ်လို့ခေါ်တယ်ပွဲစားတွေကအခုကားနာမည်အမှန်ကတော့ Alphard အရင်တော့3000လောက်တန်တယ်အခုတော့ဈေးကျတော့300လောက်တန်မယ်အဲ့ဒီကားကိုလူငယ်လေးကမောင်းလာမယ်ဘေးနားမှာထိုင်နေတဲ့လူငယ်လေးက6ကဆိုင်မှာထိုင်တဲ့လူငယ်တွေကအားကြတဲ့မျက်ဝန်းတွေတတ်မှတ်တဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်ဟာကားကြီးကကောင်းလိုက်တာကွာကားကြီးညင်ကနေရက်မယ်အဲ့ဒီကားရှေ့ကတကန်းလေးချက်ကနေပွင့်လာမယ်ခြေထောက်ကလေးတစ်ဖက်ဘက်ကနေကျလာမယ်ကျလာချင်းခြေထောက်မှာစီးထားတဲ့ဖနက်လူငယ်တွေတပြိုင်နက်တည်းអော်တယ် boot ဆိုတာဘောဖနက် boot ဒေါက်တာမာတင်လို့ခေါ်တဲ့ boot 9သိန်းလောက်ပေးရကောင်းလိုက်တာကွာဒေါက်တာမာတင်ကွာအဲ့ဒီအောက်မှာခြေထောက်တစ်စုံကျလာမယ်ဂျင်းပေါင်း American 501 Levi's ဂျင်းအစ်စ်3သိန်းလောက်ပေးရ American ဂျင်းအစ်စ်ကွာဣနေတာပဲခါလေးတစ်ချက်လဲပြီးကျလာမယ်ခပတ်ကလေးလက်ကနေတစ်ချက်ဖြစ်သွားမယ်ခပတ်ကိုကြည့်လိုက်တော့ LV Lewis and ဘာလဲမသိဘူး10သိန်းလောက်တန်မယ်ကိုလုံးလေးလွင့်လာမယ်ဆိုင်အင်ကြီးလေးတလွင့်အကောင်းစားဆိုင်အင်ကြီး2သိန်းလောက်တန်တယ်ထိုးထားတဲ့ဘောပင်က350လောက်တန်တယ်ကျွန်တော်လိုဘောပင်မျိုးခေါင်းလေးတစ်ချက်ဆက်လိုက်တဲ့အခါမှာနားလေးကလက်ကနေဖြစ်သွားတယ်စိတ်နှကယောက်ျားမှန်ရင်နှကပ်ပန်နဲ့ခစ်ဆိုတော့စိတ်နှကပ်
သိန်း500လောက်တတ်မယ်လက်မှာပတ်ထားတဲ့နာကြီးသိန်းရာကနန်းတတ်ထားတဲ့နေကမျက်မှန်သိန်း20 30လူငယ်တွေကမျက်လုံးအဟောင်းသားနဲ့ဟာဆိုပြီးတော့ထို့သဖြင့်မိန်းကလေးတွေရဲ့မျက်လုံးတွေကပုတ်ပြီးအယောင်တောက်တကယ်တော့အဲ့ဒီကောင်လေးရဲ့အဖေဟာညွန်ကြားရေးမှုအဆင့်လောက်ပဲရှိတဲ့အရာထမ်းဝန်တန်းတယောက်သူ့လာစာဟာ9 သိန်းမကျော်သူ့အမေဟာဆရာမတယောက်သူ့လာစာဟာ2 သိန်းမကျော်9 သိန်းမကျော်တဲ့ဖအေနဲ့2 သိန်းမကျော်တဲ့မအေကပေါက်ဖွာလာတဲ့ဒီကလေးဟာသိန်း2000 တန်လောက်ဆင်ရင်မှုမျိုးနဲ့နှစ်ပြားမတန်တဲ့မိသားစုကဆင်းသက်လာတယ်လို့ဘယ်လူငယ်မှမကြည့်ရဘူးအားကြတဲ့မျက်ဝန်းတွေကျဉ်တ်တဲ့မျက်ဝန်းတွေသဘောကျတဲ့ခြေနေတွေငါ့ဟိုသာလာပြီးစလို့ရတော့ငါတော့ okay ပဲ ready ပဲဆိုတဲ့ဟာမျိုးတွေလင်မယား2 ယောက်ပေါင်းလို့မှ10 သိန်းမပြည့်တဲ့ဝင်ငွေနဲ့ကလေး1 ယောက်ကိုသိန်း2000 တန်လောက်ဆင်ပေးထားနိုင်တယ်ဆိုတာဒီတိုင်းပြည်ရမှာမခိုးရင်အဲ့ဒီမိသားစုဘယ်ကခိုးမလဲဒီပြည်သူလူထုရဲ့လဲမျိုးကိုမှမနှင်းရင်ဒီစီစဉ်ဥစ္စာတွေသူတို့ဘယ်ကရမျိုးနဲ့ရိုးနဲ့ချမ်းသာတယ်ဆိုတာလဲဘယ်နည်းနဲ့မှမဖြစ်နိုင်နေတဲ့အိမ်ကသိန်းပေါင်းနဲ့ချီပြီးတော့တန်းတယ်စီးပွားရေးလုပ်ငန်းတွေကလက်ညှိုးထိုးမလွဲတကယ်တော့အဲ့ဒီမိသားစုဟာခုနကကလေးဟာသိန်း2000လောက်တန်တဲ့စင်ရင်မှုမျိုးနဲ့နှစ်ပြားမတန်တဲ့လူလို့ကျွန်တော်ညီတွေကျွန်တော်ထမတွေကိုကျွန်တော်သိစေချင်တာဒီကောင်ဟာနှစ်ပြားမတန်တဲ့တခိုးမိသားစုကဆင်းသက်လာတဲ့မိသားစုဝင်တဦးဓမြမိသားစုကပေါက်ဖွာလာတဲ့မိသားစုဝင်တဦးတိုင်းပြည်ကိုစုပ်ယုပ်အောင်မစာမနာမညာမတာဆောင်ရွက်တတ်တဲ့မိသားစုကပေါက်ဖွာလာတဲ့မျိုးဆက်တယောက်ဒီလိုသိရမှာခေတ်ကဘာဖြစ်သွားလဲလွန်ခဲ့တဲ့နှစ်ပေါင်း100 ကျော်ကပြောခဲ့တဲ့ဥပုံညအင်မတန်တော်တယ်ရှေ့စပီးယားနဲ့တော့ခိုင်းနိုင်ရတဲ့ဥပုံညစရုံးတော်ကြီးတမာသီးနဲ့ခါးစည်းဝက်လဲချုပ်ဆပြဲကိုတဲ့အဲ့နဲ့တွေ့လူမြင်သမျှစိတ်ပြက်အောင်လှပါတယ်မရည်သိစိတ်ပြက်အောင်လှတယ်ကောင်းလိုက်တာစရုံးတော်ကြီးတမာသီးကျွန်တော်စရုံးလို့ပေါ့နန္ဒန်သိန်းတို့ရေလုံးပြုံများကိုတလုတ်ကဝါဝါစားရရင်အာကပါဇက်လူဖြစ်ကျိုးနတ်လီငဲ့လို့ဟာလားလေချောင်းကိုကလုံးဆောင်အောင်ဇုံကန်ပြီးတော့မျောရတယ်ဖွားဘက်တော်မှမပေါ်ယုံနိုင်အောင်အလုံးဖုံးရတယ်ဩဖွားဘက်တော်မှမပေါ်ယုံနိုင်အောင်အလုံးဖုံးရတယ်ဟောနောက်ဆုံးဘာဖြစ်လဲငွေမြင်ရင်လင်လုံးမယ်ကျွန်တော်ပြောချင်တဲ့စကားငွေမြင်ရင်လင်လုံးမယ်ကျွန်တော်တို့ခေတ်ဟာအခုဟေရီအော်တပကိုကြည့်တဲ့ခေတ်မဟုတ်တော့ဘူးရိုးသားမှုတွေစူးစမ်းမှုတွေသစ္စာရှိမှုတွေပညာတတ်မှုတွေကိုဦးစားပေးတဲ့ခေတ်မဟုတ်တော့ဘူးဘာလာထောင်းနေဆိုတဲ့ခေတ်ငွေရှိရင်ပြီးရောအဲ့တော့လူငယ်တွေရဲ့စိတ်ထဲမှာငွေမြင်ရင်လင်လုံးမယ်ဆိုတဲ့ဥပုံညာရဲ့စကားလူငယ်တွေရောလူကြီးတွေရောအားလုံးဟာငွေမြင်ရင်လင်လုံးချင်တဲ့စိတ်တွေကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးဟာပျက်စီးသွားပါပြီလို့ကျွန်တော်ကဆွဆွဲတာပါမပျက်စီးတဲ့အတိုင်းဝိုင်းဖြစ်ချင်တယ်ဆိုရင်စောတော့ကလို့ကလေးမျိုးလာမယ်ဆိုရင်ကျွန်တော်တို့ဟာအိမ်ဒီမပြက်နေနိုင်ရပါမယ်အေးဘာဖြစ်လဲကွာဟဲ့ငါတို့ကဆင်းရတယ်ငါတို့တမာအာစီဝကြဆိုဆင်းရတာကွာမင်းတို့သိန်း900ကတော့မဆင်းနိုင်ဘူးကွာငါတို့လည်းစူးစမ်းနေပါတယ်ကျက်ကိုဝင်9000 1000နဲ့ငါတို့ဘောအောင်ငါတို့အေးချမ်းချမ်းငါတို့လိပ်ပြာကိုငါတို့တန်တန်ပြတ်ပြတ်ဖြစ်အောင်ငါတို့စူးစမ်းနေပါမင်းတို့ချမ်းသာလားအေးချမ်းသာမှာပေါ့ကွာမင်းတို့မိသားစုကတဘဝဇံမိသားစုတွေပါမင်းငါတို့ဝိုင်းတော့လာမထိုင်နဲ့ကွာဝိုင်းတနာတယ်ဟိုဘက်နဲ့မင်းတိုးလိုက်တကယ်တော့ပတ်ဝန်းကျင်အတိုင်းဝိုင်းကကောင်းတယ်ဆိုရင်အဲ့လိုပြတ်ပြတ်သားသားဖြစ်ရမှာလေတခိုးရှင်ရွှေရတပြားပြားလုံးမဲ့သူတွေဟာသူတို့ပြကျင်တဲ့ရွှေကိုမျက်နှာချိုသွေးပြီးပြဖို့လိုပါတယ်အခုတော့ဖြင့်မဟုတ်တာလဲလှုပ်ထားသေးတယ်အနိုင်လဲကျင့်ထားသေးတယ်အရှက်အကြောက်ကင်းမဲ့စွာနဲ့လဲတရဖူဆောင်းပြီးတော့လူပုံငယ်လဲမှာခေါင်းပေါ်ရင်ကော့ပြီးလာတယ်ဆိုတာအန်တီလူမှုအတိုင်းဝိုင်းဝင်းကျင်ကြီးတစ်ခုလုံးပျက်စီးနေလို့ပေါ့ဒါကြောင့်ကျွန်တော်ဆွဆွဲတာအဲ့တော့ကျွန်တော်တို့ဖြစ်စေချင်တာဒီလူငယ်တွေကိုအကျင့်သိက္ခာအဖြစ်စောစောကကိုယ့်ကိုဖြတ်မဲ့ဓာတ်ဆက်ကိုအင်ဂျင်နီယာတယောက်ရဲ့သစ္စာပညာရှင်တယောက်ရဲ့သစ္စာနဲ့သိခြင်းသိပါစေပညာတတ်အင်ဂျင်နီယာတယောက်ဆိုတဲ့ professional ကိုမစွန့်လွတ်နိုင်ဘူးဆိုပြီးတော့ကိုယ့်ကိုဖြတ်မဲ့ဓာတ်ဆက်ကိုမူလီတစ်လုံးကြက်ပေးတဲ့အင်ဂျင်နီယာလိုမျိုးအဲ့လိုစိတ်မျိုးကျွန်တော်တို့ကထားစေချင်တာခင်ဗျားတို့ထဲကဝင်ကြီးတွေမဖြစ်ဘူးလို့ဘ
ဘယ်ပြောနိုင်မှာလဲခင်ဗျားတို့ကရှေ့ကခိုးသွားတဲ့လူတွေကိုအားကြနေအောင်ပေါ့ကွာနေအောင်ပေါ့တခိုးကြီးတွေကိုတခိုးလေးတွေဖြစ်မဲ့သူကအားကြတဲ့နိုင်ငံဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံတော်ဟာဘလို့မှစက်သေးမရှိတဲ့နိုင်ငံဖြစ်ပါလိမ့်မယ်ကျွန်တော်ဟာကြောင်ညာတွေကလို့ပြောရင်ကျွန်တော်ဆရာဝန်တယောက်ပါဆရာတို့ကမတောင်းဆိုပါဘူးဟောပြောဖို့ပဲဆရာတို့ကတောင်းဆိုထားတာပါဒါပေမဲ့ကျွန်တော်စေတနာအရပေါ့အချိန်လဲရမယ်ဆိုရင်ကျောင်းသူကျောင်းသားအားလုံးရဲ့ကျမ်းမာရေးကိုချိန်ရသွေးစစ်စစ်ပြီးသွားခြင်းပါတယ်တခုပဲရှိပါတယ်ကျွန်တော်ကတိရစ္ဆာန်ဆေးကုဆရာဝန်ပါအဲ့ကိုတိရစ္ဆာန်စိတ်ပေါက်နေတယ်လို့ယူဆတဲ့ကျောင်းသူကျောင်းသားများကျွန်တော်နဲ့လာတွေ့လို့ရပါတယ်စာပေဟောပြောရဲ့အဓိကနဲ့တာလားအဲ့ဒီတိရစ္ဆာန်စိတ်တွေကိုဖျောက်ပြီးတော့လူစိတ်ပေါက်အောင်ကျွန်တော်တို့ကဆရာလောက်တာမဟုတ်ဖ ೇನೆ ကိုညီများကိုနှမများကိုကျွန်တော်ပြောချင်တာပါကျွန်တော်ဆရာဝန်တယောက်ပါကျွန်တော်အမျိုးသမီးကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့တငယ်ချင်းမှဖြစ်ပါလင်မယားနှစ်ယောက်သူကစေကန်းလေးဖွင့်ထားတယ်ကျွန်တော်ကကျူရှင်ပြတယ်စာရေးဆရာစာပေဟောပြောပွဲအစရှိသဖြင့်ကျွန်တော်မှဂုဏ်သိက္ခာလေးတွေရှိမယ်လင်မယားနှစ်ယောက်လုံးပညာတက်ပြီးတော့ကြိုးကြိုးစားစားသားသမီးနှစ်ယောက်သားနှစ်ယောက်ကျွန်တော်မိခွန်နေတဲ့မိသားစု10ဦးလောက်ရှိမယ်ဒီမိသားစုကိုဒီပညာတက်အိမ်တောင်ဘက်နှစ်ယောက်ဟာရှာဖွေပြီးတော့ကျူးမွေးရတယ်ဆောင်းရှောက်ရတယ်ကားစီးတွေအင်မတန်ကြနေပါတယ်ဆိုတော့ခဏလိုအချိန်မျိုးမှာတော့ကျွန်တော်တို့ဇနီးမောင်နှံမှာကိုပိုင်ကားတစ်စင်းမရှိသေးဘူးမရှိချင်အောင်စောင့်နေတာလည်းမဟုတ်ပါဘူးတမန်အာဇီဝကြစွာကျွန်တော်တို့ဆင်းရဲနေပါတယ်ကျွန်တော်ကိုအခုကားတစ်စီးပေးမယ်လက်မထိုးပါစာညီမညိုဒီကားကိုယူပါလက်မထိုးပါမစည်းချင်ပြန်ရောက်ပါ350မြတ်မယ်300မြတ်မယ်ပေးတဲ့သူဟာဘယ်သူလဲလို့ကျွန်တော်ကြည့်ရပါလိမ့်မယ်ကျွန်တော်မယူနိုင်ပါဘူးကျွန်တော်တိုက်ခန်းချင်းချင်းလေးနဲ့နေပါတယ်ကျေပြန့်တဲ့ကွန်ဒိုဆိုတဲ့တိုက်ခန်းကိုကျွန်တော်ပေးပါမယ်ကျွန်တော်လာပြီးတော့ကမ်းလှမ်းပါမယ်တလောက်ကို30 30လောက်ရတဲ့ managing director လို့အလုပ်မျိုးကျွန်တော်ကိုကမ်းလှမ်းမယ်ကျွန်တော်ပညာနဲ့ဆောင်ရွက်လို့ရပါတယ်ဒါပေမဲ့ပေးတဲ့သူကဘာလို့လဲရက်တီမှုကဘာလဲကျွန်တော်တို့ဟာတမာအာဇီဝကြစွာဆင်းရဲတာကိုမမှုပဲနဲ့အန်ခဲပြီးတော့အန်ကျစ်ပြီးတော့ဘဝကိုလက်ပြလုံစွာလက်ပြတန့်စွာဖြတ်တန်းနေတဲ့သူတွေဖြစ်ပါတယ်ကျွန်တော်ဆင်းရဲတာကိုကျွန်တော်မကြွယ်ဝတာကိုဂုံယူပြီးတော့ကျွန်တော်ညီတွေကျွန်တော်နှမတွေကိုငါ့လိုဆင်းရဲကြလို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးအချိန်တိုင်းရင်ပစ္စည်းဥစ္စာဆိုတာဖြစ်လာနိုင်ပါတယ်ဖြစ်လာစရာအကြောင်းတွေလည်းရှိပါတယ်ဗလာ9တန်ရှိပါတယ်အဲ့ဒီဗလာတွေထဲမှာခုနကကျွန်တော်တို့မှာအကျွယ်ဝဆုံးဗလာကမိတ္တဗလာဖြစ်ပါတယ်ကျွန်တော်မှမိတ်ဆွေပေါင်းတင်နေများတယ်ကျွန်တော်ကိုချစ်ခင်ကြတဲ့သူတွေအများကြီးရှိတယ်တနိုင်ငံလုံးကျွန်တော်ဘယ်နေရာကိုသွားကျွန်တော်အဆင်ပြေတယ်လူအားလုံးကကျွန်တော်ကိုချစ်ကြမှာမဟုတ်ပေမဲ့100မှာ90လောက်ကကျွန်တော်ကိုလိုလားတယ်ဆိုတာတော့ပေါ်လွင်တယ်90ရာခိုင်နှုန်းကကျွန်တော်ဘက်မှာရှိတယ်ဆိုတာသိကြတယ်ပြည်သူလူထုရဲ့စိတ်ခံစားချက်ကိုသိအောင်စူးစမ်းပြီးတော့ပြည်သူလူထုနဲ့အတူကျွန်တော်တို့နေထိုင်ကြတယ် professional ဆန်နဲ့စောစောကကိုယ့်ရဲ့ပညာနဲ့ပတ်သက်တဲ့ကောင်းမွန်မြင့်မြတ်တဲ့စိတ်မဟုတ်တာမမှန်တာကိုမလုပ်ဘူးမကြံဘူးဆိုတဲ့ဟီရီအော်တပတ်ဆိုတဲ့လောကကိုစောင့်ရှောက်တဲ့တရားနှစ်ပါးရှိစေချင်တာဖြစ်ပါတယ်လာမယ့်နေ့ကျွန်တော်ကိုဒီမကွေးနည်းပညာကနေဟောပြောဖို့တက်ထပ်ပြီးတော့ဖိတ်ပါကျွန်တော်အများအားလေးပြောလို့ရှိပါတယ်အဲ့ဒီလိုဖိတ်တဲ့အခါကျရင်အခုလိုမိုင်300လောက်ဝေးတဲ့ခီးကိုနားထိုက်တော်ဝင်စီးပြီးကျွန်တော်မလာတော့ပါဘူးလာမယ့်နေ့မှာ300လောက်တန်တဲ့ကားကိုတိုင်မောင်းပြီးကျွန်တော်လာခဲ့ပါမယ်ဟာဒီကျောင်းဝင်းထဲကိုဝင်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ညီများကျွန်တော်ရဲ့နှမများကျောင်းသူကျောင်းသားများအားလုံးကကျွန်တော်ကိုအမောပြေတညီတညွတ်ထဲဝိုင်းပြီးကြိုးဆိုပေးရမယ်စကားလေးတစ်ခွန်းတော့ရှိမယ်အဲ့ဒီစကားကဘာလဲကျွန်တော်ကားကောင်းကန်းကဆင်းလိုက်ပြီဆိုတာနဲ့ကျောင်းသူကျောင်းသားအားလုံးကကျွန်တော်ကိုလက်ညှိုးထိုးပြီးတော့ဆရာညီမင်းညိုတခိုးမနစ်ကပြောသွားတဲ့ဆရာရဲ့စကားအရာတစ်နှစ်တာအတွင်းမှာ300လောက်ဝင်လောက်တဲ့လုပ်ငန်းဆရာမှာတစ်ခုမှမရှိဘူးကျွန်တော်တို့သိတယ်ကျွန်တော်တို့သိတယ်ကျွန်တော်ပြောချင်တာလားတစ်နှစ်အတွင်းမှာ300လောက်စုမိအောင်ကျွန်တော်မှာဘာလုပ်ငန်းမှမရှိဘူးထီပေါက်ရအောင်ကလည်းကျွန်တော်ထီမထိုးမိဘအမွေနဲ့ရအောင်ကလည်းတူရီကြံရစ်ခဲ့တဲ့မိုးဆိုးမမိခင်ကြီးကတောင်းတောင်းမြည်ကျမ်းပါစေအဲ့တော့ထီလည်းမပေါက်ဘူးမိဘအမွေလည်းမရဘူးဆိုရင်တစ်နှစ်အတွင်းမှာကျွန်တော်က300ဘယ်နည်းနဲ့မှစုမိစရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာဘာလုပ်ငန်းမှမရှိဘူးတိုင်းပြည်နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေတဲ့ပုံကူများလွတ်တော်မှာအစိုးရတစ်ခုတင်သွင်းတယ်ပိုင်ဆိုင်မှုတွေကိုပြည်သူလူထုကိုချပြဘူးထောက်ခံသူမရှိကန့်ကွက်မဲအပြည့်နဲ့
ရှုံးပါတယ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူတွေကသာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုချမပြရဲတာပြည်သူလူထုကြတော့သူတို့ကချင်းချောက်ပါတယ်တကောင်စင်းကောက်တဲ့အခါကျတော့မှန်မှန်ဖြေနော်တဲ့မှန်မှန်မဖြေရင်နစ်နာမိသူမှာတင်တို့သာလည်းဖြစ်တယ်သူတို့ကတော့ချမပြရဲပဲနဲ့ပြည်သူလူထုကြတော့သူတို့ကချင်းချောက်ပါတယ်ကျွန်တော်ခီးတစ်ခုကနေပြန်လာတယ်အိမ်မှာတကောင်စင်းကောက်တဲ့ဆရာမတစ်ယောက်ရောက်နေတယ်ဆရာမကော်ဖီတောက်ပါအင်းအောင်ဦးစီးနာမည်ညီမင်းညူအသက်42နှစ်ပိုင်ဆိုင်မှု20လက်မ TV 3လုံးရှိနှလုံးပြက်နေအစားရှိသဖြင့်ပြောလိုက်တာမေကွန်း45ခုကုန်သွားပါကျေးဇူးပါပဲဆရာပြန်အောင်မယ်နော်ထိုင်အောင်ဆရာမမုံစားပါဦးရောင်ရောင်ကန်းကန်းနဲ့ကိတ်မုံလေးကိုကိုင်ပါတယ်46လို့တက်ပါရှင်46လို့တက်ပါကျမတို့မေးခိုင်းတာ45ခုလေဆရာဆရာမမေးတာတွေကုန်သွားပြီလေလို့ကျွန်တော်ဖြေပြီးပြီ46လို့တက်လိုက်ပါလို့လေနာနဲ့မာတော့ဆရာမနဲ့တုံသွားပါတယ်ရောင်ရောင်ကန်းကန်းနဲ့စာရွက်မှာ46ဆိုပြီးရေးတယ်ဘာရေးရမှာလဲဆရာငါးကြက်တိုးနဲ့ချီးထားတဲ့မိသားစုအကျွေး380ရှိတယ်ရေးသွားတယ်ခါတယ်မိသားစုပြဿနာကိုတစုံတရာပြေလည်အောင်ဖြေရှင်းဖို့အတွက်ငါးကြက်တိုးနဲ့ချီးထားတဲ့ကျွေးမိ380ရှိတယ်အဲ့ဒါကျမတို့မမေးခိုင်းဘူးဆရာမေးမှတ်သွားတယ်ခင်ဗျားတို့မေးတာကိုကြတော့ကျုပ်တို့ကဖြေရတယ်ကျုပ်တို့မှာရှိနေတဲ့အဖြစ်အပျက်တွေကြတော့ခင်ဗျားတို့ဘာလို့မမှတ်နိုင်ရလဲနိုင်ငံတော်သမ္မတကအဲ့ဒါသိသွားပြီးတော့ညီမင်းညိုအကျွေးတွေသူစပ်ပေးမယ်ဆိုစိတ်ကူးပေါ်လာရင်လည်းပေါ်ကောင်းပေါ်လာမှာပေါ့ဗျာမှတ်သွားလို့ပြောချင်တာဒီဆင်းရဲတာဟာကောင်းတယ်လို့ပြောတာမဟုတ်ပါဘူးချမ်းသာတာဟာကောင်းပါတယ်သို့တော့ဘယ်လိုဘယ်နည်းဘယ်ပုံနဲ့ချမ်းသာတာလဲဆင်းရဲတာဒီဘယ်နည်းဘယ်ပုံနဲ့ဆင်းရဲတာလဲကိုယ့်လိပ်ပြကိုလုံရဲ့လားညဘက်မှာအိပ်ပျော်ရဲ့လားလူကြားထဲမှာရင်ကော့ပြီးတော့သွားနိုင်ရဲ့လားအခုကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးနေတယ်ဆိုတာဒီကျွန်တော်ဒါကိုပြောတာပါမဟုတ်တာလည်းလုပ်သေးတယ်မမှန်တာလည်းလုပ်သေးတယ်လူပုံလည်းမှလည်းခေါင်းပေါ်ရင်ကော့ပြီးတော့အာနာရှင်မျိုးဆက်ကမြီးတော်များလွန်ခဲ့သောရက်ပိုင်းကအတိုင်းပြည်ကိုကျင်းကြတယ်နာမည်ကြီးသောဘဏ်ကြီးတစ်ခုရဲ့ share 60%ကိုဝယ်မယ်တန်ဖိုးအဖြစ်5 billion 5 billionအမှန်ငွေမဟုတ်ပါဘူးနိုင်ငံခြားငွေဖြစ်ပါတယ်1 billion ဆိုတာဒေါ်လာတန်1000ဖြစ်ပါတယ်5 billion ဆိုတာဒေါ်လာတန်9000မြန်မာနိုင်ငံဟာတစ်ကမ္ဘာလုံးပေါ်မှာတင်နေတဲ့ကျွေးမြီဟာ17 billion ရှိပါတယ်တနိုင်ငံလုံးအနေနဲ့တင်တဲ့ကျွေးတော်မှာ17 billion ပဲရှိပါတယ်အခုမိသားစုဝင်တဦးကရှယ်ယာလေးတစ်စုံတရာကိုဝယ်မှသည်5 billion 5 billionအဲ့ဒီမိသားစုကဘာတွေလုပ်တာလဲလို့မေးတော့ထောင်ချနေတဲ့သူခတ်တီပဲခတ်တင်းနေပဲအေးစစ်စစ်ပဲအင်မတန်များပြားတဲ့ငွေကြီးတွေကမ္ဘာပေါ်မှာနိုင်ငံပေါင်း215နိုင်ငံရှိတယ်ကမ္ဘာပေါ်မှာမြန်မာနိုင်ငံပါဝင်215နိုင်ငံရှိတယ်မြန်မာပြည်ရဲ့အဆင့်ကိုအပေါ်ကနေပြောရင်မောလို့အောက်ကနေပြောရင်နီးတယ်အောက်ဆုံး12နိုင်ငံမှာမြန်မာနိုင်ငံရှိတယ်203ဆိုတဲ့နံပါတ်မှာရှိတာဒီမြန်မာနိုင်ငံ203သူ့အောက်မှာ12နိုင်ငံရှိတယ်နော်203အဲ့တော့အရှေ့တောင်အာရှမှာအာဆီယံနိုင်ငံမှာ17နိုင်ငံရှိတယ်မြန်မာဟာနံပါတ်17မြန်မာရဲ့အပေါ်မှာရှိတာဘင်္ဂလားဒေ့ရှ်နံပါတ်10အရှေ့တောင်အာရှမှာ10ဒီဘင်္ဂလားဒေ့ရှ်17ဒီမြန်မာတကမ္ဘာလုံးမှာမြန်မာဒီ203ဘင်္ဂလားဒေ့ရှ်ကမြန်မာနဲ့အဆင့်50กว่าဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတော်ကမ္ဘာမှာမြန်မာရဲ့အထက်အဆင့်50မှာရှိပါတယ်ဆင်းရဲမှုတွေချွတ်ချုံကြမှုတွေပညာမတတ်မှုတွေတိုင်းပြည်ကိုနေပေါင်းများစွာဥဆောင်ခဲ့ပြီးတမတော်ရရှိမှတိုင်းပြည်ရရှိမယ်တမတော်အင်မတန်ချစ်စရာကောင်းတဲ့တမတော်အဲ့ဒီစကားကကျွန်တော်နောက်တောင်မဟုတ်ဘူးအင်မတန်ချစ်စရာကောင်းတဲ့တမတော်ကျွန်တော်ချစ်လို့ပြောတာကျွန်တော်ကတတ်ထဲကိုဝင်မှုစူးစမ်းခဲ့တဲ့ဘိုးလောင်းတစ်ယောက်လေဘိုးလောင်းအဖြစ်ရွေးချယ်ခံခဲ့ရတဲ့သူတစ်ယောက်လည်းဟုတ်တယ်လေအကိုဘိုးလောင်းတစ်ယောက်ကလည်းတိုက်ပွဲကြဘိုးတစ်ယောက်ကလည်းတိုက်ပွဲကြဖခင်ကနိုင်ငံရေးပုံမှန်နဲ့9ညဆိုတဲ့ပုံမှန်ရှိထားတော့တတ်ထဲကလက်မခံပဲပြန်ထွက်ခဲ့ရတဲ့သူလုံငယ်သောနှစ်ပေါင်း20အစိတ်ကတတ်ထဲကိုဝင်မယ်ခန္ဓာကိုယ်ကြံ့ကြံ့ခံနိုင်တန်တန်ဆောင်းဆောင်းနဲ့ခုံးပေါ်မှာအပွင့်နေဘားတွေတင်မယ်ရဲဘော်မသေးတေတော်ငရဲမလားဆိုတဲ့စိတ်နဲ့တိုက်မယ်ခိုက်မယ်စစ်သားပြီးသားဆိုတဲ့စိတ်မျိုးစစ်ကားတွေကိုကြည့်ရင်ချက်သိန်းတစ်ပြက်ပြက်ထားတဲ့
ယောက်ျားတစ်ယောက်ရဲ့စိတ်မျိုးဒါဟာယောက်ျားလေးတော်တော်များများရှိတဲ့စိတ်ပါချစ်တယ်တမတော်ကိုကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့မချစ်တာကစစ်အာဏာရှင်ကိုမချစ်တာတမတော်ဟာတမတော်အတိုင်းဂုဏ်သိက္ခာရှိစွာနေမယ်ဆိုရင်တမတော်ဟာအင်မတန်ချစ်စရာကောင်းတဲ့ဖွဲ့စည်းတစ်ခုပါငါသားများစစ်ထဲဝင်ရင်လေဆိုပြီးတော့ရေးထားတဲ့ဆိုင်းဘုတ်တာမန်လူတယောက်ကိုယောက်ျားကောင်းတယောက်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဟာတမတော်ပဲတမတော်မှာအင်မတန်ကောင်းတဲ့စီကံတွေရှိတယ်အင်မတန်ကောင်းတဲ့လေ့ကျင့်သင်ကြားမှုတွေရှိတယ်ရဲဘော်ရဲဘက်စိတ်တွေရှိတယ်အမိန့်နာခံတတ်မှုတွေရှိတယ်စစ်စနစ်ကြားနာမှုတွေရှိတယ်တာမန်ယောက်ျားတယောက်ကိုပြီးရင့်ကျက်တဲ့လူကြီးတယောက်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းတမတော်ပဲကျွန်တော်တို့ချစ်တယ်တမတော်ကျွန်တော်တို့မလိုချင်တာအဲ့ဒီတမတော်ဒီတမတော်ရဲ့ဂုဏ်သိက္ခာနဲ့မနေပဲနဲ့အရာရာကိုသူတို့သာလင်သိသူတို့သာလင်တက်အဲ့ဒီစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့စန့်ကျင်နေတာဖြစ်ပါတယ်ဤပညာတက္ကသိုလ်ရှိဤပညာတက္ကသိုလ်ရှိပါရဲ့နဲ့တမတော်ဤပညာတက္ကသိုလ်ဆိုပြီးတော့ထပ်ဖွင့်ပါတယ်ခင်ဗျားတို့နဲ့အခွင့်အရေးတွေအားလုံးခံစားမှုတွေစံစားမှုတွေအားလုံးတူတယ်လို့များကျွန်တော်ညီများကျွန်တော်မှငါထင်ပါသလားစေတက္ကသိုလ်ရှိပါရဲ့နဲ့စစ်စေတက္ကသိုလ်ဖွင့်ကွန်ပျူတာတက္ကသိုလ်ရှိပါရဲ့နဲ့စစ်ကွန်ပျူတာတက္ကသိုလ်အစားအစာအရာရာကိုတမတော်ရဲ့ဖက်အောင်ဆယ်တန်းအောင်တဲ့လူငယ်ချင်းအတူတူလေပင်ဖက်ပြီးကြီးလာတဲ့တငယ်ချင်းချင်းအတူတူကျွန်တော်တို့နှလုံးသားတွေကိုတွေးခွဲအင်ဂျင်နီယာချင်းအတူတူမကွေးနည်းပညာတက္ကသိုလ်ကဆင်းလာတဲ့ဘီဘွဲရအင်ဂျင်နီယာဒီဘက်ကအပွင့်နဲ့ခက်နဲ့လာမယ်ဟဲ့မင်းအဆင်ပြေလားအေးငါGEရကွာGEရဖြစ်သွားပြီအင်ဂျင်နီယာပညာချင်းသင်တာတူပေမဲ့ तू ကGEရကိုက BE တောက်နေရတာလေအဲ့တော့အင်ဂျင်နီယာချင်းတူတူ तू က GE ကိုက BE အခွင့်အရေးတွေပေးတာတွေထိန်းချောင်းတာတွေပြုပြင်တာတွေမတူဘူးတမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်တွေးမိတယ်တကယ်ဆိုရင်ပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှပညာမတတ်ခဲ့လို့တိုင်းပြည်ကအောက်ကြနောက်ကြခံခဲ့ရတယ်အဲ့တော့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတာလေးကိုစစ်ပေါ့တွေးကြည့်တဲ့အခါကျတော့ဒုတိယကမ္ဘာစစ်ကြီးဘလို့အဆုံးသတ်တယ်လဲကျွန်တော်ညီမကျွန်တော်မှများသိတယ်ပလဲစိတ်ကန်းကိုဂျပန်ကပုံကျဲတယ်Pearl Harbor လို့ခေါ်တဲ့ပလဲစိတ်ကန်းရုပ်ရှင်ဇာတ်ကားရှိပါတယ်နော်ကျွန်တော်တို့ကတော့ရုပ်ရှင်တရားတွေဆိုတော့ရုပ်ရှင်တွေကိုကြည့်ကြအဲ့တော့အမေရိကန်ကဂျပန်ကိုလက်ဆောင်ပြန်ပေးတယ်မှုနှစ်ပွင့်ဟီရိုရှီးမားနဲ့နာဂါဆာကီကိုနှုတ်မြေပုံနှလုံးကျဲပေးလိုက်ပြာပုံဘဝကိုရောက်တော့လေဂျပန်လက်နဲ့ချရတယ်စစ်ရှုံးတဲ့အခါမှာစစ်ရှုံးစာချုပ်ဆိုတာချုပ်ရတယ်အဲ့ဒီချုပ်လိုက်တဲ့စစ်ရှုံးစာချုပ်အရာဂျပန်နိုင်ငံကဘာကိုလိုက်နာရတယ်လဲဆိုရင် self defense army ကိုနိုင်ငံကိုခုခံကာကွယ်ရုံလောက်တတ်မတော်သားလျင်ဖွဲ့စည်းခွင့်ရှိပါတယ်အဲ့ဒီအမေရိကန်နဲ့ဂျပန်နဲ့စစ်ရှုံးစာချုပ်အရာဂျပန်နိုင်ငံဟာသူ့ရဲ့တတ်မတော်အင်အားကိုအကြီးကြီးဖြစ်အောင်တိုးချဲ့ခွင့်ခုချိန်ထိမရသေးပါဘူးစစ်ရှုံးစာချုပ်အရာအဲ့တော့ဂျပန်မှာရှိတဲ့တတ်မတော်သည် self defense army မြန်မာနိုင်ငံမှာလူဦးရေတောင်60လောက်ရှိတယ်လို့သိမယ်မြန်မာနိုင်ငံမှာစစ်တီအင်အား9သိန်းလောက်ရှိတယ်လို့ကျွန်တော်တို့သိရတယ်တန်း60ပမာဏနဲ့9သိန်းဆိုတဲ့စစ်တီအင်အားဟာကမ္ဘာပေါ်မှာအင်မတန်ကြီးမားတဲ့တပ်မတော်ကိုပိုင်ဆိုင်ထားတဲ့အင်အားဖြစ်ပါတယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိဆိုရင်အင်မတန်ကြီးမားတဲ့တပ်ကိုပိုင်ဆိုင်ထားတာဒီမြန်မာနိုင်ငံစစ်ရှုံးစာချုပ်အရ self defense army ကိုပဲဖွဲ့စည်းခွင့်ရှိတဲ့ဂျပန်နိုင်ငံသည်ဘာတပ်မတော်အင်အားမှမရှိရှာဘူးကမ္ဘာကြီးတစ်ခုလုံးရဲ့စီးပွားရေးအင်အားကိုကြည့်တဲ့အခါမှာအမေရိကန်နဲ့တရုတ်က1နဲ့နေရာယူထားတယ်ကမ္ဘာအင်အားအကြီးဆုံးစီးပွားရေးနိုင်ငံသည်နံပါတ်3ဂျပန်တမတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိကြသန်းဆိုရင်ဂျပန်နိုင်ငံဟာကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်3နေရာကိုပိုင်ဆိုင်စရာအကြောင်းမရှိဘူးတမတော်အင်အားကအဓိကလားပညာအင်အားကအဓိကလားဆိုတာကိုပြောချင်တယ်အဲ့ဒါလို့သာတမတော်အင်အားကြီးမှမယ်ဆိုရင်အခုဖြစ်နေတဲ့ဆိုဗီယက်ရုရှားနိုင်ငံအရင်တုန်းကဆိုဗီယက်ပြည်ထောင်စုအဲ့ဒီရုရှားဆိုတာအမေရိကန်ကိုပခုံးချင်းဝင်တိုက်နေတဲ့နိုင်ငံကမ္ဘာပေါ်မှာစစ်အင်အားအကြီးဆုံးနိုင်ငံ2နိုင်ငံပဲအမေရိကန်နဲ့ရုရှားနဲ့အဲ့ဒါလောက်တောင်စစ်အင်အားကြီးမားတဲ့တပ်တွေကိုပိုင်ဆိုင်ထားတဲ့ရုရှားသည်တမတော်အင်အားရှိမှသာတိုင်းပြည်အင်အားရှိမယ်ဆိုရင်ကမ္ဘာစီးပွားရေးနံပါတ်မှာဘာကြောင့် top 10 country လို့ခေါ်တဲ့ကမ္ဘာထိပ်တန်း10နိုင်ငံစင်းကိုမဝင်ရတာလေရုရှားဟာစစ်တီအင်အားစစ်တပ်အင်အားအင်မတန်ကြီးမားသလောက်ကမ္ဘာစီးပွားရေးရပ်တည်မှုမှာတော့အဆင့်30တဲကိုတော့မဝင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှလားပညာအင်အားရှိမှတိုင်းပြည်အင်အားရှိမှလား
ကိုချင်းတရားတွေအင်အားရှိမှသီလတွေအင်အားရှိမှသိက္ခာတွေအင်အားရှိမှအဆက်တွေအကြောက်တွေအင်အားရှိမှတိုင်းပြည်ဟာအင်အားရှိမှလားဆိုတာသိဖို့ကောင်းပြီနှစ်ပေါင်းလဲ90ကျော်ခဲ့ပြီအမျိုးမျိုးအဖုံဖုံဇလန်းတွေနီလန်းတွေကြုံခဲ့ပြီဆုံခဲ့ပြီတိုင်းပြည်ကိုအရှိအကြာကြီးဥဆောင်ခဲ့ပြီ215နိုင်ငံထဲမှာအောက်ဆုံး12နိုင်ငံရောက်အောင်လဲဆောင်ရွက်ခဲ့ကြပြီအဲ့တော့ဒါကမှဆက်ပြီးတော့သူတို့ကဲတင်မှတိုင်းပြည်ဟာပြန်လည်ဥမော်လာမယ်ဆိုရင်တော့အခုကျွန်တော်ပြောနေတဲ့စကားတွေဟာတော့ကျွန်တော်ညီမကျွန်တော်မှများနားလည်မယ်ထင်ပါတယ်နော်အချက်လက်ကကင်းလွတ်တာတခုမှမပါပါဘူးကျွန်တော်စိတ်ထဲရှိရပြောနေတဲ့စကားတွေမဟုတ်ပါဘူးအချက်နဲ့အလက်နဲ့အတွေးခေါ်နဲ့ယူဆပြီးတော့ပြောနေတဲ့စကားတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အနာဂတ်နိုင်ငံတော်အတွက်ဒီလူငယ်တွေကိုပဲကျွန်တော်တို့အားကိုးရမှာဖြစ်ပါတယ်အခုအသက်20အရွယ်လောက်ရှိတဲ့လူငယ်တွေဟာနောက်ထပ်10နှစ်15နှစ်20မှာတိုင်းပြည်ရဲ့တာဝန်ကိုပခုံးပြောင်းပြီးယူမဲ့သူတွေဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ကိုချင်းတရားတွေကောင်းမှကျွန်တော်နိုင်ငံရဲ့အနာဂတ်ကသိကြမှာပါမင်းတို့တော့ကလှုပ်သွားသလိုငါတို့အလှည့်ကြရင်လဲကွာတွေးကြသေးတာပေါ့ဆိုတဲ့စိတ်တွေနဲ့ဆိုရင်ကျွန်တော်နိုင်ငံဘယ်နည်းနဲ့မှနလန်ထူစရာအကြောင်းမရှိပါဘူးစင်ရတာဟာမကောင်းဘူးချမ်းသာတာဟာကောင်းတယ်သို့တော့တိတ်ခါရှိစွာစင်ရတတ်တာဟာလဲဘဝနေနည်းတစ်မျိုးပါပဲတမန်အာဇီဝကြစွာနေထိုင်တတ်တာဟာလဲဘဝရဲ့အလှတရားတစ်ခုပါပဲဆိုတာကိုကျွန်တော်တို့ကသိစေချင်တာဖြစ်ပါတယ်တိုင်းပြည်အတွက်တော်တဲ့လူတွေအများကြီးလိုတယ်ကောင်းတဲ့လူတွေအများကြီးလိုတယ်တော်တဲ့လူကိုကျွန်တော်တို့ရှာဖွေရတာလွယ်ကူပါတယ်ညံ့တဲ့လူကိုတော်အောင်သင်ပေးရတာသိမခက်ပါဘူးမကောင်းတဲ့လူကိုကောင်းအောင်လုပ်ဖို့ကတော့တတိပိစကိုကကောင်းမှရမှာဖြစ်တဲ့အတွက်တော်အောင်လုပ်တာနဲ့ကောင်းအောင်လုပ်တာဆိုရင်တော်အောင်လုပ်ဖို့ကလွယ်ပေမဲ့ကောင်းအောင်လုပ်ဖို့ကမလွယ်ဘူးအဲ့ဒါလို့လူတယောက်ရဲ့နှလုံးသားကိုပြောင်းလဲအောင်လူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြုတ်ပြင်ပေးနိုင်တာဒီရတစာပေးပါရတဆိုတာစိတ်ခံစားမှုအခုတိုင်းပြည်မှာရှိတဲ့လူကြီးတွေကိုချင်းစာနာစိတ်ရတစာပေးဆိုတော့နှလုံးသားကိုနူးညံ့စေတယ်ပျော်ပြောင်းစေတယ်စာနာစိတ်တွေပေါ်ပေါက်စေတယ်အဲ့ဒီလိုစာနာစိတ်တွေပေါ်ပေါက်စေတဲ့ရတစာပေးကိုကျွန်တော်တို့ကအားကျမှန်တဲ့ပြောကြတယ်ဒီနေ့တိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေကိုချင်းစာစိတ်ရှိကြသလားကျွန်းတစ်တွေရောင်းဖို့မရှိတော့ဘူးကုန်သွားပြီသဘောတန်းငွေတွေစာချုပ်ချုပ်ပြီးသွားပြီမြစ်ကိုရောင်းပြီးပြီတောင်ကိုရောင်းပြီးပြီမြေလှန်ပြီးပြီရှင်းသမျှတွေအကုန်ရောင်းပြီးပြီနောက်ဆုံးဘာရောင်းမလဲလူရောင်းမယ်ဘာလုပ်မလဲအိမ်ဘော်လုပ်မယ်အိမ်ဘော်လုပ်မယ်မရှိလို့မှအိမ်ဘော်လုပ်ရပါတယ်ဆိုတဲ့မြန်မာမာလေးတွေဟာဟောင်ကောင်နဲ့စာချုပ်ချုပ်တဲ့အခါမှာအဲ့ဒီအိမ်ဘော်လုပ်ငန်းအတွက် agency လို့ခေါ်တဲ့ကိုယ်စားလှယ်ကိုပေးရတဲ့ဈေးနှုန်းက15သိန်းပါအဲ့ဒီ15သိန်းဟာ agent ကတဝက်ယူမှာဖြစ်ပြီးတော့နိုင်ငံတော်အစိုးရကတဝက်ယူမှာဖြစ်ပါလေဒီနိုင်ငံမှာလောက်ကင်စားတော့လို့အဆင်မပြေလို့သူများနိုင်ငံမှာအလုပ်သွားလုပ်ရမယ်ကလေးတွေနောက်ဆုံးဒီ15သိန်းကိုမရှိရင်တော့မှနိုင်ငံတော်ကစိုက်ထားပြီးပြည်လေတဲ့နီးနဲ့ပြန်ယူရမယ်စနစ်ကိုမကျင့်သုံးပဲနဲ့အဲ့ဒီ15သိန်းကို agent ကတဝက်နိုင်ငံတော်အစိုးရကတဝက်အိမ်ပေါ်တော်ပို့ပြီးပွဲစားကတဝက်ယူခြင်းတဲ့လူကြီးမင်းများနဲ့ကျွန်တော်တို့ဘယ်လိုစကားတွေကိုပြောရမလဲမလေးရှားနိုင်ငံကိုရောက်ခဲ့ပြီမလေးရှားနိုင်ငံမှာဟိုတလောကအသက်ခံရတဲ့ကိုတိုနီကျွန်တော်တို့စာပေဟောပြောပွဲကိုစီစဉ်နေသူစိတ်မကောင်းစရာပါကျွန်တော်ဆရာမကြီးတော်ဆန်းဆန်းရွက်တာယာဝရီကြပြဆရာကြီးကိုလေးအင်းဝါကုံကြီးကျွန်တော်3ယောက်ကိုတိုနီတို့ဖိတ်လို့စာပေဟောပြောပွဲသွားတယ်လွန်ခဲ့သောတလခန့်ကကိုတိုနီအသက်ခံရတယ်အသက်ခံရပြီကိုတိုနီက9ရက်နေ့မှာအသက်ခံရပြီးတော့10ရက်နေ့မှာတင်ကြိုတယ်မလေးရှားမှာနာရေးကူညီမှုအသင်းရှိတယ်အဲ့ဒီနာရေးကူညီမှုအသင်းဥက္ကဋ္ဌသည်ကိုမျိုးပိုင်းလို့ခေါ်တဲ့လူတစ်ယောက်ကိုတိုနီရဲ့အတုပကိုလာစီစဉ်ပြီးတော့ချပြီးတော့အဲ့ဒီညမှာပြန်လာတယ်သူ့တိုက်ခန်းအတက်မှာကိုမျိုးပိုင်းထပ်ပြီးအသက်ခံရတယ်နောက်ထပ်2ယောက်ဒါဟာကျွန်တော်တို့ခင်မင်းရင်းနှီးခဲ့တဲ့သူတွေအဲ့တော့မလေးရှားစာပေဟောပြောပွဲမှာကျွန်တော်ပြောခဲ့တယ်မလေးရှားမှာလာရောက်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေတန်ယုံနေရှိမယ်တန်ယုံနေဟာဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့မြန်မာဗီဒီယိုဇလန်းတွေမှာတွေ့ရလေရှိတဲ့ပြည်သူရဲတရုတ်ဆောင်များနဲ့တူပါတယ်ဘယ်တော့မှစောစောမရောက်ပါဘူးနောက်ကြပြီးမှပဲအများနဲ့ရောက်လို့ရှိပါတယ်ကျွန်တော်ခီးတစ်ခုကနေပြန်လာတဲ့အထုပ်ကိုဝုန်းဝင်နဲ့ချလိုက်တဲ့မြန်မာဇလန်းတွေကိုနည်းနည်းချိုက်ချိုက်ကြည့်လို့ရှိတယ်ကျွန်တော်သားကြီးက TV ကိုဇက်ကနေပိတ်လိုက်တယ်ကျွန်တော်သားနဲ့ကျွန်တော်နဲ့တငယ်ချင်းပေါင်းတာ10တန်းရောက်ပြီ10တန်းဆိုတဲ့အရွယ်ကိုရောက်ပြီသားကြီးအဖေပြန်လာလို့မင်းက TV ပိတ်လိုက်တာလားစာချက်ချင်းချက်
စားချိန်တန်းစားကစားချိန်တန်းကစားမင်းကိုအဖေပြောပြီးသားအဖေပြန်လာလို့ TV ပိတ်လိုက်တယ်ဆိုတာမျိုးမဖြစ်စင်နဲ့နော်ကျွန်တော်သားနဲ့ကျွန်တော်နဲ့အပေးယူမင်းကိုလွတ်လွတ်လပ်လပ်လုပ်ပိုင်ဆောင်ခွင့်မင်းအုံနောက်နဲ့မင်းစဉ်းစားဆုံးဖြတ်ပိုင်ခွင့်အဖေပေးထားပြီးသားမဟုတ်ပါဘူးတဲ့အဖေကလည်းတဲ့ဇလန်ပြီးသွားလို့ပိတ်လိုက်တာပါဖះမင်းကမညာနဲ့ငါဝင်လာတော့တွေ့လိုက်တယ်ရဲတွေဝင်လာတာစပဲရှိသေးတယ်ကျွန်တော်သားကျွန်တော်ဇက်ကနေကြည့်ပြီးတော့ရဲတွေလာမှတော့ပြီးပြီပေါ့ဖေဟာရဲတွေလာမှတော့ပြီးပြီပေါ့တဲ့ကလေးကတော့ကလေးစကားပြောတာဟုတ်ပါတယ်ဇလန်းတွေကရဲလာရင်ပြီးတာများပါတယ်အဲ့တော့ကျွန်တော်ကတော့လူကြီးဆိုတော့ပြန်ပြောရတယ်ငါသားလောကကြီးမှာအဲ့လိုပြည်သူရဲတွေရောက်လာမှပို့ရှုပ်သွားတဲ့ဇလန်းတွေအများကြီးပဲအဲ့တော့နိုင်ငံတကာတန်ယုံတွေမှာရှိနေတဲ့သူတွေကမြန်မာဗီဒီယိုဇလန်းတွေထဲမှာတွေ့ရတတ်လိရှိတဲ့ပြည်သူရဲများနဲ့တူတယ်ဘယ်တော့မှစောစောမရောက်ဘူးနောက်ချမှရောက်တယ်အဲ့ဒီနေ့စာပေဟောပြောပွဲမှာကျွန်တော်ပြောခဲ့တယ်အဲ့ဒီအချိန်မှာလဲဆာလာယန်နိုဘာတို့မှာတပ်ဖြတ်နေတဲ့အချိန်ဒီမှာကလည်းလူမျိုးရေးပဋိပက္ခတွေဖြစ်နေတဲ့အချိန်ဒီကအတန်ကြောင့်ဟိုကဖားတွေတည်တယ်ကျွန်တော်ဒီလိုဟောပြောခဲ့ပါတယ်ဒီကအတန်ကြောင့်ဟိုကဖားတွေတည်တယ်ဘာတောင်ဝင်မှမြုံနိုင်မနဲ့စွတ်ပြီးអော်နေကြတယ်မျိုးဘာသာသာသနာနင်းကံပြီးတော့អော်နေကြတယ်ဆိုတော့အဲ့တော့ကျွန်တော်အဲ့ဒီပွဲမှာပြောခဲ့တယ်လေနောက်ဆုံးဒီကုန်းချုပ်တဲ့အချိန်မှာမလေးရှားနိုင်ငံကိုအလုပ်လုပ်ဖို့ရောက်နေကြတဲ့အကိုများညီများအမများခမညာဒီကုန်းချုပ်အနေနဲ့မလေးရှားတန်ယုံမှာရှိတဲ့မြန်မာဝန်ထမ်းများကိုပြန်လည်စောင့်ရှောက်နိုင်သောဝန်ထမ်းများအလုပ်သမားများဖြစ်ကြပါစေလို့ကျွန်တော်ကဆန္ဒပြုရင်ဒီကုန်းချုပ်ပါတယ်ဆိုတော့ပြည်သက်ကလက်ခုပ်တီးအဲ့ဒီတန်ယုံဝန်ထမ်းတွေကိုပြန်ပြီးစောင့်ရှောက်နိုင်တဲ့အလုပ်သမားတွေဖြစ်ကြပါစေလို့အဲ့ဒီတန်ယုံကအလုပ်သမားတွေကိုမစောင့်ရှောက်ဘူးအဲ့တော့မထူးဘူးလေတူးမြစ်တာတူးမှာမြန်မာဆိုတာမြစ်တာရှင်နေပဲပြန်စောင့်ရှောက်လိုက်ပါဟိုနေ့က DVB မှာလွှင့်ပါတယ်ကိုရီးယားစက်ယုံမှာဖနက်စက်ယုံမှာဖြစ်တဲ့အိဆာမှာကလေးမလေးတယောက်ကိုအင်တာဗျူးရိုးရိုးရှင်းရှင်းလေးပါကလေးမလေးက platform မှာထိုင်တယ် DVB ကကျွန်တော်မိတ်ဆွေများကအင်တာဗျူးတယ်မြန်မာလေးအနေနဲ့ထင်တာမြင်တာကိုပြောပါအောင်ဆိုတော့ကောင်မလေးကပါးလေးကိုမျက်လုံးလေးကိုတစ်ချက်တက်ပြီးတော့ကျွန်မနားလည်တယ်လို့ပြောရရင်တော့အလုတ်သမားဝင်ကြီးဌာနလို့ပဲကျွန်မကြားဖို့ပါတယ်အလုတ်ရှင်ဝင်ကြီးဌာနလို့ကျွန်မမကြားဘူးအခုမြန်မာနိုင်ငံမှာရှိတဲ့ဌာနကအလုတ်ရှင်ဝင်ကြီးဌာနဖြစ်နေပြီရှင်းတယ်ဟောဒီကလေးမလေးဟာအတန်းပညာဘယ်လောက်တတ်တယ်လဲကျွန်တော်မသိပါဘူးတေချာတော့အတန်းပညာအများကြီးမတတ်တော့ဘူးဖနှက်ဆိုင်ုံမှာလွတ်လို့ရတယ်ဆိုရဲကသူဟာအတန်းပညာ10တန်းမအောင်တော့ပါဘူးသူပြောတဲ့စကားလေးအလုတ်သမားဝင်ကြီးဌာနလို့ပဲကျွန်မကြားဘူးတယ်အလုတ်ရှင်ဝင်ကြီးဌာနလို့ကြားဘူးခုမြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေကကျွန်မတို့အလုတ်သမားတွေဘက်ကမရှိဘူးတဲ့ဒါကျွန်တော်တို့ခန်းစားနေရတဲ့လူတယောက်ဟာတော်အောင်လုပ်ဖို့လွယ်ပေမဲ့ကောင်းအောင်လုပ်ဖို့ခက်တယ်တိုင်းပြည်ကိုဥဆောင်နေတဲ့သူတွေကမကောင်းတဲ့အခါကျတော့သူတို့ပြောတဲ့စကားတွေကိုချင့်ထောက်ကြည့်ရင်သိနိုင်တယ်ပြောကြတယ်စကားတွေကိုတောင်သူလယ်သမားဦးကြီးတွေကိုဦးဆောင်လုပ်နေတဲ့ဌာနဆိုင်ရာပုဂ္ဂိုလ်တယောက်ကထမင်းတနတ်လျှော့စားပါပွဲတော်တမျှမိသားစုလိုက်စားတောက်နေတဲ့ဝင်ကြီးကအောက်ခြေလုပ်သမားတွေကိုပြောတဲ့စကားထမင်းတနတ်လျှော့စားပါခဏကဆရာမောင်ဆင်ဝင်လည်းပြောတော့ပါပြီနော်ဟောနောက်တစ်ယောက်ခက်တီနဲ့ထွက်လာတယ်လွတ်တော်ရဲရောက်တာ3နှစ်ရှိပြီတဲ့ခုချိန်นี้မြေလေးတစ်ခွက်တောင်မပိုင်သေးဘူးတဲ့ဟောသူ့ကိုလွတ်တော်ရဲပို့ထားတာတိုင်းကျိုးပြည်ကျိုးဆောင်ရွက်ဖို့လေအင်ချမ်းမြေပွဲစားလုပ်ဖို့ပို့ထားတာမဟုတ်ဘူးနှုတ်ကထွက်လာတဲ့စကားလေးတစ်ခွန်းဝက်ကြလေးတစ်ကြောင်းကိုမှန်အောင်မပြောနိုင်စာပေနဲ့ဘလောက်ဝေးတယ်လဲခံစားမှုနဲ့ဘလောက်ဝေးတယ်လဲကိုချင်းစာနာမှုတရားတွေနဲ့ဘလောက်တောင်ဝေးတယ်လဲအဲ့တဲ့ပို့ဆိုတာနောက်တစ်ယောက်ဒီမကွေးတိုင်းတရားကောင်နယ်မြေထဲမှာပဲဝုံတိုင်းဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြီးရုပ်လာမလုံးနဲ့နဲလှည့်ပြီးပါရလာတဲ့ကောင်သူကပို့ဆိုးတယ်ဟိုလူတွေကပါဇက်ကပဲပြောတာသူကလက်ပါမယ်ဆိုတဲ့သဘောအဲ့ဒီအချိန်မှာနိုင်ငံတော်ကြီးကိန်းဖြစ်တဲ့နိုင်ငံတော်သမ္မတကြီးကကို့တပည့်လက်သားတွေအောက်တက်ကရတွေပြောနေတာဆုံးမမလားအောင်မိပါတယ်သူကလည်းတိုင်းပြည်ကိုပြောပါတယ်လူငယ်တွေအရက်မတောက်ချပါနဲ့နို့တောက်ပါသူပြောတဲ့နို့ကဝယ်ရတာခက်တယ်သူမတောက်စေခြင်းနဲ့အရက်ကဝယ်ရတာလွယ်တယ်အဲ့ဒီအရက်တွေအဲ့ဒီဘီယာတွေအဲ့ဒီ secret တွေကိုဘုံဘောလောလူငယ်တွေရဲ့လက်တကမ်းမှာထုတ်ချင်တိုင်းချုပ်ချင်တဲ့ပုံစံနဲ့စာချုပ်ချုပ်သဘောတူညီခြင်းနဲ့နှုံးတဲ့သဘောတူလှုပ်ချင်တယ်လို့လှုပ်ထားခဲ့ပြီးတော့မှလူငယ်တွေရဲ့လက်တကမ်းကိုအလွယ်တကူရောက်အောင်ပို့ဆောင်ပေးပြီးတော့မှပြောတဲ့စကားကလူငယ်တွေအရက်မတောက်ပါနဲ့နှုတ်တောက်ပါယူနေသလားလို့မတောက်စေခြင်းနဲ့စီမင်းစည်းကမ်းတွေကိုချပါတက္ကသိုလ်ဝင်ထဲမှာ campus ထဲမှာဆက်လိမရောင်းအောင်တလိချင်းဝင်မရောင်းဘူးတပူးချင်းဝင်မရောင်းဘူးဒါကန့်သက်ချက်တလိချင်းမရောင်းဘူးတပူးချင်းမရောင်းမယ်16နှစ်မပြည့်ရင်မရောင်းဘူး16နှစ်ပြည့်မှရောင်းမယ်16နှစ်ပြည့်တယ်လို့မယုံရင် ID ကတ်ကိုတောင်းပြီးတော့ကြည့်မယ်
အမေရိကန်သမ္မတကလင်တန်ရဲ့သမီးနှစ်ယောက်နော်ချက်စီတို့ပါတို့ကမာလေးတွေအမေရိကန်မှာ22နှစ်မပြည့်ရင်တောက်လို့မရဘူးအချက်ဝယ်တောက်တယ်ဒဏ်ရိုက်တယ် ID ကတောင်းကြည့်နိုင်ငံတကာမှာဒီ secret တွေကိုဈေးကြည့်အောင်မြှင့်ထားမယ်အခွန်တွေကိုတိုးပြီးကောက်ထားမယ်အဲ့ဒီကြားထဲကမှလှုပ်ချင်တဲ့ပေါ့ဆိုရင်လှုပ်ကြအခုတော့ဖြင့်ဗျံပရာစီမဲ့ကမ်းမဲ့လှုပ်ထားပြီးတော့မှလူကြီးတယောက်ဖြစ်ပြီးတာဝန်မဲ့စွာပြောတဲ့စကားမတော့စေခြင်းရင်မတော့စေခြင်းတဲ့ပုံစံနဲ့ဆောင်ရွက်ပေါ့အဲ့တော့ကျွန်တော်တို့ပြောကြဆိုကြရတယ်တနိုင်ငံလုံးလျှက်စစ်မီဒီယာမှောင်မဲလို့ဒါကိုပဲလျှက်စစ်ဝင်ကြီးကတိုင်းပြည်မှာပုံနေလို့နိုင်ငံသားကိုရောင်းတာတကယ်ကိုပြောနေတဲ့စကားတွေကကြောင်တောင်စကားတွေဒုသမရဆိုတဲ့ပုဂ္ဂိုလ်ကထပ်ပြောတယ်တရက်ကို2000နဲ့လောက်ပါတယ်တဲ့ပြောနေတဲ့စကားတွေကအခြေမရှိအမြင့်မရှိစဉ်းစားဆင်ခြင်ဉာဏ်မရှိပြည်သူလူထုဘလို့ရင်ဆိုင်ကြုံတွေ့ခံစားနေရတယ်ဆိုတာဘာမှမသိအဲ့တော့ကျွန်တော်တို့စာရေးဆရာပြောတာရှေ့တယ်ဓမ္မတနာရှော့စားပါမြေလေးတော့မပိုင်ပါဘူးပါရိုက်မယ်နားရိုက်မယ်နိုးတောက်ပါကာတွန်းဆရာကြီးအဲ့လောက်စိတ်မရှိဘူးကျွန်တော်အများအားပြောလို့ရှိတယ်စံတော်ချိန်မှာရေးတဲ့ကာတွန်းဆရာတယောက်အဲ့ဒီသတင်းတွေအားလုံးပြီးတဲ့အချိန်မှာပဲကာတွန်းတစ်ခွက်ရေးလိုက်တယ်ထမင်းတနတ်ရှော့စားနေတာတော့မြေလေးတစ်ခွက်မပိုင်ပါဘူးလို့ဟာသလာမလုံးနဲ့ပါဖြတ်ရက်လဲလို့နွားလို့တော့မတော့နိုင်ပဲဖြစ်သွားတယ်အဲ့တော့နိုင်ငံတော်ရဲ့အထင်ကြီးပုဂ္ဂိုလ်တွေပြောတဲ့စကားတွေသည်ရည်စရာမောစရာစကားတွေဖြစ်အဲ့တော့ရေဒီယိုလေးတစ်လုံးကနေပြီးတော့ရေဒီယိုလေးကခုံပေါက်ပြီးတော့လာပြီမိဘပြည်သူများခင်ဗျာမိဘပြည်သူများခင်ဗျာရေဒီယိုလေးကခုံပေါက်နေတာအဲ့ဒီအချိန်မှာစာရေးစပွဲမှာထိုင်နေတဲ့ငူကြီးထိုင်နေတဲ့ယောက်ျားကိုထမင်းချက်နေတဲ့မိန်းမလှမ်းပြောယောက်ျားငိုင်းမနေနဲ့တဲ့တမလာကြီးမိန်ကုန်းပြောနေပြီတဲ့ကတ်တွန်းဆွဲဖို့အစင်းနဲ့ပြင်ထားတယ်စကားလေးတစ်ခွန်းဝက်ကြလေးတစ်ချောင်းကိုဘာဖြစ်လို့မှန်အောင်မပြောနိုင်တာလဲ1915ခုဖေဖော်ဝါရီ23မှာမွေးပြီးတော့1940ဇူလိုင်19မှာကြာဆုံးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း32နှစ်5လနဲ့6ရက်ပဲတက်တန်းရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းအသက်20အရွယ်ကနေကွယ်လွန်ကန်ဒီကြာဆုံးကန်ဒီ12နှစ်တာကာလအတွင်းမှာတိုင်းပြည်အတွက်ဆွမ်းဆွမ်းတမန်ဆောင်ရွက်သွားတဲ့ဗိုလ်ချုပ်အောင်ဆန်းအသက်ကလေးငယ်ငယ်နဲ့ဘာဖြစ်လို့အဲ့ဒါတော့တော်ခဲ့ရတာလဲဘာဖြစ်လို့အဲ့ဒါတော့ပြောခဲ့တဲ့စကားတွေဟာတော်တဲ့မှန်ကန်ခဲ့ရတာလဲပြောသွားလိုက်တဲ့မိန့်ခွန်းတွေအများကြီးရေးသွားလိုက်တဲ့စာတွေအများကြီးအချိန်တန်ရင်နိုင်ငံကြီးလောကတွေကထွက်ပြီးတော့စာရေးဆရာဖြစ်ချင်တဲ့ဦးအောင်ဆန်းစကားတွေအများကြီးပြောသွားတယ်မိန့်ခွန်းတွေအများကြီးခြွေသွားတယ်တိုင်းပြည်အတွက်အမျှော်မြင်တွေအများကြီးဆောင်ရွက်ပေးခဲ့တယ်ဘာတကူမှပြည့်ရစရာမရှိခဲ့ဘူးဘာသာရေးနဲ့ပတ်သက်လို့တော်လကောင်းစီးပွားရေးနဲ့ပတ်သက်လို့တော်လကောင်းသူတီထောင်လို့ဖြစ်ခဲ့တဲ့သူ့ရဲ့တပည့်သားမြေးတွေဖြစ်တဲ့စစ်ဗိုလ်ချုပ်များသူ့ထက်လည်းအသက်2ပြန်လောက်ကြီးကြပါရဲ့နဲ့ဘာဖြစ်လို့စကားလေးတစ်ခွန်းမိန်ကုန်းလေးတစ်ခုကိုဝက်ကြလေးတစ်ချောင်းကိုမှန်အောင်မပြောနိုင်တာလေအဲ့တော့ရသစာပေနဲ့မရင်းနှီးတဲ့အခါမှာကိုချင်းစာတရားတွေနဲ့ဝေးတဲ့အခါမှာကျွန်တော်ခုနပြောနေတာဒီတိုင်းပြည်အတွက်လူလာသည်တော်တဲ့လူကောင်းတဲ့လူတော်လူကောင်းလူကောင်းလူတော်တော်အောင်လုပ်ပေးဖို့ကလွယ်ပေမဲ့ကောင်းအောင်လုပ်ပေးဖို့ကတတိဗီဇကိုကပါလာမဖြစ်မယ်အဲ့တော့ခုနကအိမ်ပေါ်ကိစ္စလေးတွေပြောတော့အညာမတာကြပြဆရာတယောက်ကမခံစားနိုင်ပဲနဲ့ရေးတယ်ကြပြဆရာရဲ့နာမည်ကလူခါလင်ခါဆိုတဲ့နာမည်လည်းရှိတယ်သူတို့ကနာမည်လေးကစင်တူလေးလူခါစင်ကာပူမှာနေတဲ့လူခါကြပြရဲ့နာမည်ကအိမ်ပေါ်တဲ့ဘယ်မှာပါခဲ့တာလဲဆိုတော့ပြုံးစရာမဂ္ဂဇင်း2012ခုနှစ်အောက်တိုဘာလဒါအခုကျွန်တော်ခုနလက်နဲ့ကင်ပြီးအရသာခံတတ်တဲ့သူတွေစာအုပ်ထဲမှာကျွန်တော်ပြန်ရေးထားတဲ့ဟာပါကျွန်တော်ကြပြဆရာကဘာရေးလဲဆိုတော့အိမ်ပေါ်တဲ့စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်သူများအိမ်မှာအိမ်ပေါ်လောက်ရတဲ့သူတယောက်သူများနေမဲ့ကျမ်းကိုတိုက်ရတာပေါ့ချောရတာပေါ့လောက်ရတာပေါ့ဝတ်တွေရှောရတာပေါ့ခေါ်ရတာပေါ့အိုးတွေခွက်တွေပကံတွေဆေးရတာပေါ့စေးချပစ်လိုက်တဲ့ကျမ်းပြင်ထက်မှာမာနတွေပါသွားတယ်အမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေးအဖေအမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတိခဲ့သူပါအမြင့်ကိုပြန်ဖို့အသာထားပါအောင်နဲ့အမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေးအဖေအမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတိခဲ့ရသူပါရင်ပတ်တဲ့လောင်နဲ့မီးထက်ကြောင်းမထားနိုင်သေးတဲ့ညီမလေးအပူကပိုးပူတယ်အဲ့ဒီရင်ပတ်တဲ့မှာလောင်နဲ့မီးထက်
ကျောင်းမတက်ရသေးတဲ့ညီမလေးရဲ့အပူကပိုးပြီးပူတယ်ဆေးချပစ်လိုက်တဲ့ကြမ်းပြင်ထက်မှာအာနာတွေပါသွားပါပြီအပေါ်အမြင့်ပြန်မှုနေနေသားသားချအနှင်းမခံရဖို့အရေးကိုတောင်မှအဖေအမေတို့နဲ့မိသားစုနဲ့ဝေးရလေကွင်းစင်းစင်းတွေကိုစတေးကြရတဲ့သူပါဟောဒီရေမတ်တက်တဲ့မှာလောင်နေတဲ့မိထက်ကျောင်းမတက်ရသေးတဲ့ညီမလေးအပူကပို့ပြီးပူပါတယ်ထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုသာပါပဲထွေးမြရဲ့တော်သူမလေးထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုမျှတာပါပဲဟောင်ကောင်ကိုအိမ်ပေါ်သွားလို့ဖို့လက်မှတ်ထိုးလိုက်ပါ15သိန်းပေးရမယ်နော်အေဂျင့်ကတဝက်ယူမယ်နိုင်ငံတော်အစိုးရကတဝက်ယူမယ်ပေးရမှာပေါ့နိုင်ငံတော်ကဆင်းရဲနေတဲ့နော်နိုင်ငံဆိုတော့ကျွန်တော်တို့ရဲ့နှမလေးတွေအိမ်ပေါ်အလုံးနဲ့ကျုံယုံပြီးတော့ဆက်ရမှာပေါ့ခမရဆရာတွေဟာသူ့တာဝန်ကိုကြည်အောင်ဆောင်ရွက်ကြတယ်ထွေးမြကြီးကျွန်တော်နိုင်ငံမှာထွေးမြတွေဘယ်တော့များပြီလဲထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုသာပါပဲလူတယောက်ရဲ့ဘဝကိုစာချုပ်ပေါ်ကလက်မှတ်လေးတစ်ခုလောက်ဖြစ်အောင်လုပ်လိုက်ကြတယ်ဒီကနေ့ပြောကြတယ်နိုင်ငံရေးကကိုယ်နဲ့မဆိုင်ပါဘူးနိုင်ငံရေးကိုကိုကဘာလို့စိတ်ဝင်စားရမှာတော့ကိုမိသားစုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဒါတွေပဲအရေးကြီးတယ်ဒီလိုပြောကြတယ်အဲ့ဒီလိုနိုင်ငံရေးကကိုယ်နဲ့မဆိုင်ပါဘူးလို့ပြောတဲ့သူတွေနည်းနည်းလှုပ်ပြီးများများစားရတာနဲ့များများလှုပ်ပြီးနည်းနည်းစားရတာမတူဘူးဆိုတာတော့သိဖို့ကောင်းတာပေါ့ဒီနိုင်ငံမှာအများကြီးလှုပ်ပြီးနည်းနည်းလေးစားရလို့မလောက်ငါလို့နိုင်ငံတကာထိသွားပြီးတော့ကျွန်ခံရတာမဟုတ်ဘူးလားဟိုမှာနည်းနည်းလှုပ်တာကများများစားရတယ်ဒီမှာအများကြီးလှုပ်ပြီးတော့နည်းနည်းပဲစားရတယ်အဲ့ဒီကိုနဲ့မဆိုင်ပါဘူးဆိုတော့နိုင်ငံရေးဟာကိုနဲ့ဓာတ်ရိုက်ပတ်သက်တယ်ဆိုတာကိုသိဖို့ကောင်းတာပေါ့အွန်လိုင်းပေါ်မှာတက်လာတဲ့ကျွန်တော်တို့စာဖတ်တဲ့ကျွန်တော်ညီငယ်နှမငယ်များလည်းသိပြီးသားဖြစ်တဲ့ဇာတ်လမ်းလေးပါကျွတ်လင်မယား2ယောက်ကျွတ်မလေးထောင်ချောင်းမှာညှပ်ပြီးတော့မိနေတယ်ကျွတ်ခင်မုန်းကအဲ့ဒီအိမ်မှာရှိတဲ့ချက်ဖာကြီးရယ်ဝတ်တိုးကြီးရယ်နွားကြီးရယ်ကိုသွားပြီးတော့အကူကြီးတောင်းတယ်ကျွန်တော်ဇနီးတဲ့ကျွတ်ကလေးထောင်ချောင်းမှာမိနေပါတယ်ဗျာကူညီပေးပါကိုချက်ဖာရယ်ကူညီပေးပါဦးဝက်ရယ်ကူညီပေးပါဦးနွားရယ်ချက်ဖာရောဝက်ကောနွားရောအေးစစ်စစ်ပဲရှင်ထဲမှာလူမပြတ်ဘူးမြင်းအစားမပြတ်ဘူးအစာအရက်မပြတ်ဘူးဟေးမောင်ကျွဲ့တို့နဲ့မဆိုင်ဘူးခါတယ်မိမချောင်းချောင်းမှာညက်တာတို့နဲ့မဆိုင်ပါဘူးတဲ့ကိုရှင်းပါကွာတဲ့မျက်နှာငယ်နဲ့ပြန်လာတဲ့ကျွက်ကလေးအဲ့ဒီထောင်ချောင်းမှာသူ့ရဲ့ဇနီးတဲ့ကျွတ်မလေးကိုဘလို့ကူရမလဲလို့ကြည့်နေတဲ့အချိန်မှာဈေးကနေပြန်လာတဲ့လေသူမအင်ရှင်မကြောက်အားလန်အားနဲ့ကျွတ်ထောင်ချောက်ကိုဆွဲဖြုတ်လိုက်တဲ့အခါမှာကျွတ်ထောင်ချောက်ကချစ်လိုက်တဲ့ဒဏ်ရာဟာအဲ့ဒီအင်ရှင်မလေသူမကြီးမှာသွေးဆိုးတဲ့ဒဏ်ရာရသွားတယ်ကျွတ်မလေးလည်းတည်သွားတယ်အင်ရှင်မလည်းသွေးဆိုးတဲ့ဒဏ်ရာရသွားတယ်အဲ့ဒီသွေးဆိုးတဲ့ဒဏ်ရာဟာတောသူတောင်သားဆိုတော့ဂရုမစိုက်ပဲနေရာကနေအနာရင်းပြီးတော့မိခိုင်ဖို့ဝင်ပြီးတော့စေကူရတယ်ဆရာဝန်ကပြောတယ်အားရှိအောင်ချက်စွပ်ပြုတ်တိုက်ပါအင်ရှင်လည်းသမားကြီးကချက်ဖာကြီးကိုတတ်ပြီးတော့မိမကိုချက်စွပ်ပြုတ်တိုက်လိုက်တယ်ချက်စွပ်ပြုတ်တိုက်ပြီးမှမိမအားရှိမလာဘူးယောဂရင်းပြီးတော့သေဆုံးသွားတယ်ရက်လေကိုရှိတဲ့ဝက်ကလေးကိုပေါ်ပြီးတော့လှုပ်လိုက်ရတယ်အဲ့လိုရက်လေလားလေကိုဝက်ကလေးကိုပေါ်ပြီးလှုပ်တော့ကျွေးတွေကမကြည်တဲ့အတွက်နောက်ဆုံးနွားကိုတတ်ပြီးရောင်းလိုက်ရပါတယ်မောင်ကျွဲ့ရဲ့ဒိုးနဲ့မဆိုင်ပါဘူးလို့နေခဲ့တဲ့ကိုချက်ဖာရဲ့ကိုဝက်ရဲ့ဦးနွားရဲ့နောက်ဆုံးတော့အလုံးပျက်စီးတဲ့ဘဝကိုရောက်ပါတယ်နိုင်ငံရေးဟာကိုနဲ့မဆိုင်ပါဘူးဆိုတဲ့သူတွေအဲ့ဒီနိုင်ငံရေးဟာကိုနဲ့တိတိပပလာပြီးဆိုင်တဲ့အခါကျရင်ခင်ဗျားတို့အဲ့ဒီကိုချက်ဖလို့ကိုဝက်လို့ဦးနွားလို့မဖြစ်စေချင်ဘူးတိုင်းပြည်ရဲ့ပညာရေးစနစ်ဘာကြောင့်မကောင်းတာလဲပညာရေးစနစ်ကမကောင်းဘူးလို့ပြောကြတယ်ပညာရေးစနစ်ကမကောင်းရင်တခြားဘာစနစ်တွေရောကောင်းနေလို့လဲကျွန်တော်ဆရာကြီးကပြောပါတယ်စာရေးဆရာ2ယောက်ဒေါက်တာစန်းထွန်းနဲ့စန်းထွန်းတောင်ဆိုတဲ့နာမည်နဲ့ရေးတယ် philosophy ကဒေါက်တာဆရာရဲ့ကျွန်တော်ကိုရဲရှမ်းကပြောတယ်ကိုရဲရှမ်းဆိုတာစာရေးဆရာရန်ကုန်မိရထားဒုယုံပိုင်ကြီးဒုယုံပိုင်ချုပ်သူကမိရထားဌာနကကိုရဲရှမ်းကကျွန်တော်ကိုပြောတယ်ဆရာကြီးမင်းတို့ပညာရေးစနစ်ကကောင်းလို့လားလို့ဆိုတော့ကျွန်တော်ကသူ့ကိုပြန်မေးလိုက်ချင်တယ်မင်းတို့ပို့ဆောင်ဆက်သွယ်ရေးစနစ်ကကောင်းလို့လားလို့ပြန်မေးချင်တယ်အဲ့တော့တိုင်းပြည်ရဲ့ပညာရေးစနစ်ဘာကြောင့်မကောင်းတာလဲနိုင်ငံရေးစနစ်မကောင်းလို့ပေါ့တိုင်းပြည်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဘာကြောင့်မလုံလောက်တာလဲစေယုံစေကန်းကိုသွားလိုက်ရင်ပါတီနဲ့ဂွန်းလိုက်တောင်မှအသေးအတန်ရှာနေရတဲ့စေယုံစေကန်းတွေဇေယျညပေးကျမ်းမာရေးပတ်စာမရှိရင်လူရမဝင်တဲ့ခေတ်မြောင်းမြမှာထူးထူးဆန်းဆန်းနေကြားရပြီယောဂဝေဒနာကိုခွဲစိတ်ဖို့အတွက်နတ်စမာက8000ဝက်ကုန်မယ်လို့ပြောသွားတယ်ယောဂဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်က
8000ခွဲသူမတတ်နိုင်ပါဘူးဆိုပြီးတော့မိမပြန်မလာခင်မှာဆွဲကြိုးချပြီးတော့တည်ဆုံးသွားတယ်အခုမြောင်းမြစေယုံဟာစာနာဖော်ထုတ်ခြင်းခံရတဲ့စေယုံတရုံအဆရှိသဖြင့်ဒါကြောင့်ကျမ်းမာရေးစောင့်ရှောက်မှုစနစ်မလုံလောက်တာလေနိုင်ငံရေးစနစ်မှာမကောင်းပဲကိုဒါကြောင့်တိုင်းပြည်ရဲ့စီးပွားရေးစနစ်မကောင်းရတာလေနိုင်ငံရေးစနစ်မှာမကောင်းပဲကိုတိုင်းပြည်ရဲ့အားကစားဘောလုံးကန်တဲ့တဲလို့အားပေးကြတဲ့ဘောလုံးဘာကြောင့်ကန်တိုင်းရှုံးနေတာလဲနိုင်ငံရေးစနစ်မှာမကောင်းတာကိုလူတွေရဲ့စိတ်ဓာတ်တွေမှာမကောင်းမဲနဲ့အဲ့ဒီဘောလုံးတစ်သက်လုံးမနိုင်နိုင်ပါဘူးသူလဲခြေနဲ့ချောင်းကိုလဲခြေနဲ့ချောင်းနဲ့ကစားတဲ့ကိစ္စတိုးတော့သူ့စိတ်ဓာတ်နဲ့ကိုယ်စိတ်ဓာတ်နဲ့ဖြတ်စည်းခံထားရတဲ့စိတ်ဓာတ်နဲ့ရှင်လန်းနေတဲ့စိတ်ဓာတ်မတူဘူးအစစအရာရာအားလုံးကိုခြုံလိုက်ရင်မောင်ကျွက်ကလေးလိုပဲကိုနဲ့မဆိုင်ဘူးဆိုပြီးတော့နေလို့မရဘူးတိုင်းပြည်ရဲ့နိုင်ငံရေးစနစ်ကမကောင်းတဲ့အတွက်အစစအရာရာဟာချုပ်ယွင်းပြီးတော့နေကြရတယ်ဒါကြောင့်အဲ့ဒီနိုင်ငံရေးစနစ်ကိုပြုတ်ဖို့ပြင်ဖို့တကယ်တိုင်းပြည်ရဲ့ခေါင်းဆောင်နိုင်ငံရေးသမားတွေဟာစူးစမ်းနေကြတယ်လူတို့ခေါင်းဆောင်တောင်ဆန်းစုကြည်အပါဝင်အားလုံးဟာဆောင်ရွက်နေကြတယ်တကဘာလုံးကအတိမတ်ပြုတ်ပြီးဥညွှတ်ရတယ်တောင်ဆန်းစုကြည်မျိုးရိုးကောင်းတဲ့တောင်ဆန်းစုကြည်ဘိုးကျောင်းဆန်းရဲ့သမီးတကဘာလုံးကလိုလားတဲ့ခေါင်းဆောင်တယောက်ဒီကျောင်းသူကျောင်းသားတွေနိုင်ငံတကာကိုပညာတော်သင်တွေသွားဖို့တိုင်းပြည်ရဲ့လုပ်ငန်းကိစ္စဆောင်တာအဝဝကိုတောင်ဆန်းစုကြည်ကိုတစ်ချက်တော့ဥဆောင်ခွင့်ပေးလိုက်တာနဲ့တိုင်းပြည်ဟာထောင်တက်ပြီးတော့ပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာအသက်80အရွယ်ကိုရောက်နေတဲ့အဖွားအိုတယောက်ကိုတန်ပါတယ်မာပါတယ်မြန်ပါတယ်တနက်ကင်ပြီးတိုက်လာပါတယ်ဆိုတဲ့ပုံကိုယ်တွေကနီးပေါင်းစုံနဲ့နေရာမရအောင်ဥဆောင်ခွင့်မရအောင်ဆောင်ရွက်နေကြတယ်စိတ်သက်ရေးရာအဖြစ်အင်မတန်မှရှက်ရွံ့စရာဝင်းနေစရာကြေကွဲစရာကောင်းလုံးပါလေဂျာမန်ပြဿနာရေးဆရာကြီးဘာတော့ဘရက်ချ်ကပြောပါတယ်သူရဲကောင်းမရှိတဲ့တိုင်းပြည်ဟာတနာစရာကောင်းတယ်အဲ့ဒီစကားကိုကြားချင်းပဲကလောမှာနေတဲ့ကလောသားကြပြဆရာနိုင်မွန်အောင်ပင်ကချက်ချင်းကြပြတစ်ပုတ်ပြန်ရေးပါတယ်ဘာတော့ဘရက်ချ်သူရဲကောင်းမရှိတဲ့တိုင်းပြည်ဟာတနာစရာကောင်းတယ်ဆိုတဲ့ခင်ဗျရဲ့စကားသိမှန်တာပေါ့ဗျာသူရဲကောင်းရှိပါရဲ့နဲ့အဲ့ဒီသူရဲကောင်းရဲ့တန်ဖိုးကိုမသိတဲ့တိုင်းပြည်ကပို့ပြီးတနာစရာကောင်းတော့မပေါ်တဲ့ကဘာပေါ်မှာသူရဲကောင်းမရှိတဲ့တိုင်းပြည်တွေကတိတ်ကိုတနာစရာကောင်းပါတယ်သို့တော့သူရဲကောင်းရှိနေပါရဲ့နဲ့အဲ့ဒီသူရဲကောင်းရဲ့တန်ဖိုးကိုအသုံးမချနိုင်တော့အောင်ဖြစ်နေကြတဲ့အဝိဇ္ဇာပိတ်ခါဆုအတ္တတွေလောဘတွေမာနတွေဒီကနေ့ဖြစ်ပျက်နေတဲ့ဆောင်ရွက်နေတဲ့နိုင်ငံရေးကိစ္စတွေဒါအကြောင်းသူအကြောင်းသားတွေဟာနိုင်ငံရေးကိုစိတ်ဝင်စားတဲ့အကြောင်းသူအကြောင်းသားတွေသိနိုင်တယ်ဘိုးချုပ်အောင်ဆန်းနဲ့ပတ်သက်ရင်ကျွန်တော်ရွတ်ခဲ့တဲ့ကြပြရှိတယ်ဘာရွတ်ခဲ့တယ်လဲပြင်ဦးလွင်ကလူငယ်ကြပြဆရာလေးဟိန်းနတ်မောင်မင်းဘာမှထမလုံးနဲ့ဆိုတဲ့အောင်ဆန်းကိုပြေးပြေးကလေးက10ကဘာစာလောက်တာဝန်ကြည့်ပြီဆိုတဲ့ကြပြအရှိကျွန်တော်ရွတ်ခဲ့တယ်လို့ပေးသက်လဲကြိုက်တယ်လို့ဟိန်းဆိုတဲ့ကြပြဆရာလေးလည်းနာမည်ကြီးလူငယ်ကြပြဆရာလေးဘဝကိုတခါတည်းချက်ချင်းရောက်သွားတယ်ကိုဆရာကရွတ်ဒီဆရာကရွတ်နဲ့တကယ်လည်းကောင်းတဲ့ကြပြလေးပါအဲ့တော့ဘိုးချုပ်အောင်ဆန်းတော်တယ်ဘိုးချုပ်အောင်ဆန်းကောင်းတယ်ဆိုတော့လူတိုင်းကသိပြီးသားပါအဲ့တော့ကျွန်တော်ကလည်းစကားတစ်ခုကိုထပ်ပြီးတော့မပြောချင်တဲ့အခါကျတော့နောက်ပိုင်းကျတော့ဘိုးချုပ်တော်တဲ့ကောင်းတဲ့ကြပြတွေကိုကျွန်တော်သိမရွတ်ချင်တော့ဘူးအဲ့ဒီချိန်မှာပဲတက်ဆိုင်ကျွန်တော်ကို online ပေါ်ကမိတ်ဆွေတယောက်ကကြပြလေးတစ်ပုဒ်ပေးပါတယ်သူကတော့ထူးခြားတယ်ဘိုးချုပ်ကိုသူကတော်ချောင်းကောင်းချောင်းသိမပြောဘူးဘိုးချုပ်ကိုသူကအပြစ်ပြောထားပါတယ်သူ့နာမည်ကထွန်းဦးတဲ့သူ့ကြပြကောင်းစဉ်မှာကြပြကောင်းစဉ်ရဲ့လို့လေသူကတိတိပပမပါဘူးသို့တော့တို့ဆိုတဲ့တလုံးတော်သူကရေးထားတယ်ကြပြလေးကအပိုက်ကလေး9ပိုက်နဲ့ဖွဲ့စည်းထားတယ်ဘိုးချုပ်ကိုသူတော်တော်စိတ်ဆိုးပုံရပါတယ်တို့ဦးအောင်ဆန်းခမ ्या ကဘိုက်မှမရွှဲတာကြည်73ချက်မှန်တာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းတဲ့ခမ ्या ဘိုက်မှမရွှဲတာတဲ့ကြည်73ချက်မှန်တာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းခမ ्या က VIP ကားတန်းမှမထားတာတနတ်နဲ့ပြစ်တက်ခံရတာနဲတောင်နဲသေးတယ်ဦးအောင်ဆန်းခမ ्या မှာပါမစ်တွေမှမရှိတာခမဲပေးဖို့ငကတ်မဝယ်နိုင်တာနဲတောင်နဲသေးတယ်ဘိုလ်ချုပ်ဖြစ်ပြီးတော့ပါမစ်ကလေးတောင်မရှိတဲ့နော်သမီးကိုခမဲပေးဖို့ရွှေလေးမဝယ်နိုင်တာနဲတောင်နဲသေးတယ်ဘာဗျပဲပြုံးနဲ့နိုင်များစားကြတယ်ဟုတ်လားဒါပဲစားရမှာပေါ့ခမ ्या ယူတဲ့လစာကပဲပြုံးနဲ့နိုင်များဖို့ပဲရှိတာကိုစီကံမရှိရင်ဖာနိုင်ငံကြီးဖြစ်မယ်ဟုတ်လားဖာတော့ဖာပဲဗျဒါပေမဲ့ယောက်ျားဖာတယ်
ဒီကဗျာလေးဟာ online ပေါ်မှာကိုထုံးရေးတဲ့ကဗျာလေးခမပြောတော့ခဲ့တယ်ဘာဗျဖာနိုင်ငံကြီးဖြစ်မယ်ဖာတော့ဖာပဲယောက်ျားဖာတွေအင်မတန်ရှက်ရွံ့စရာကောင်းပါလေဒီအသက်80အရွယ်ရောက်နေတဲ့ခေါင်းဆောင်တယောက်ပြည်သူလူထုလိုလားတဲ့သူတယောက်နီလန်ပေါင်းစုံနဲ့ဆောင်ရွက်ခွင့်မရအောင်ပိတ်ဆို့တားဆီးပြီးတော့တိုင်းပြည်ကိုအနစ်နာနှစ်တဲ့နှစ်အောင်ကျွန်းတဲ့ကျွန်းအောင်ဆောင်ရွက်နေတဲ့သူတွေကျွန်တော်ပြောနေတဲ့စကားတွေကမဲဆွဲတဲ့စကားမဟုတ်ပါဘူးကျွန်တော်ဟာပါတီဝင်တယောက်လည်းမဟုတ်ပါဘူးတိုးတော့လူထုခေါင်းဆောင်ပေါ်မှာတာမန်နိုင်ငံသူနိုင်ငံသားစာရေးဆရာတယောက်အနေနဲ့ယုံကြည်တဲ့နေရာမှာချစ်ခင်လေးစားတဲ့နေရာမှာတော့ဒါဟာကျွန်တော်ရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်ရဲ့တာဝန်ကိုယူခဲ့ရင်တိုင်းပြည်ဟာနေချင်းညချင်းဆိုသလိုပြောင်းလဲသွားမယ်လို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးရဲ့ဇယိုက်တွေအကျင့်တွေ Oridu ဖုန်းကတ်ကိုဝယ်သလိုစိတ်ပြက်စရာကောင်းတဲ့ဇယိုက်တွေကိုကျွန်တော်တို့အများကြီးပြင်ရအောင်ပါ။သို့တော့နိုင်ငံတကာကအတိအမှတ်ပြုတဲ့ကမ္ဘာခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကြောင့်ကျွန်တော်တို့လူငယ်လေးတွေရဲ့အနာဂတ်တွေဤပညာတက္ကသိုလ်36ကျောင်းရှိတဲ့အထက်ကတကျောင်းကို10ရောက်လောက်ကျွန်တော်တို့တောင်းဆိုလို့မရဘူးလားအန်ဒီကျွန်တော်တို့မှာကျောင်း36ကျောင်းရှိတယ်တကျောင်းကို10ရောက်တော့စူးစမ်းပေးပါကျောင်း36ကျောင်း360နိုင်ငံလေးတွေခွဲပြီးတော့ပညာတော်သင်အတွက်လူငယ်တွေဟာတိုင်းပြည်ရဲ့အနာဂတ်တွေအင်မတန်အရေးကြီးတယ်ဆိုတော့သိတယ်ပညာအင်မတန်တတ်တဲ့ဒီကောင်းဆောင်ဟာမဆောင်ရွက်ဖက်နေမလားတိုင်းပြည်ရဲ့ပညာရေးအသုံးစရိတ်300ခိုင်နှုန်းမဖြစ်ပါဘူးတိုင်းပြည်ရဲ့ကျန်းမာရေးအသုံးစရိတ်300ခိုင်နှုန်းမကျော်ပါဘူးတိုင်းပြည်ရဲ့ကာကွယ်ရေးစရိတ်59ရာခိုင်နှုန်းပါပညာနည်းနည်းပဲရှိတဲ့သူတွေဟာပညာရေးစရိတ်ကိုနည်းနည်းပဲသုံးရမယ်လို့ခံစားတတ်ကြပါတယ်ကိုယ်တိုင်ကပညာအများကြီးမတတ်တဲ့အတွက်ပညာရေးသုံးစိတ်ဟာအဲ့လောက်ဆိုရတယ်လို့ထင်တတ်ကြပါတယ်တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးဆိုတာကိုကျွန်တော်ရှင်းမှာပြောခဲ့ပြီးပြီပညာအင်အားရှိမှတိုင်းပြည်ကအင်အားရှိမှမြန်မာနိုင်ငံမှာကြေးရွာပေါင်း6300ကျော်ရှိတယ်တောစဉ်တောင်အနှံ့ကြေးရွာတွေအနှံ့ကျွန်တော်တို့သွားခဲ့ပြီမိမလင်းတဲ့ကြေးရွာတွေစာကြည့်တဲ့မရှိတဲ့ကြေးရွာတွေကျမကြီးစေပေကမရှိတဲ့ကြေးရွာတွေစာသင်ကျောင်းမရှိတဲ့ကြေးရွာတွေကားလမ်းမပေါက်တဲ့ကြေးရွာတွေဘလောက်ပဲဆင်းရဲဆုပ်ပြတ်တဲ့ကြေးရွာတွေဖြစ်ပါစေအဲ့ဒီကြေးရွာတစ်ရွာမှာအ ਨੇ ဆုံးစိုက်ကယ်အစင်း100လောက်တော့အ ਨੇ ဆုံးရှိပါတယ်ရွာတိုင်းမှာစိုက်ကယ်အစင်း100ကတော့ဖြင့်အ ਨੇ ဆုံးရှိတယ်ကြေးရွာပေါင်း6300နဲ့အဲ့ဒီစိုက်ကယ်အစင်း100နဲ့မြောက်ပါစိုက်ကယ်အစင်းအရေးအတွက်ရပါလိမ့်မယ်အဲ့ဒီစိုက်ကယ်အစင်းအရေးအတွက်ကို3သိန်း4သိန်း5သိန်းနဲ့မြောက်ပါကုန်ကျစရိတ်အဆန်ရပါလိမ့်မယ်အဲ့ဒီစိုက်ကယ်တွေဘယ်နိုင်ငံကလာတယ်လဲလို့ကြည့်ရင် Made in China လို့ခေါ်တဲ့တစ်စိတ်ကိုတွေ့ရပါလိမ့်မယ်မြစ်ကိုရောင်းတယ်တောင်ကိုရောင်းတယ်တယံဇာတကိုရောင်းတယ်ကျွန်းကိုရောင်းတယ်တဘာဝတန်းငွေကိုရောင်းတယ်အဲ့ဒါလိုရောင်းလိုက်လို့ရလာတဲ့ငွေတွေဒီတိုင်းပြည်ရဲ့အမွေအနှစ်တွေကိုရောင်းလို့ရလာတဲ့ငွေတွေဒီဆိုင်ကယ်လေးတစ်စင်းမလောက်တတ်လို့ပတ်စံတွေဝေါကနေပြန်ပေးလိုက်ရတာနဲ့ရှင်လိုက်ရင်ကျွန်တော်တို့ဟာဘလောက်တောင်ညံ့ဖျင်းခဲ့ကြပြီလေပေးရမှာပေါ့ကျွန်တော်တို့မှာဆိုင်ကယ်မလောက်တတ်တာဘူးဒါကျွန်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ပဲတွက်ပြတာပါမီးဆက်ကျွန်တော်တို့မလောက်တတ်ဘူး TV အပေါ်ဆက်အောက်ဆက်ကျွန်တော်တို့မလောက်တတ်ဘူးတရုတ်ကလာတဲ့ပစ္စည်းတွေနောက်ဆုံးတရုတ်ကလာတဲ့မုန့်တွေသူတို့မစားတဲ့သူတို့ကလေးတွေကိုမကျွေးတဲ့မုန့်တွေကိုကျွန်တော်တို့ကလေးတွေကိုရောင်းတယ်သူတို့မသုံးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့နိုင်ငံကိုပို့တယ်ကျွန်တော်တို့ပေးလိုက်ရတာကအမွေအနှစ်အဆက်ဆက်ထိမ့်သိမ့်ရမယ်ကာကွယ်ရမယ်စောင့်ရှောက်ရမယ်နှစ်ပေါင်းများစွာအတွက်အမျှော်အမြင်နဲ့လုပ်ရမယ်အရာတွေကိုပေးပြီးတော့ကျွန်တော်တို့ပြန်ရလိုက်တာဟာအင်ဂျင်လေးတစ်လုံးတတ်ထားတဲ့ဆက်ကလေးတစ်ခုပါဒီပညာကျောင်းသားတွေကိုလွှတ်လိုက်စမ်းပါဂျပန်နိုင်ငံကိုလွှတ်လိုက်စမ်းပါအယောက်100တခွန်းနဲ့မှာလိုက်ပါဆိုင်ကယ်လောက်တောင်တင်ခဲ့အမေရိကန်နိုင်ငံကိုလွှတ်လိုက်စမ်းပါကားလောက်တောင်တင်ခဲ့မီးစက်လောက်တောင်တင်ခဲ့ TV ပေါ်ဆက်အောက်ဆက်လောက်တောင်တင်ခဲ့ handset လောက်တောင်တင်ခဲ့ပြန်လာပြီးကိုယ့်နိုင်ငံမှာကိုအမှုထမ်းကြအခုတော့ပြင်ဒါလေးတစ်ခုမလောက်တတ်တာနဲ့ကျွန်တော်တပည့်တယောက်ကကျွန်တော်ကိုသတင်းကြော်မှာလာကြတော့တယ်ဆရာကရုပ်ရှင်တရေဆိုတော့ဆရာရဲ့ DVD ဆက်ကလည်းပြတ်နေပြီလို့ကြားတဲ့အတွက် DVD ဆက်တစ်လုံးနဲ့လာကြတော့တယ်အေးကောင်းတယ်ကွာကဲချက်ချင်းပဲကွာကဲငါ့ကိုကျိုးတွေတက်ပြီးကစားငါနားမလဲဘူးကျိုးတွေတက်တယ် remote နဲ့နှိပ်လိုက်တယ်နှိပ်လိုက်တဲ့ခါမှာအထက်ကအချက်ကလေးကအန်လေးကဂရဂရဆိုပြီးထွက်လာတယ်ထွက်လာတဲ့အချိန်မှာအပေါ်မှာစာတန်းတန်းထိုးပါတယ်တိုင်းကြားအမျိုးသမီးတယောက်ရဲ့အတန်နဲ့ခွေဖတ်သုံးခေတ္တဆောင်ပါဟမ်ဘာပြောတာလဲဟဲ့ပြန်ထည့်လိုက်တယ်ခွေထွက်သည်ပြန်ထည့်တော့ခွေဖတ်သုံးခေတ္တဆောင်ပါထည့်လိုက်တဲ့
တဲ့ခွေကဒုတောင်ရဲ့ရေသုံးမတွေပါတဲ့ခါကျတော့ကြော်လိုက်တဲ့ခါကျတော့ရစ်သည်ကြော်သည်ဖြစ်တာဆောင်ပါဟာဒီတရုတ်မှာလူပါဝါလာကြီးလားရစ်တာတွေကြော်တာတွေငါတို့နားလည်ပါလေကွာအဲ့လောက်ထိတော့မလိုပါဘူးဟဲ့အောင်မင်းဆက်ပြန်ယူသွားလို့အာဆရာလေးနဲ့ဘာဖြစ်လို့လဲကြည့်လို့ရရင်ပြီးတာဟဲ့အောင်မင်းပြန်ယူသွားလို့အဲ့ဒီတရုတ်မှအတန်မပါတဲ့စက်ပလုံးနဲ့လဲပေးလို့ဆရာတရုတ်မှအတန်မပါတာမရှိဘူးတဲ့ဒီဟာတွေအကုန်လုံးတရုတ်ကလာတာတဲ့အောင်းတက်တက်နဲ့ကျွန်တော်ယူထားပါရုပ်ရှင်ကြည့်ရင်အဲ့ဒီတရုတ်မှနဲ့ကျွန်တော်နဲ့အမြဲတမ်းဒေါသဖြစ်ရပါတယ်ခွေဖတ်သည်တခါတရံခွေကထင့်နေခွေထစ်သည်အဲ့တော့ဒီမူဆယ်ကနေပြီးတော့ရွှေလီကိုကူးလိုက်တဲ့အခါကျတော့ဟာလမ်းနေရှစ်လမ်းသွား10လမ်းသွားရှစ်လမ်းသွားလမ်းမကြီးတွေ10လမ်းသွားလမ်းမကြီးတွေပလက်ဖောင်းဟာပေ20ကျဲတယ်ကျွန်တော်စကားမမှားဘူးနော်ဆရာ2ပေနဲ့များမှားပြောတာလားမမှားဘူးနော်ပလက်ဖောင်းဟာပေ20ကျဲတယ်10ပေ2ထပ်တစ်ပင်2တန်းစိုက်တယ်ပိန်းနေတန်းပိန်းနေပင်တွေပဲကရလဲရှမ်းပြည်ကရတယ်ပိန်းနေကရေမစုပ်ဘူးတဲ့အရေးကြတော့အရာအေးတာပဲတဲ့ပိန်းနေသီးတွေကအများကြီးသိနေတယ်ဆွဲတော်တန်းတဲ့ဆရာမောင်စင်ဝင်ရွတ်ပြသားတယ်ဆွဲတော်လေးတွေပုံနေရိတ်တန်းတဲ့ပြီးတော့ဗာလဲဟိုနီပွက်လာဗာလဲစိန်ပန်းတန်းဗမာပြည်ကထွက်တဲ့အပင်နေမှန်သမျှအကုန်စိုက်ပြီးတော့ရှစ်လမ်းသွား10လမ်းသွားလမ်းမကြီးရဲ့ဘေးမှာ10ပေ20ကျဲတဲ့ပလက်ဖောင်းနေနဲ့အပင်တွေကို2ထပ်စိုက်ပြီးတော့တရုတ်ပြည်မှာတစ်တပင်ခုတ်တာဟာလူတယောက်ကိုတတ်တာတဲ့အပြစ်ကြီးပါတယ်ဒါကြောင့်တရုတ်တွေဟာသူတို့နိုင်ငံမှာတစ်ပင်ခုတ်လို့မရှိပါဘူးသူတို့ရဲ့အင်ဒီနာချင်းနိုင်ငံကိုပဲလာပြီးခုတ်လို့ရှိပါတယ်အဲ့တော့2008မှာနာဂစ်ဖြစ်တဲ့အခါကျတော့ဒီမှာအများကြီးလဲချပြိုချဖြစ်တော့မိတ်ဆွေတယောက်ကဥယျာဉ်လေးတစ်ခုလိုက်ပို့တယ်ဘာဥယျာဉ်လဲအလွဲခွင်းတော့ဆရာရဲတယ်နာဂစ်ဥယျာဉ်ပေါ့ဘာပြောတယ်ဗျနာဂစ်ဥယျာဉ်နာဂစ်ကကျုပ်တို့ရှိမှဖြစ်တာလေလို့ဟုတ်တယ်ဆရာစက်တစ်ပင်တွေကိုကြည့်လိုက်လေတဲ့ဆရာအဲ့ဒါဘာပင်လို့ထင်တယ်မသိဘူးဗျအဲ့လက်ပံပင်လေးဆရာရဲဟိုမှာကြည့်ပါလားအတက်ကလေးတွေအငုတ်ကလေးတွေထွက်နေတာဒီပင်ရောဆရာသိလားမသိဘူးအဲ့ဒါကုတ်ကူလေးဆရာရဲဟိုမှာလေးဘေးမှာ drip တွေချိတ်ထားတယ်လူကိုအကျော်စေးသွင်းတယ်လို့တစ်ပင်ကိုအားစေးတွေသွင်းပြီးတော့နာဂစ်ဖြစ်တုန်းကအစွဲအငုတ်ကြံခဲ့တဲ့ဟာတွေကိုဝယ်ပြီးတော့အဲ့ဒီဥယျာဉ်ကိုတည်ထားတာအဲ့ဒီတစ်ပင်တွေကအရွက်တွေအတက်တွေအခက်တွေထိုးထိုးထောင်ထောင်ပြန်ထွက်ပြီးတော့နာဂစ်ဥယျာဉ်ဆိုပြီးနာမည်ပေးထားတယ်အဲ့တော့ရွှေလီတစ်မျိုးလုံးကိုလေ့လာလိုက်တဲ့အခါကျတော့လူတစ်ယောက်ကကြောက်စိမ့်တွေကိုတောက်နဲ့အလုံးလုံးနေတဲ့အခါကျတော့ဒီလူဟာဘောင်းမီရှေဘောင်းမီတိုးစချစ်တဲ့ပြင်လုံနေတဲ့အခါကျတော့ဗမာလားတရုတ်လားမကွဲပြားဘူးသို့တော့ကြည့်နေတဲ့အချိန်မှာပဲပြစ်ကနေကွန်းထွေးတာတွေ့လိုက်တော့ဩဒါဗမာပဲသိကြတယ်ဒါဗမာပဲခဏနေကြတော့သရှင်းတွေကြောအော်ဆိုပြီးတော့ထွင်းတယ်ထုတယ်လှုပ်တယ်ကြောက်စိမ့်ကြီးတရုတ်ကကြောက်စိမ့်မှမထွက်ပဲဘယ်ကရမလဲဖားကန်ကရမယ်ကျွန်းတစ်တွေဘယ်ကရမလဲမြန်မာပြည်ကရမယ်တမလန်းတွေကျွန်းနေရှားသွားတဲ့အချိန်မှာတမလန်းတွေဈေးကောင်းလာတယ်တမလန်းဘယ်လောက်တောင်ဈေးကောင်းလဲကျွန်တော်ပြောပြချင်ပါတယ်ထမင်းစားတဲ့တရုတ်တွေထမင်းစားတဲ့ပကံလုံးလေးတစ်လုံးစာတမလန်းသားနဲ့လုပ်တာပါလက်ဖေးအောက်ကခံတဲ့အပြားလေးတပြားစာတူတစုံစွန်တစ်ချောင်းအဲ့ဒါကိုတမလန်းသားနဲ့လုပ်ပါတယ်တမလန်းနဲ့စားရင်သွေးတို့စီချိုမဖြစ်ဘူးကျမ်းပါတယ်ရွှင်လန်းနဲ့လက်လာဘကိုပွန်လန်းစေတယ်လို့တရုတ်လူမျိုးများကယုံကြည်တဲ့အတွက်အဲ့ဒီတမလန်းသားနဲ့အဲ့ဒါလို့ဆောင်ရွက်ပြီးတော့စားပါတယ်အဲ့ဒီတစုံစာအတွက်ဈေးနှုန်းသည်၄သိန်းဒါကြောင့်တမလန်းတစ်ထန်ကိုသိန်း80သိန်း80နဲ့မြန်မာပြည်ကနေပြီးတော့တစ်စီးပြီးတစ်စီးသွားနေတာအစင်း100လောက်သွားရင်တစ်စင်းလောက်သက်ဆိုင်ရာပုဂ္ဂိုလ်များကမိလေရှိပါတယ်မိတဲ့အခါမှာသတင်းစာထဲမှာကြော်ညာပါတယ်ပိုင်ရှင်မဲ့တမလန်းများဖမ်းမိအဲ့ဒီတောထဲမှာသူ့အဆိုရှိတဲ့တမလန်းတွေကဘဲတရောင်းသားယူလာလို့နားမော်ရောက်လာပိုင်ရှင်ကဘယ်လိုလုပ်မဲ့သွားအောက်တန်းနောက်တန်းကြားတဲ့နေရာမှာကျွန်တော်နိုင်ငံတကယ့်ကိုထိတ်ပါပဲကလေးတွေပြောသလိုဝိတ်ပါပဲတကယ်ကိုစိုးလုံးပါလေတမိသားစုချမ်းသာရေးကြော်ဝါရေးအတွက်လုပ်တော့ဟုတ်ပြီအဲ့လိုတွေလုပ်ကြတဲ့အခါကျတော့ရှင်းသမျှပစ္စည်းတွေကမြန်မာပြည်ကထွက်တယ်လုတ်တဲ့လုတ်အားကမြန်မာတွေပိုင်ဆိုင်တာကဘာလို့လဲလို့မေးတော့တရုတ်တွေလိုက်ပို့တဲ့ကိုစောလို့ခေါ်တဲ့မိတ်ဆွေကဆရာကိုပြောပြရအောင်မယ်တဲ့ကျွန်တော်မိတ်ဆွေတရုတ်ကပြောတာလေတဲ့ကျွန်တော်လည်းသူတို့နဲ့ပဲအလုပ်လုပ်နေရတဲ့ခါကျတော့ဒီလိုပဲပေါ့ဆရာရဲ့တဲ့တဲ့အောင်ပေါင်းရတာပေါ့တဲ့ဘာပြောတာလဲကိုစောလို့ပြောတယ်ဆရာရဲ့သူပြောတဲ့လေတန်လေးတိုင်းကျွန်တော်ပြောမယ်နော်တဲ့ဝါလောလေတဲ့ဝါလောတဲ့ဒီလိုခပ်ပင်းပင်းခပ်ထူထူခပ်ထုံထုံခပ်ထိုင်းထိုင်းလူတွေဥဆောင်လဲနိုင်ငံလဲအိမ်နီးနားချင်းဆွေမျိုးပေါက်ဖော်ဖြစ်ရလားဝါလို့တွေ့ရလားကွာရင်မယ်တော့မလာပဲဝေးအဲ့ဒါကျွန်တော်မိတ်ဆွေကိုစော်ရဲ့ကုမ္ပဏီထောင်ထားတဲ့တရုတ်ပြောတဲ့စကားဝါလို့တွေ့ရလားဒီလိုခပ်ထူထူခပ်ထိုင်းထိုင်းခပ်ထုံထုံခပ်ဖြင်းဖြင်း
လူတွေဥဆောင်လဲနိုင်ငံလဲအိန္ဒိယချင်းဆွေမျိုးပေါက်ပေါ်ဖြစ်ရလားကွာလို့အတွက်ကတော့ကွာရင်မယ်တော့မလာပဲတဲ့ရှက်ဖို့ကောင်းလိုက်တာဗျာဒါရွှေလီဆိုတာသိတဲ့အတိုင်းပါပဲဒီဘက်ကနော်မူဆယ်ကိုကြော်လိုက်ရင်ဟိုဘက်ကျဲကောင်ဟိုဘက်ကြော်လိုက်ရင်ကျွန်တော်တို့ရောက်သွားနိုင်တဲ့နေရာဖြစ်ပါတယ်အဲ့တော့တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှလားတမတော်အကျင့်ရုပ်သမျှကျွန်တော်နိုင်ငံစုပ်ယုံမှလားတမတော်ဟာလူမန်နေရာမှာရှိပြီးတော့ဂုံးသိက္ခာရှိစွာမနေတဲ့၍ပညာကိုတန်ဖိုးမထားတဲ့၍ပညာကိုအလေးမထားတဲ့၍ပညာအင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတဲ့အခြေအနေကိုကျွန်တော်တို့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးဆိုတာကိုအခုဤပညာကျောင်းတော်ကျောင်းသားတွေကိုသိစေချင်တာမင်းတို့လည်းတော့ခိုးထားလိုက်အောင်ပေါ့ကွာဆိုးထားလိုက်အောင်ပေါ့မတို့လည်းကြရင်လည်းတွေ့ကြသေးတာပေါ့ဆိုတော့စိတ်တွေမဝင်ဘူးပညာရှင်ဆန်တဲ့စိတ်တွေရှိဖို့တမာအစည်းအဝါကြစွာဆင်းရဲမှုကိုလက်ခံဖို့ဝင်းမြင်လင်းလုံးမယ်ဆိုတဲ့အချက်ကိုကျော်လွှားနိုင်ဖို့အခုပြန်ကြရေးဝင်ကြီးတယောက်နားသွားတယ်လော်လွယ်ကူပြောရင်တော့ဖြုတ်တာပါပဲကျမကြီးဝင်ကြီးနားသွားတယ်ဖြုတ်တာပါပဲအဲ့တော့ဒီပြန်ကြရေးဝင်ကြီးဒီပြန်ကြရေးဌာနဘာဖြစ်နေသလဲကြိုက်တဲ့ TV channel line ကိုကြည့်လိုက်ပါတိုင်းပြည်နဲ့လူမျိုးပေါ်မှာအင်မတန်လွှမ်းမိုးနိုင်တဲ့ဒီရုပ်သံ channel line တွေလွှင့်နေတဲ့အကြောင်းအရာတွေသည် style ရှိမှ star ဖြစ်မယ် popular chat room အိမ်မက်ဆောင်ရာဆိုကြမယ်ပြောကြမယ်ဗာလဲနောက်တစ်ခုရှိပါသေးတယ်နိခင်စောတို့ဘာလို့တက်လာတဲ့ melody wow မီလုံးလေးတွေလင်းမယ်ပိတ်မယ်တိုင်းပြည်ကိုတချင်းဆိုပြီးကဲတင်တော့မလားလို့အောင်းမေးရတော့အောင်ဆိုလိုက်ကြတာတချင်းနေပြိုင်လိုက်ကြတာဒီမျက်နှာလေးကိုဒီလိုလေးလိမ့်လိုက်တဲ့အခါကျတော့ကိုလုံးလေးကိုဒီလိုလေးလှုပ်လိုက်တဲ့အခါကျတော့အရေးချင်းကိုလှုပ်ရမယ့်အချိန်မှာအရေးပြားအတွက်လှုပ်နေတဲ့ပုံကူများတိုင်းပြည်မှာလိုနေတာအရေးပြားလားအရေးအချင်းလားတော့မသိတဲ့လူတွေအရေးပြားနဲ့အရေးချင်းကိုမခွဲနိုင်တဲ့သူတွေအဲ့ဒီ line တွေကိုအာယုံနောက်လို့နောက်တစ် line ကိုပြောင်းလိုက်တော့သူ့လင်ကိုယူကိုမယားကိုသူ့ကြခိုးတဲ့ကိုရီးယားဇလန်ရှင်းသမျှ line တွေအကုန်လုံးဒီဈေးဝယ်ထွက်မယ်ကလေးတွေနဲ့ပျော်မယ်ငါးသားနဲ့ပြိုင်ဘသူနိုင်စက်တရေတုံးတဲ့အစီအစဉ်တွေနဲ့တိုင်းပြည်ကိုဆောင်ရွက်ထားတယ်ဒီ line ဟာနီးပညာတက္ကသိုလ်မှာရှိတဲ့ကျောင်းသူကျောင်းသားတွေကြည့်ရမယ် line ရုရှားမှာ engineer ဆိုတာဘယ်လိုတွေအလုပ်လုပ်တယ်အမေရိကန် engineer တွေကဘယ်လိုစိတ်ထားတယ်အာရှမှာရှိတဲ့စင်ကာပူ engineer တွေကဘယ်လိုအလုပ်လုပ်တယ် engineer တွေအတွက် line တစ် line ဆရာဝန်တွေအတွက် line တစ် line ပညာသင်ကြားရေးအတွက် line တစ် line ဒီ line တွေကိုလုပ်ပေးဖို့စိတ်ကူးမရှိဘဲနဲ့ဟိုဘက်ကလည်းဆိုကြမယ်អော်ကြမယ်ဒီဘက်ကလည်းဆိုကြမယ်ပြောကြမယ်တချင်းလေးတစ်ပုဒ်တစ်ပုဒ်ဆိုလို့ popular ဖြစ်သွားပြီဆိုရင်ကိုပဲတကယ့်ကိုအမှုပညာဆိုတဲ့စကားလုံးကိုဗစဖျားကမချတော့ဘူးသမီးတို့အမှုပညာရှင်နေနဲ့သမီးတို့ကအမှုပညာလုပ်တဲ့အခါကျတော့ငွေလေး450 100ကနေပြီးတော့အခုကြပြားစာမှုက9000ရတဲ့အထိဒီအမှုပညာကြီးကိုတစ်သက်လုံးအစင်းရဲငှက်ပြတ်ခံပြီးလှုပ်လာတဲ့ကျွန်တော်တို့ဘာပြောရမှန်းမသိဘူးအခုကြပြားစာမှုက9000ကြပြားတစ်ပုဒ်ကို9000အဲ့ဒီကြပြားစာမှုက9000ကိုလိုချင်လို့ကြပြားဆရာတွေကြပြားရေးနေတာမဟုတ်ဘူးသိကြတယ်ကျွန်တော်ပြောခဲ့ဘူးလေဒါပေမဲ့အဲ့ဒီပတ်စံလေး9000အတွက်နဲ့1500မကကြခဲ့ရဘူးပေါင်းလဲများပါပြီလို့အဲ့တော့ခုနကပြောနေတဲ့စကားတွေသမီးတို့အမှုပညာရှင်ကသမီးတို့အမှုပညာနောက်ဆုံးကျတော့သမီးတို့အမှုပညာရှင်ဘယ်ပေါ်ရောက်သွားလဲဂရင်ပေါ်ရောက်အရေးချင်းကိုပြုစုပြောထောင်ရမယ့်နိုင်ငံဟာပညာကိုအားပေးရမယ့်နိုင်ငံဟာအရေးပြားတစ်ထောင်နဲ့ငွေမြင်ရင်လင်လုံးမယ်ဆိုတဲ့စိတ်တွေနဲ့သူများအကြောင်းကိုနော်သူများအကြောင်းလည်းမပြောတတ်ပါစမိဆိုင်ရာကွစီကွာဆာတော့မောင်နှမလေးတယောက်လက်ထပ်တယ်သူ့အသက်က20ကျော်ဟိုပုဂ္ဂိုလ်က90လက်ထပ်ပြီးချင်းပြောတဲ့စကားကဟာနီမူးဖြစ်လားကပါသွားမယ်ယူချက်ကွာတိုင်းပြည်လုံးမှာစားစရာမရှိဘူးယူကျုံးမရအပူလုံးကြွတဲ့အချိန်မှာလာကပါသွားမယ်ဒေါ်လာ18တန်းနှစ်ယောက်ဆိုရင်36တန်းလာကပါဟာတွားကျင်နိုင်တွားလို့မရဘူးနှစ်လောက်ချုပ်ပြီးတော့စင်းသွင်းရတယ်အဲ့ဒီနှစ်အတွင်းမှာကျမကြီးတွေစီဝမ်သွေးလေတွေပြည့်စုံရတယ်ဂရာဖတီရှိတဲ့စွမ်းငင်အားကနေဂရာဖတီမဲ့တဲ့နေရာကိုတွားလာရော့18တန်းဝူးတွားမယ်ဆိုပြီးတော့ဗစကားစီးတယ်လို့တွားလို့မရဘူးဒါကိုဒီငတုံးတွေသိပုံမပေါ်ဘူးပိုက်ဆံရှိရင်ဘာမဆိုလှုပ်လို့ရတယ်ဆိုတဲ့စိတ်တွေကဆွဲနေတော့
ဟုတ်တာမဟုတ်တာအပါထားဟာနေမှုဖြစ်လားကဘာကိုသွားမယ်ဒီအသက်20ကျော်နဲ့အသက်50နဲ့မြင်ချင်းနွားချင်းဆိုလို့ချစ်တယ်ဆိုဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးနောက်ထပ်အဆက်မရှိတဲ့စကားတစ်ခုကိုပြောတယ်ကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာဆုံးကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာဆုံးနာမည်တက်ပြောရင်မကောင်းလို့သူတို့နာမည်ခံထားတဲ့အဲ့ဒီကုမ္ပဏီအစိုးရကိုပေးဖို့ရွှေပစ်တဲ့ချိန်1000ကျော်ရှိတယ်ဟုတ်ပဲမိုးမီဆိုတဲ့နေရာမှာဆန္ဒပြနေတဲ့သူတွေအများကြီးရှိထားတော့ကျုပ်ကမြန်မာနိုင်ငံမှာ9ယောက်မြောက်ချမ်းသာကျွန်တော်တို့ကမြင်လိုက်တယ်တိုင်းပြည်ကိုကြောက်ထဲကြအောင်နှစ်သက်နှစ်အောင်လုတ်ခဲ့တဲ့တရားခံစင်းရင်တွေရီးတွက်ရင်တော့မင်းဟာ9ယောက်မြောက်တရားခံမယ်လို့ဒါကြောင့်ကျွန်တော်ကပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပြက်စင်းနေပြီလို့ကျွန်တော်ဆွဆွဲတာကျွန်တော်မိုက်ကန်ဆွဆွဲတာဟဲ့အယူစကားတွေလာမပြောနဲ့ဟဲ့တောမှာသွားပြောမင်းစကားတွေကငါတို့လူမှုဝန်းကျင်ကလက်မခံဘူးဆိုတဲ့အနေအထားမျိုးကိုရောက်အောင်ပညာဥဆောင်တဲ့နိုင်ငံတော်ဖြစ်အောင်စက်တည်ရှိတဲ့နိုင်ငံတော်ဖြစ်အောင်ကျွန်တော်တို့သွားလိမ့်မယ်ပညာရေးကအားမကိုရတဲ့အခါကျတော့ကလေးတွေသူတို့အောင်မြင်မယ်ထင်လို့လောက်ကြတာကျွန်တော်တို့အပြစ်ပြောကြမှာမရှိဘူးနှစ်ပေါင်း20ကျော်ကျွန်တော်ရှင်းပြခဲ့တယ်ရုံးခန်းထဲမှာထိုင်နေတယ်ကလေးတယောက်ဘဝဆုံနဲ့ဝင်လာတယ်ရင်းနှီးတဲ့တပည့်ဘဝထုတ်ကလေးကပ်လေးကိုချလိုက်တယ်ဆရာဟေးဘွဲရတဲ့နေ့ဟာဘဝပြတ်တဲ့နေ့ပါပဲဆရာကြီးဟာမင်းစကားဘာလဲကွာမင်းတို့ဒီစကားပြောဖို့ငါ10လအောင်သင်ပေးကြတာမဟုတ်ဘူးလေဒီကလေးကိုကျွန်တော်လာစာလေးတောင်မယူခဲ့ပါဘူးနေပညာတက်ကတူကျောင်းသားပါဘေးရတော့မှာပါအခုခုနစကားပြောတဲ့သူကသူ့ညီပါဘွဲရတဲ့နေ့ကဘဝပြတ်တဲ့နေ့ပါပဲဆရာဖေးမုံမိုးမိတ်မုံမိုးရတယ်ဆရာကျောင်းပြီးတော့တောင်းလို့မကောင်းတော့ဘူးနင်တို့ဘွဲတော်ရနေပြီဟဲ့ခုချိန်ဒီမိဘကိုလက်ဖြတ်နေတော့လားဆိုတဲ့စကားနဲ့ရတဲ့အလုပ်ဝင်လုပ်မယ်ဆိုတော့လေစာကြောင်းလေးတစ်ကြောင်းနဲ့တင်ကျွန်တော်တို့ဘဝတွေကကြေကွဲရပါတယ်ဆရာအာရေးထားလို့လေလုပ်ငန်းအတွေ့အကြုံ3နှစ်ရှိရပြီဆိုတော့ခုမှကျောင်းပြီးတာအခုမှကျောင်းပြီးလာတဲ့ကျွန်တော်ကဘာအတွေ့အကြုံရှိမှလဲဆရာတကုံတက်ကတူမှာ3နှစ်တက်ခဲ့တဲ့အချိန်အတွင်းမှာ3နှစ်လုံးလုံးစာခိုးချတဲ့အတွေ့အကြုံကလွဲလို့ဘာရှိမှလဲဆရာသူ့ဘေးနာကနေပြီးတော့မျက်နှာငယ်လေးနဲ့တိတ်တဆိတ်ပါလာတဲ့ကောင်မလေးသူကလည်းဘောပဲဆောင်နေတယ်တငယ်ချင်းနေရာမှာစာခိုးချတဲ့အတွေ့အကြုံရှိပါသေးတယ်တငယ်ချင်းရဲ့ငါကအဝေးတင်နေပြီးတာလေတဘာသာကို9000သွင်းရင်ခုံနံပါတ်ထိုးပြီးပြန်လို့ရတယ်ဆိုလို့ငါဖြင့်စာတော်ခိုးမချခဲ့ရပါဘူးတငယ်ချင်းရဲ့နေငါမှာစာကူးချတဲ့အတွေ့အကြုံရှိသေးတယ်တဲ့ငါကတော့တဘာသာကို9000သွင်းရင်ခုံနံပါတ်ထိုးပြီးပြန်လို့ရတယ်ဆိုလို့စာကိုခိုးမချခဲ့ရပါဘူးတကယ်ချင်းဘွဲရတဲ့နေ့ဟာဘဝပြတ်တဲ့နေ့လိုမျိုးဖြစ်အောင်ပညာရေးကအားမကိုရမှာတော့တိုင်းပြည်မှာအဲ့လိုပညာတတ်တွေမရှိမှအပေါ်ကအုပ်ချုပ်တဲ့သူကမင်းတို့ငါလောက်တက်လို့လားမင်းတို့ငါလောက်သိလို့လားဆိုတဲ့ပုံပန်းတရာမျိုးနဲ့စေတနာဇိုးနဲ့လှုပ်ချင်တဲ့အခါကျတော့ကတုံးဆရာကြီးလက်မနေဘူးချက်ချင်းမဆွဲတယ်ပိုက်ပုံညင်နဲ့ဝက်ချန်ထဲမှာတရားခံလူငယ်လေးတယောက်ပြစ်မှုထင်ရှားသဖြင့်အလုတ်ကျန်းနဲ့ထောင်းတာ3နှစ်ချမှတ်သည်ခြေခွဲစရာဒရမာလွမ်းဆွေးရမှာ3နှစ်ချလိုက်တာအလောက်ကျန်းနဲ့ထောင်တယ်အဲ့ဒီဝက်ချန်လေးကကောင်လက်တိလက်မောင်တက်ပြီးထအော်တယ်ဟေးပျော့တယ်ကွာလေအလုတ်လည်းရပြီနေစရာလည်းရပြီစားစရာလည်းရပြီသူ့ကိုအလောက်ကျန်းနဲ့ထောင်တာ3နှစ်ချတာအလောက်ကျန်းဆိုတော့အလောက်ရပြီတဲ့ထောင်ထဲမှာနေရမှာဆိုတော့နေစရာလည်းရပြီတဲ့ထောင်တမင်းထောင်ရင်းတော့စားရမှာဖြစ်တဲ့အတွက်စားစရာလည်းရပါပြီတဲ့အဲ့ဒီလိုတိုင်းပြည်အဲ့လိုနိုင်ငံမှာလူငယ်တွေဟာပညာရေးကိုအလေးမထားတော့ဘဲနဲ့မှတ်မှတ်ရရဆိုကြမယ်ပြောကြမယ်မှာစုရတဲ့အောင်မြင့်မြတ်တညင်နီးပညာတက္ကသိုလ်ကကျောင်းသားကျွန်တော်မတက်ချင်မနဲ့တက်ရတာပါကျွန်တော်တချင်းပဲဆိုချင်တယ်အောင်မြင့်မြတ်ကျွန်တော်မှတ်မိလာပြီကောင်းလေးချောလေးဆိုတော့ကလေးတွေဘာဖြစ်မလဲနီနီခင်းစောမယ်လိုဒီဝါကနေတက်သွားတယ်ချမ်းမယ်လိုဒီဝါကနေအောင်မြင်သွားတယ်ချမ်းနီနီခင်းစောဖြစ်သွားတဲ့အခါကျတော့ဖဲကျုပ်ဖြတ်မလား3သိန်းတချင်း3လေးဖို့ဆိုမလား5သိန်းရှိုးဆိုမလားစလိန်5သိန်းကလေးတွေအတန်ကောင်းကြတယ်ဒီသုံးစားမရတဲ့ပညာရေးကိုမလုပ်တော့ဘူးလေဒီအတန်လေးနဲ့ဒီရုပ်ကလေးနဲ့ဒီမှာစလိန်5သိန်းအလွယ်တကူရမှာကလေးတွေကိုကျွန်တော်အပြစ်မပြောပါဘူးဒီလိုဖြစ်အောင်နိုင်ငံတော်လူကြီးမင်းများမှာတာဝန်မရှိဘူးလားတိုင်းပြည်
ရဲ့အနာဂတ်ဆိုရင်မင်းတို့လူငယ်တွေရဲ့လက်ထက်မှာမင်းတို့လူငယ်တွေကဆိုရင်တိုင်းပြည်ရဲ့အနာဂတ်ကိုဘယ်ကဲ့သို့ပဲချမ်းသာနော်နှစ်ဖူးရည်ဒူးရည်ကောင်းတဲ့လူကြီးများတော်တော်ပြောတတ်တယ်နှစ်ဖူးပြောင်ဒူးပြောင်လူကြီးများပိုပြောတတ်တယ်အနာဂတ်ဆိုတာမရောက်သေးဘူးမရောက်သေးတဲ့အနာဂတ်ဟာလူငယ်တွေအတွက်ဆိုရင်လက်ရှိပြစ္ဆုတ်ပံကသူတို့လူကြီးတွေအတွက်ပေါ့မဟုတ်ဘူးလားအဲ့ဒီအနာဂတ်ကိုလူငယ်တွေကိုပေးခြင်းရင်လက်ရှိပြစ္ဆုတ်ပံကိုလည်းလူငယ်တွေကိုပေးပါလက်ရှိပြစ္ဆုတ်ပံမှာခေါင်းဆောင်ဖြစ်မှာအနာဂတ်မှာကျင့်သားရတဲ့ခေါင်းဆောင်တွေဖြစ်မှာပေါ့လက်ရှိပြစ္ဆုတ်ပံမှာအတွေ့အကြုံရှိမှအနာဂတ်မှာအတွေ့အကြုံရှိတဲ့ခေါင်းဆောင်တွေဖြစ်မှာပေါ့အနာဂတ်ကိုနေရာယူစေခြင်းရင်လက်ရှိပြစ္ဆုတ်ပံမှာတည်းကနေရာပေးဖို့လိုတာပေါ့အဲ့တော့ကလေးတွေဒီအရေးချင်းတဲ့စာရင်အရေးပြားတစ်ထောက်ကိုလိုလားတာဒီစမ်းကြမဟုတ်ဘူးเนาะကျွန်တော်အရန်စကားများတဲ့လူတယောက်မဟုတ်ပါဘူးကျွန်တော်ဟာကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာလုံးဝရင်ကုန်နှုတ်ပိတ်နေပြီးတော့အင်ကမိသားစုဆိုအများကြီးပြောပါတယ်เนาะကျွန်တော်ဇနီးတဲ့ဝင်းမုံရွှေကြီးပေါ့လေအဲ့တော့အများကြီးပြောပါတယ်ဆိုတော့ကျွန်တော်နှမများရည်ကြတယ်သူများသားပြိုတပည့်ပြိုစော်ကားတာမဟုတ်ပါဘူးကျွန်တော်ဇနီးကကျွန်တော်ချစ်စလုံးနဲ့ရွှေကြီးလို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်20ကဘာပေါ်မှာသူအလှဆုံးပေါ့ခုတော့ပြင်ဘာဖြစ်တယ်မသိဘူးကဘာပေါ်မှာသူကလွှဲရင်မိမတွေအကုန်လုံးကြည့်ကောင်းနေပါတယ်အဲ့ဒီစလင်းဘော်ကြီးရွှေကြီးလေးကနှစ်20လောက်ပေါင်းပြီးတဲ့အခါကျတော့ဝက်တကောင်လုံးဝလာပါတယ်မျက်မှန်ကြီးတကားကားနဲ့မျက်စိကလည်းမှုံပါတယ်ဝက်လိုဝပြီးမျက်စိမှုံနဲ့ရွှေကြီးမို့လို့ကျွန်တော်သူ့ကိုဝက်မှုံရွှေကြီးလို့ခေါ်ပါတယ်မင်းသမီးလေးဝက်မှုံရွှေကြီးနဲ့မဆိုင်ပါဘူးဇနီးတွေကပြောပါတယ်ရှင်အိမ်ရောက်ရင်သိမပြောဘူးနော်တဲ့မောပြီမိမရဲ့တနင်္ဂနွေလုံးပတ်ပြီးပြောလာတော့မောပြီအခုကျွန်တော်စကားများနေတာမဟုတ်ပါဘူးခက်ဖိတ်ရတယ်ကျွန်တော်တို့ပြင်မှန်လာမင်းညတညလုံးကားစီးတယ်ခုချိန်ဒီလည်းကောင်းကောင်းမရပါဘူးပြီးရင်လူငယ်တွေကကျွန်တော်ကိုကားပေါ်မတက်မချင်းသူတို့ပြောတာတွေကိုနားထောင်ပါအောင်သူတို့အကြံဉာဏ်ပေးပါအောင်လို့တောင်းဆိုထားတဲ့ကလေးတွေရှိသေးတယ်အဲ့တော့မောင်စင်ဝင်းကိုလူကြီးဆိုတော့နားခွင့်ပေးပြီးတော့ကျွန်တော်တို့နဲ့နှစ်ဖူးတိုက်တူတိုက်နေရအောင်ပါပါ7နာရီခွဲကားပေါ်တက်တညလုံးဒီလိုပဲစီးသွားနောက်နေ့မနေ့ရန်ကုန်ပြန်ရောက်မယ်ရန်ကုန်မှာစာပေပွဲတစ်ခုကျင်းပတဲ့ဟာကိုကျွန်တော်တာဝန်ယူမယ်ပြီးရင်မူဆယ်ကိုကျွန်တော်နိုင်20ကြာကားပြန်စီးပြီးတော့ပြန်ထွက်ရအောင်ဆိုပါစို့အများကြီးပါကျွန်တော်တို့အလုပ်တွေလုပ်နေပါတယ်ဆိုတော့စကားများတာမဟုတ်ပါဘူးခက်ဖိတ်ကြားပြီးတော့ကိုလင်းတိုင်းညောင်းကလည်းအကြောင်းကြောင့်သူ့ရဲ့အကြောင်းကတင်တန်းကလုံးမရှောင်လွဲလို့မရတဲ့ပြဿနာတစ်ခုကြောင့်မလာရောက်နိုင်တဲ့အတွက်ပေးတဲ့စိတ်ထဲမှာ3ယောက်နေရာမှာ2ယောက်ထဲပဲမဲ့အားပြည့်အင်ပြေနားထောင်နိုင်အောင်ဆိုတဲ့စိတ်နဲ့ကျွန်တော်စေတနာအားဖြင့်ပြောနေခြင်းဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဘာပြောချင်လဲဆိုတော့အနာဂတ်နိုင်ငံတော်အတွက်ကျွန်တော်လိုချင်တဲ့လူငယ်တွေရဲ့ပုံပန်းသဏ္ဍာန်ကိုကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်မလိုချင်တဲ့လူငယ်တွေရဲ့ပုံပန်းသဏ္ဍာန်ကိုလည်းကျွန်တော်ပြောခဲ့ပါတယ်ဖြစ်တဲ့ဖြစ်တိုက်တဲ့တိုင်းပြည်နိုင်ငံရဲ့အနေအထားကိုလည်းကျွန်တော်ဆွေးနွေးခဲ့ပါတယ်အဲ့ဒီထဲမှာပါမဲ့သူတွေဟာအခုနောက်တစ်ချိန်မှာတိုင်းပြည်ကိုဥဆောင်ရမယ်ပညာတတ်ပညာရှင်လောင်းကျွန်တော်ညီမကျွန်တော်နှမများဖြစ်ပါတယ်ကျွန်တော်ရုပ်ရှင်ဇာတ်ကားအဖြစ်ပြက်လေးတစ်ခုနဲ့အဆုံးသတ်မှာဖြစ်ပါတယ်အဲ့ဒါတော့အားလုံးကြည့်ဖို့တဲ့တိုက်တက်နေဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးပါအဲ့ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကိုပြောမှာမဟုတ်ပါဘူးပြောချင်တာကဂျပန်နိုင်ငံမှာရှိတဲ့မာဆာဘူမီဟိုဆိုနိုလို့ခေါ်တဲ့ဂျပန်စက်တော်ရေးအရာရှိလေးတယောက်ရုရှားနိုင်ငံကိုမိရထားလုပ်ငန်းတွေကိုလေ့လာဖို့အတွက်သူ့နိုင်ငံလွှတ်ပါတယ်အဲ့တော့မာဆာဘူမီသွားပါတယ်1910ခုနှစ်နှစ်လေ့လာပြီးတဲ့အခါမှာသူဂျပန်နိုင်ငံကိုပြန်မယ်ပစိဖိတ်သမုဒ္ဒရာကိုဖြတ်မယ်ဘယ်သင်္ဘောကိုစီးတယ်လဲတိုက်တက်တဲ့သင်္ဘောကိုစီးပါတယ်1912ခုနှစ်ဧပြီလ12ရက်နေ့မှာတိုက်တက်တဲ့သင်္ဘောကမြုပ်ပါတယ်တိုက်တက်တဲ့ရဲ့အဓိပ္ပာယ်သည်မိသည့်အခါတွင်မှမနှိမ့်မြုပ်နိုင်သောဗမာလိုဘာသာပြန်ရင်တော့ရှင်းတယ်ထိုက်ထန်နဲ့တိုက်လိုက်တာနဲ့တန်းနေသွားတယ်ရေကတောင်ကိုတိုက်လိုက်တာနဲ့တန်းနေသွားတဲ့သင်္ဘောအဲ့ဒီမိသည့်အခါတွင်မှမနှိမ့်မြုပ်နိုင်တဲ့တိုက်တက်တဲ့သင်္ဘောကိုမာဆာဘူမီဟိုဆိုနိုသည် second class လို့ခေါ်တဲ့ဒုတိယတန်းကနေစီးလာတယ်လူရင်းတို့ရှင်းပြောရင်သင်္ဘောကြီးနစ်ပြီးရေကတောင်နဲ့တိုက်ပြီးရုံးရင်ဆန်ကတ်တွေဖြစ်ပြီးနိုင်ငံကြီးသားပြည်သားတဲ့သူတွေ gentleman လို့ခေါ်တဲ့လူကြီးလူကောင်းတွေဖြစ်တဲ့ခါကျတော့ lady first baby first မိမနဲ့ကလေးဦးစားပေးမိခင်နဲ့ကလေးစောင့်ရှောက်ရေးမဟုတ်ဘူးနော်မိခင်နဲ့ကလေးစောင့်ရှောက်ရေးဆိုပြီးတော့ဖခင်နဲ့လူကြီးတွေပဲနော်အရက်တွေဒပလင်းတောင်းနေကြတာအဲ့တော့ lady first baby first ဆိုပြီးတော့လှေတွေကိုချတယ် lady first baby first ပြီးရင်လေးငါတက်မြင့်တဲ့သင်္ဘောကြီးဓာတ်လေကားတွေနဲ့တက်ရတယ်ကာဝက်ခါမတွေရေကူးကနေအင်မတန်ကျွဲဝခမ်းနားတဲ့သင်္ဘောကြီးကလူကုန်ထမ်းတွေကိုကဲမယ်ပြီးရင် first class ပြီးရင် second class အသက်ကလှေရှိသလားအဲ့ဒီအချိန်မှာအသက်ဘေးနဲ့ကြုံတဲ့အခါမှာဟိုဆိုနိုရှီမကင်မိလက်မကင်မိဖြစ်ပြီးကြောက်ပြီပေါ့ဘယ်တည်ခြင်းမလဲအသေးအတန်ပြေးသွားတယ်သင်္ဘောရရှိကရင်ဘက်ကိုတွန်းထားတယ် no မင်းဘယ်ကစီးတာ second class မင်းနဲ့မရောက်သေးဘူး lady first baby first မင်းနဲ့မရောက်သေးဘူးသင်္ဘောရရှိကတားမြစ်ချီကုန်ခန်းတဲ့ဟိုဆိုနိုသူတည်တော့မှာပဲဆိုတာကိုကြောက်ရွံ့နေတဲ့လူငယ်လေးဟိုဆိုနိုသူခန်းထဲကိုပြန်ဝင်သွားတယ်ပြန်ထွက်လာတယ်စောစောဟိုဆိုနိုမဟုတ်တော့ဘူးစပင်ကောက်တီကောက်ပါနဲ့စပင်အတုဆွတ်ထားတဲ့ဟိုဆိုနိုနှက်ခမ်းကြီးပါနေတဲ့ဟိုဆိုနို
ကာဝင်ကြီးဝတ်ထားတဲ့ဟိုဆွန်နိုတောက်ဖက်နဲ့စီးထားတဲ့ဟိုဆွန်နိုမှန်ရှိမှာကိုလုံးလေးကိုဟိုလိုလှက်ဒီလိုလှက်ထောက်ဟေးဟေးဆိုတဲ့မိမတန်လေးပြီးပြီးတော့စိတ်တိုင်းကြပြီဆိုတဲ့အခါမှာခုနကသင်္ဘောရာရှိစီကိုကနွက်ကလေးရနဲ့ရှောက်သွားတဲ့ဟိုဆွန်နိုသင်္ဘောရာရှိကကြည့်လိုက်တယ်အော် lady first lady လို့ယူဆပြီးတော့သင်္ဘောပေါ်တက်ခွင့်ပေးလိုက်တယ်ဒီလိုနီးနဲ့ဟိုဆွန်နိုဟာတိုက်တက်တဲ့သင်္ဘောပေါ်ကနေလွတ်မြောက်ခဲ့ပါတယ်လွတ်မြောက်ခဲ့ပါတယ်အဲ့လိုလွတ်မြောက်ခဲ့တဲ့မြင်ကွင်းကိုအဲ့ဒီမြင်ကွင်းအစအဆုံးကိုမြင်လိုက်ရတဲ့သူက Gracie Ford လို့ခေါ်တဲ့အမေရိကန်နိုင်ငံသားတယောက်အဲ့ဒီအမေရိကန်နိုင်ငံသားကလည်းတိုက်တက်တဲ့လွတ်မြောက်ခြင်းကလွတ်မြောက်ခဲ့တယ်သို့တော်သူကကယ်ဆယ်ခြင်းခံရလို့အသက်ကလေးကြောင့်လွတ်မြောက်တာမဟုတ်ဘဲနဲ့တေကံမရောက်တက်မပြောက်သူနီးသူဟန်နဲ့လွတ်မြောက်ခဲ့တဲ့သူအဲ့တော့အမေရိကန်နိုင်ငံသားကလွတ်မြောက်လာခြင်းချင်းပါပဲတိုက်တက်နဲ့မှလွတ်မြောက်ခြင်းဆိုတဲ့စာအုပ်တော့ရေးပြီးတော့ကဘာကိုဖြတ်အဲ့ဒီကဘာကိုဖြတ်တဲ့အခန်းတစ်ခန်းမှာကိုဆိုနိုကြောင်းပါတယ်မျက်စိရှိမှမြင်ရတဲ့ဂျပန်နိုင်ငံသားတယောက် Lady first baby first ကိုနားမလဲဘူးတွားပြီးတော့တင်မောပေါ်တက်ဖို့လုပ်တယ်တင်မောရရှိရလက်မခံဘူးပြန်ဝင်သွားတယ်သူကြည့်နေတယ်ပြန်ထွက်လာတယ်မြင်မှုပါတယ်ဆိုပြီးမျက်နှာကိုကြည့်လိုက်တော့သူပဲမိမကြီးလို့လုပ်ပြီးတော့တင်မောပေါ်တက်သွားတယ်တက်ကလေးကိုတက်သွားတယ်အဲ့ဒီအကွက်ကိုထည့်ရေးလိုက်တဲ့အခါမှာတိုက်တိုင်းကလွတ်မြောက်ခြင်းဆိုတဲ့စာအုပ်ကိုတကွာလုံးကဝယ်ဖတ်ကြတာပေါ့ဂျပန်လူကြီးတွေကလည်းဖတ်ကြတာပေါ့ဖတ်တော့ဟာဒါဟာဟိုဆိုနိုပဲသိချင်းမှာပဲဟိုဆိုနိုကိုဥဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအရာရှိဘွားကနေချက်ချင်းအလုပ်ဖြုတ်လိုက်ပါတယ်နောက်နေ့ထွက်လာတဲ့သတင်းစာတွေမှာခေါင်းကြီးစလုံးနေနဲ့ပြည်သူလူထုရဲ့တောင်းဆိုချက်ကဂျပန်နိုင်ငံနဲ့ဂျပန်လူမျိုးတို့ရဲ့ဂုဏ်သိက္ခာကိုမှေးမိန်အောင်သေးသိမ်အောင်ကျူးလွန်ခဲ့တဲ့ဟိုဆိုနိုဂျပန်လူမျိုးတို့ရဲ့အရှက်နဲ့ကိုကျင့်တရားကိုကမ္ဘာလူမျိုးပေါင်းစုံအလယ်မှာချနင်းခဲ့တဲ့ဟိုဆိုနိုကျေးဇူးပြုပြီးကိုတတ်သေးပေးပါတကယ်တတ်သေးလားမသေးလားတော့ကျွန်တော်တို့မသိရဘူးအဲ့ဒီဟိုဆိုနိုဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုဂျပန်နိုင်ငံရဲ့ kindergarten လို့ခေါ်တဲ့ကလေးငယ်တွေကိုသင်တဲ့သင်ခန်းစာမှာသင်ခန်းစာတစ်ရပ်အဖြစ်ထည့်သွင်းပြီးတော့သင်ကြားပါတယ်တို့နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်းဘလောက်ကဂျပန်လူမျိုးရဲ့ဂုဏ်သိက္ခာနဲ့အရှက်ကိုလိပ်ပြာကိုချနင်းခဲ့တဲ့ချခွဲခဲ့တဲ့ဟိုဆိုနိုဆိုတဲ့ဂျပန်တစ်ယောက်ရှိတယ်ဘူးလေခေါ့အသက်ကလေးတစ်ချောင်းအတွက်ရှင်သန်မှုတစ်ခုအတွက်ဂုဏ်သိက္ခာမဲ့အောင်ကျူးလွန်ခဲ့တဲ့အဲ့လိုဟိုဆိုနိုလိုစိတ်သက်မျိုးကိုတို့ဂျပန်နိုင်ငံလူမှုအတိုင်းအဝိုင်းကလုံးဝလက်မခံဘူးကလေးတို့သင်ခန်းစာမှာထည့်တင်တယ်ဘူရှီတိုစိတ်ကကာမီကာစေဆာမူရိုင်းဆိုတဲ့အသက်ကိုအရှက်နဲ့နော်ခုနကသူတို့ရဲ့အရှက်နဲ့ပတ်သက်ရင်အသက်ပေးပြီးတော့ကာကွယ်တတ်တဲ့ဂျပန်နေစစ်ရှုံးပြီလို့သိသိချင်းမှာကိုကျုပ်တရားကိုကန်တိုဓာတ်နဲ့ကိုအဆုံးစီရင်ခဲ့ကြတယ်ကမ္ဘာပေါ်မှာအရှက်အသေးဆုံးလူမျိုးတွေဒီလိုလူမျိုးကိုတို့ဂျပန်လူမှုအတိုင်းအဝိုင်းကလက်မခံဘူးနိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုကမ္ဘာအလယ်မှာချနင်းခဲ့တဲ့ဟိုဆိုနိုမင်းတို့ကလေးတွေငယ်ငယ်ကလေးကမှတ်ထားကြတို့ဂျပန်လူမှုအတိုင်းအဝိုင်းကဟီရီအော်တပတရားကိုအဲ့ဒါလိုထိမ့်သိမ့်နေမှန်ကန်စွာအသက်မွေးခြင်းမှန်ကန်စွာရှင်သန်ခြင်းသိက္ခာရှိစွာရှင်သန်ခြင်းဒါကိုတို့ကဦးစားပေးတယ်သင်ခန်းစာမှာထည့်တင်တယ်သူ့လူမျိုးရဲ့အရှက်နဲ့ဂုဏ်သိက္ခာကိုခွဲလို့အဲ့ဒါလိုသာကိုယ့်လူမျိုးရဲ့ကိုယ့်နိုင်ငံရဲ့အရှက်နဲ့ဂုဏ်သိက္ခာကိုခွဲလို့သာသင်ခန်းစာမှာထည့်တင်ရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာဘာသာဆုံးပြဋ္ဌာန်းရင်တော့လုံလောက်ပါမလားလို့ကျွန်တော်တွေးမိတယ်မြစ်ကိုရောင်းစားရန်ကြံသူလူတစုအကြောင်းရေးသားဖြစ်ဆိုပါ20မှတ်လက်ဗလောင်းတောင်ကိုအပြောက်ရိုက်ရန်ကြံသောကုမ္ပဏီတစုနဲ့အာနာရှင်အပေါင်းပါတတိုက်တောင်ဖြစ်ဆိုပါ20မှတ်တနိုင်ငံလုံးတစ်ပင်များခုတ်လဲသောအဖွဲ့အစည်းနာမည်ကိုဖော်ပြပါ20မှတ်တိုင်းပြည်နဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုအဲ့ဒါလိုသာအဆက်နဲအောင်သိက္ခာကျအောင်လုပ်လို့သာပြဋ္ဌာန်းရမယ်ဆိုရင်ကုန်ပါမလားသူတို့ဂျပန်လူမျိုးကတော့အဲ့ဒါလိုဂျပန်တွေဟာဒီနေရာမှာကြုံလို့လူငယ်တွေနဲ့တွေ့တော့ဆာမူရိုင်းဘာလဲဆာမူရိုင်းဆိုတာဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိဘူးဆာမူရိုင်းမှာတည်ရဲယုံတတ်ရဲယုံ duty and responsibility and accountability လို့ခေါ်တဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့စိတ်တွေနဲ့လူကြီးလူကောင်ဆန်တဲ့စိတ်တွေရှိယုံနဲ့တယ်မရဘူးဆာမူရိုင်းစိတ်ဓာတ်ရဲ့ဆာမူရိုင်းသမားတယောက်ရဲ့အရေးကြီးဆုံးချက်ဒီဆွဲ80မျိုး80ဆာမူရိုင်းမျိုးရုပ်ဖြစ်ရမယ်ဂျပန်ဖြစ်ပြီဆိုတာနဲ့ဂျပန်နိုင်ငံသူနိုင်ငံသားတိုင်းဆာမူရိုင်းဖြစ်လို့မရဘူးဂျပန်နိုင်ငံဆာမူရိုင်းသိဖြစ်ချင်တယ်သို့တော့ကို့ဖေကလည်းဆာမူရိုင်းမဟုတ်ကို့ဖိုးကလည်းဆာမူရိုင်းမဟုတ်တော့ကိုကတတိရှိပေမဲ့ဆာမူရိုင်းသွေးကိုပြလို့မရဘူးဒါကိုဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေဟာဒုတိယကမ္ဘာစစ်လက်နဲ့ချပြီးတဲ့အချိန်မှာတိုင်းပြည်ကိုပြန်ပုံဘဝကနေပြန်ထူထောင်တဲ့အချိန်မှာအဲ့ဒီဆာမူရိုင်းမျိုးရိုးတွေအားလုံးကိုစီယုံပြီးတော့ကျွန်တော်တို့ပင်လုံကိုစာချုပ်ချုပ်တယ်လို့ပဲဆာမူရိုင်းအကြီးကဲများခင်ဗျာဆာမူရိုင်းလူကြီးများခင်ဗျာ
တိုင်းပြည်ဟာပြပုံဘဝကနေထားရမယ့်အခြေအနေဖြစ်ပါတယ်။ Phoenix နဲ့တကောင်လုံးမီးပုံတွေကပြန်ရမယ်ဘဝကိုရောက်ဖို့ဆိုရင်လူကြီးမင်းတို့အင်မတန်တန်ဖိုးထားတဲ့ဆာမူရိုင်းစိတ်ဓာတ်ကိုငှားဖို့လိုပါမယ်။ဒါကြောင့်ဆွေ80မျိုး80မှားသားလျင်ဖြစ်ခွင့်ရှိတဲ့ဆာမူရိုင်းဆိုတဲ့ဂုံတိတ်ခါကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးကိုဖြစ်ခွင့်ပေးပါလားခင်ဗျာ။ကျွန်တော်ပြောတာသဘောပေါက်ပါလဲနော်။လူတိုင်းဆာမူရိုင်းဖြစ်ခွင့်မရှိဘူး။ဆွေ80မျိုး80မှာဖြစ်မှာအဲ့ဒီစိတ်ဓာတ်ကိုတိုင်းပြည်ထူထောင်မှုမှာအသုံးချခြင်းလို့ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေကဆာမူရိုင်းမိသားစုတွေကိုပန်ကြားတာသဘောမတူခြင်းပင်မဲ့တိုင်းပြည်ပြန်လည်ထူထောင်မှုအတွက်အဲ့ဒီအင်မတန်မှထင်ရှားကြော်ကြားတဲ့ဆာမူရိုင်းမျိုးနွယ်စုမြန်မာလိုပြောရင်စော်ဘွားမျိုးနွယ်စုဒီလိုထင်ရှားကြော်ကြားတဲ့သူတွေဟာသူတို့ရဲ့အထွတ်အမြတ်ထားတဲ့စိတ်ဓာတ်ကိုတိုင်းပြည်လုံးကို online လို့ပြောမယ်ဆိုရင် sharing လုပ်လိုက်တယ်လူတိုင်းဆာမူရိုင်းဖြစ်ခွင့်ရှိတယ်အဲ့ဒီနည်းနဲ့ပြပုံဘဝကနေဂျပန်ဟာဒီကနေ့ကမ္ဘာပေါ်မှာစီးပွားဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးအာရှမှာဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့တာပါကောင်းတဲ့စိတ်ကိုယူမထားဘဲနဲ့ဖြန့်ပေးလိုက်ဒီဆာမူရိုင်းဆိုတဲ့ဂုဏ်သိက္ခာကိုမစွန့်လို့ချင်းပင်မဲ့ဟာမင်းလည်းဆာမူရိုင်းကိုလည်းဆာမူရိုင်းဆိုတော့တကယ်ဆာမူရိုင်းအစ်စ်ကနည်းနည်းတော့အောက်တာပေါ့သို့တော့တိုင်းပြည်ကောင်းစားဖို့အတွက်ဂျပန်သူရဲကောင်းတွေဟာဆုံးဖြတ်ခဲ့ကြတယ်လူလူကောင်းဆောင်ကိုအခွင့်အရေးတွေပေးလိုက်ရင်တိုင်းပြည်ကောင်းမယ်ဆိုတော့မြင်ပါရက်နဲ့ကျွန်တော်တို့ရဲ့နော်ကြောပါရဲ့ဗျာယောက်ျားဖာများကိုလည်းမလုံနိုင်ဘူးလုံနိုင်တဲ့သူကိုလည်းနေရာမပေးချင်ဘူးဝင်မခံရဲဘူးဆိုတော့စိတ်နဲ့ဒီလိုသွားခဲ့ကြတယ်သင်္ကန်းစာမှာထည့်သင်ခဲ့တယ်အဲ့တော့ဗမာလိုပြောရင်ဟီရီအော်တာပါလို့ခေါ်တဲ့အချက်အကြောက်တရားကိုဂျပန်လူမှုအဝင်းဝိုင်းသည်ကလေးတွေကိုငယ်စဉ်ကတည်းကဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက်ဂျပန်နိုင်ငံသည် Self Defense Army လို့ခေါ်တဲ့အင်မတန်အင်အားသိငယ်တဲ့စစ်တပ်ကိုပိုင်ဆိုင်ပင်မဲ့ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအင်မတန်ကြီးတဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်ထိမ့်သိမ့်အပ်တဲ့စောင့်ရှောက်အပ်တဲ့လောကပါလတရားနှစ်ပါးဖြစ်တဲ့ဟိရိဩတ္တပတရားရှက်တင်တာကိုရှက်ချင်းကြောက်တင်တာကိုကြောက်ချင်းဂုံတိတ်ခါရှိစွာရှင်သန်ခြင်းအသက်မွေးခြင်းဆိုတဲ့လောကပါလတရားနှစ်ပါးကိုစောင့်ရှောက်တဲ့ဂျပန်နိုင်ငံသည်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တစ်ကိုရောက်ရှိသွားပါတယ်ကျွန်တော်ချစ်သောကျွန်တော်တို့အားကိုးရမယ်ကျွန်တော်ညီများကျွန်တော်နှမများကိုကျွန်တော်ပြောချင်တာဒီငါတို့အလှည့်ကြရင်သိမယ်ဆိုတဲ့စိတ်တွေမရှိဘူးငါတို့ကစပြီးကောင်းရမယ်ဆိုတဲ့စိတ်တွေဝင်ရောက်ဖို့ကျွန်တော်စူးစမ်းပန်းစားဆွေးနွေးနေခြင်းဖြစ်ပါတယ်ကျွန်တော်နေပညာကျောင်းတွေမှာနေကုန်းချုပ်လေးရှိတဲ့စကားအတိုင်းပါပဲဝင်လာတဲ့လမ်းတစ်လျှောက်မှာကျောင်းကိုခဝေးဝေးကနေပြီးတော့ခန့်ညားစွာထဲဝါစွာတွေ့မြင်ရပါတယ်ခန့်ညားထဲဝါဝါတွေ့လိုက်ရတဲ့ခမားတို့ရဲ့ဤပညာတက္ကသိုလ်အဆောက်အဦကဲ့သို့ခမားတို့ရဲ့ကိုကျင့်တရားအဆောက်အအုံကိုလည်းကြီးမားနိုင်ပါစေခန့်ထည်နိုင်ပါစေခမားတို့ရဲ့တောင့်တင်းခိုင်မာတဲ့ဘိတုကလက်ရနဲ့မွန်းချဲထားတဲ့တိုင်လုံးများကဲ့သို့ခမားတို့ရဲ့ဟိရိဩတ္တပတရားတွေတောင်းတောင်းတင်းတင်းခိုင်ခိုင်မြဲမြဲရှိနိုင်ပါစေလိကတဲ့ပေါင်းများစွာကိုကိုယ်ဝိုက်ပြီးတက်လာပြီးတဲ့ခါမှာဟောဒီလိုဗန်နင်းတဲ့ပင်ခမ်းမလိုခမ်းမမျိုးတွေကိုရောက်ရှိလာသလိုမျိုးခမားတို့ရဲ့ကိုကျင့်တရားတွေခမားတို့ရဲ့သီလသိက္ခာတွေခမားတို့ရဲ့ပညာရှင်ပညာတတ်ဆံမှုတွေခမားတို့ရဲ့အရှက်အကြောက်တရားတွေကိုခမားတို့နင်းခဲ့တဲ့လိကတဲ့များလိုပဲတဆင့်ပြီးတဆင့်တစ်ထစ်ပြီးတစ်ထစ်မြင့်တင်နိုင်တဲ့အနာဂတ်သားကောင်းယတနာများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနေကုန်းချုပ်ပါတယ်